မိုင်းနဲ့နည်းနည်းလေးမျက်နှာကွယ်နေလားမသိဘူးကျွန်တော်တကယ်ရင် OBG ကတော့ရက်ရှိတာရှေ့ကနေပြောသွားလိုက်တာကျွန်တော်ထိုင်သားထောင်နေတာပေါ့အစဆုံးပေါ့ကနောင်မျိုးကမြို့သူမျိုးသားတွေတော့မသိဘူးကျွန်တော်တို့တော်တော်စိတ်ပြတ်သွားတယ်စိတ်ညစ်သွားတာသူပေးတဲ့ကောင်းတွေကဗမာတွေပျော်ကြပါစေတဲ့တခုမှပြောရမှာမပါဘူးစိတ်ညစ်စရာတွေနော်စိတ်ညစ်စရာတွေပြီးလျှောက်ပြောသွားကျွန်တော်နားထောင်ဟောငါတကယ်ကြီးနော်အခုရပါရအခမ်းအနားမှုကလည်းကျွန်တော်လောကရဲ့အစီအမောမတက်တာတွေပြောပါမယ်ဘာညာဆိုတော့ကျွန်တော်လည်းကောင်းစဉ်ပြထားတော့ကြိုက်ရဲစရာမောစရာဆိုတော့ကျွန်တော်တို့မနေ့ကရန်ကုန်ကထွက်လာကြတာပေါ့နော်ထွက်လာတဲ့ခါကျတော့ဒီမနေ့ကရောက်တာပေါ့ကျွန်တော်ဒီကလောင်မျိုးလေးကိုကျွန်တော်ဖြတ်သွားဖြတ်လာပေါ့ဗျာဟိုဝေးရဖြတ်သွားဖြတ်လာရင်နာမည်ကြားဘူးတယ်တွေ့လဲတွေ့နေတယ်ပေါ့ကလောင်မျိုးဆိုတော့ကလောင်မင်းသားကြီးဆွဲနေဟိုမှာချိတ်ထားတဲ့ပုံလေးနဲ့ကျွန်တော်ဆွဲလန်းတာပေါ့10လမ်းမှလည်းသူ့ကြောင့်ပါနေတာဘူးဆိုတော့တခါမှဒီလိုလေးမဝင်ဘူးဒီပတ်ဝန်းကျင်ကတော့ကျွန်တော်မကြခဏဆိုသလိုရုံနော်လာဟောဘူးပါလေညောင်မြို့မှာ2နှစ်လောက်လာဟောဘူးတယ်ကျွန်တော်တို့ညီကိုတော့ကိုချစ်ဦးညိုတို့ဘယ်သူပါသေးလဲကိုနွမ်းကြတိုင်းတို့ဘောနော်ကိုဖေမြင့်တို့လည်းကြံခဲ့တဲ့3နှစ်လောက်ကထင်တယ်ကြံခဲ့တဲ့3နှစ်လောက်ကလည်းလာဟောတယ်ကိုဆောင်းဝင်းလက်ကကျွန်တော်ရလားပါလားမသိဘူးနှစ်ခါပေါ့ကြံခဲ့တဲ့အပတ်လောက်ကတော့ကြံခဲ့မှာတခါလာဟောတော့ဆိုင်ဆရာမတန်းမြင့်အောင်ရဲ့မန္တလေးအင်းဝါရဲ့ကျွန်တော်ရဲ့3ယောက်မောင်နှမ3ယောက်ဟောတခါဖက်ရဲပေါ့ဗျာရခိုင်ရိုးမတောင်ရှိရရွာလေးပေါ့သူလည်း2ခေါက်လာဟောတာပေါ့အခုတော့စိုက်နေနေဆိုသူတို့ကျွန်တော်တို့ကံတော်ရောက်ရှိလာတယ်ပေါ့ဝမ်းသာပါတယ်ကျွန်တော်လာကြိုဆိုကြတဲ့လူတွေရောအားလုံးလက်ပဲဟောင်းတွေကလာမိဆက်ကြတယ်ဆရာရဲ့သမီးကတော့ရင်းလာတဲ့ကသူကဘွဲရတာပါလို့သားတော့ပါညာပေါ့ဗျာကျွန်တော်တချို့မျက်နှာတွေအားလုံးမှတ်မိနေတယ်နာမည်လားမသိတာပေါ့ကျွန်တော်ရှင်းတတ်ပါတယ်ကံတော်ဆိုရရင်ထဲမှာနည်းနည်းလှုပ်ရှားတယ်ပေါ့ကံတော်မင်းသားကြီးတတိယလာဟုတ်ကျွန်တော်ကံတော်မင်းသားကြီးကိုသိကြိုက်တာပေါ့နော်ကုန်းအောင်ခေကမင်းတို့မင်းရဲ့ညီရင်ခောက်ဒီမျိုးလေးကိုသူစားတယ်ပြောတယ်ခုခေတ်မဝဒဘာညာခဝဒရဝဒခန့်တယ်လို့ပဲရှင်းခေတ်ကတော့လက်စာနဲ့မခန့်မင်းနဲ့မြို့သားရွာသားခန့်နေတဲ့အခါသူကသားတိတ်ရှိတဲ့သားကိုမြို့ကြီးရွာကြီးပေးတယ်နည်းနည်းအချစ်ရောက်တဲ့သားကိုကြတော့မြို့ငယ်ရွာငယ်ပေးတာဟုတ်ကနောင်မင်းသားကတော့ဒီမြို့ပေးတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်တာမင်းတို့မင်းရဲ့ညီရင်ခောက်ဗမာနိုင်ငံရဲ့ဘယင်ဗျာအရှင်မင်းသားဆိုတော့သူကဒုတိယကောင်းဆောင်ပေါ့ second person ပဲသူကနော်ကျွန်တော်တမိုင်းပါလေသူ့ကိုပေးတဲ့မြို့ဆိုတော့ရှစ်ခေတ်ကတော့ဒီမြို့ကတန်တန်မြို့မဟုတ်တော့ဘူးထင်တယ်နော်ဆရာကြီးတို့ခံမှန်းကြည့်တာလေဘယင်ရဲ့ညီပေါ့အရှင်မင်းသားကိုစားစီလို့ပေးတဲ့ဟာတော့သာမန်ကဆန်ငါမြို့တော့သူပေးမယ်လို့မထင်ဘူးပေါ့ဒီမျိုးလေးကြီးတဲ့ခန္ဓာကြီးနဲ့တူတယ်ဒါကျွန်တော်မနေ့ကလည်းတာပေါ်လမ်းလျှောက်သွားကြည့်တဲ့ခါကျတော့မြို့လေးနည်းနည်းတော့6ထန်းသွားတယ်ပေါ့ဗျာကိုပေါ်ပြပြောသလိုပဲပေါ့နော်နည်းနည်းလေးမြို့နယ်ဆင်းလေးဘယ်လိုသူပြောကျွန်တော်နားမလည်ဘူးဒေသနာတွေလေဆိုထားတော့ပြီးလိဖြစ်ပါလေကျွန်တော်မေးကြည့်တယ်ဒီဟောပြောဝဲတွေဘယ်လောက်ကြာပြီလဲဆိုတော့ဆရာရဲတဲ့ပြက်နေတာကြာပြီအခုမှပြန်စလာဆိုတော့ကနောင်သူကနောင်သားတွေပေါ့ဗျာဒီနေ့ကစပြီးဒီနှစ်ကစပြီးနောက်နှစ်တွေမှာတော့စင်ဆက်မပြတ်လို့သိကျင်ပါတယ်အဲ့လိုပြောတဲ့ခါကျတော့ခင်ဗျားတို့ကလိုက်ဟောနေရတဲ့ခါကျတော့စားလို့တောက်လို့ကောင်းအောင်ပြောတာလည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီနှစ်ဆိုကျွန်တော်ဟောတာဒီပွဲကဘယ်နဲ့ပွဲနှောင်လေးမသိဘူးပွဲ20လားပွဲစိန်လားမသိဘူးနော်ကျွန်တော်ဟောတာလေဟိုးမြစ်ကြီးနားလို့အချင်းပြည်နယ်ပေါ့ကြောက်စင်းကျူတဲ့ဖားကြံလိုဟာမျိုးကစားလိုက်ဟောကြတယ်ကျွန်တော်တို့ကရှမ်းပြည်ပြည်ပေါ့တချို့မျိုးလေးတွေမှာစက်သိမ်းထားပါအောင်ကျွန်တော်တို့အားသိရပါတယ်ဟိုကျွန်တော်နေပြီးတော့တက်ကုန်းသွားတယ်OBG ကပြင်မနာပေါ့ကျွန်တော်မနေ့ကပြင်မနာတပွဲဟောပြီးတော့တက်ကုန်းကနှမ်းဖိတ်တော့သွားတယ်အခမ်းအနားလေးသိတက်ရတာပဲဒီသားလေးတပည့်တွေကိုအခမ်းအနားမှုလုပ်တဲ့လူတွေကဒီကညီမညောက်လူကဒါဆယ်မတွေလားမသိဘူးဟိုမှာလာတော့ဒါ MRTV နဲ့ဗာညီမအတန်ကသတင်းပညာနေတဲ့ဒေါက်ခင်မာလာထွန်းနေလာလို့သိသိပြီးတယ်တက်ကုန်းပါပြီဆရာတပည့်ကညီမအတန်ပါတပည့်တို့ကြားလဲပါဦးဆရာတပည့်ညာရှိပါလေညီအတန်သိကောင်းတယ်ဆိုတော့ဟာဆရာတပည့်ကသတင်းပညာနေတာလေအခုလည်းဒီဆရာမညောက်ဆရာမတွေပဲထင်ပါတယ်နော်တဲ့ကွန်းမပါဘူးကိုညီမညောက်လို့တိတ်တက်ရတာလေကိုလေးကလေခုနပြောသွားတာပါလားအဆင်ပြေပါလေဗမာပြည်မှာစာပြေဟောပြောဝဲလို့ဖြစ်လာတာဂျပန်ခေတ်ကြီးဆိုတော့ခေတ်ပေါင်း60ကျော်ခဲ့ပြီပေါ့ဂျပန်ခေတ်က1942ဗိုလ်ချုပ်ဆန်းခေါ်လာတာဂျပန်ခေါ်လာတာစပြီးတော့ဂျပန်ကိုပြန်မောင်းထုတ်ပြီးစီပေါ့45ပေါ့9နှစ်ရာဒီဗမာပြည်ဝင်းကြီးတို့ဦးလူရေးမှုတယ်ဂျပန်ခေတ်ကိုလေ9နှစ်ရာဒီဗမာပြည်တဲ့အဲ့ဒီခေတ်ကြီးမှာဒေါက်တာဖန်းပေါ်အစိုးရဂျပန်ခေတ်ကအဓိပတိသူ့လက်ထက်မှာစာပြေဟောပြောတွေစတယ်လို့ကျွန်တော်တို့မှတ်သားဘူးလေဆရာကြီးကတော့မိုင်းလို့ကြီးတို့ဥပချိုးလို့နောက်ပါလေဆရာကြီးဂျာနေကျော်ဦးချစ်မောင်လို့သူတို့အားလုံးကဝိုင်းဝန်းတိုက်တွန်းလာတယ်ဒေါက်တာဖန်းပေါ်စာရေးဆရာများနဲ့ပတ်သက်ပြီးတော့စာပေနဲ့အခမ်းအနားတစ်ခုခုဖြစ်တင်တယ်ပေါ့အဲ့ဒီကစတာဆိုတော့ဗျာ1944နဲ့စတာအဲ့တော့အောက်ကရှိနေတဲ့ဆရာကြီးဆရာမကြီးတွေရောကိုညီငယ်ညီမငယ်တွေနှိမ့်ရဲလည်းကျောင်းမှာအထက်ကကျောင်းမှာတစ်ခါပြီးပြီကျွန်တော်တို့အခုတက်ပဲဆိုရင်လေ60နဲ့6နှစ်မြောက်ပြီဒီနှစ်ကမနေ့က2009ဆို65ပဲတက်ကုန်းမျိုးလေးရောက်သွားတဲ့ခါကျတော့ဒီမှာဆဲမုတ်တင်ထားတယ်65ချိန်မြောက်စာပေဟောပြောဝဲ
ကျွန်တော်ကြောက်သွားတယ်သိလားတက်ကုန်းမျိုးမေးရတယ်တကယ်ပဲလားရမ်းမှာအပြတ်ကြောက်ရှိသလားဆိုတော့ဆရာရဲ့တဲ့နိုင်ငံရေးအရာကျွန်တော်တို့ဂျပန်ကိုတိုက်နေတဲ့နှစ်တို့အင်္ဂလိပ်ကိုမောင်းတဲ့နှစ်တို့ကျွန်တော်နိုင်ငံရဲ့ပတ်သက်ပြီးတော့အရေးခင်းပါညာမရင်မသက်ဖြစ်တဲ့နှစ်တွေကလွယ်ပြီးကျွန်တော်တို့တစ်ခါမှရပ်သွားပါဘူးစဉ်းစားပြလို့လားချက်တည်ရှိလိုက်တာကျွန်တော်တို့မြို့သူမြို့သားတွေကတောက်ပါတယ်ဆရာပွဲလေးကခဏတာပေါ့နော်ကုံနေပွဲသားတွေအလုံးစုပြီးလောက်ကြတာသူကလက်ဖက်တယ်မလဲမရောချက်တည်ရှိလိုက်တာတချို့မျိုးလေးတွေကြတော့လေအခုမှပါလေ2နှစ်လုံးလိုက်3နှစ်ရလိုက်နောက်1နှစ်လုံးလိုက်ရပ်သွားလိုက်ကြောက်ပတောင်းဆိုရင်3နှစ်လုံးရပ်သွားကြောက်ပတောင်းပြို့ဟိုဘတ်တောင်စီကမျိုးလေးတွေကျွန်တော်ဖက်ရလိုက်တာချမ်းသာလို့ညာရသားနဲ့ပေါ့အခုတော့ကနောင်မျိုးလေးကဒါလေးကိုစပြီးဒီနှစ်ပြန်အကောင့်ဖြစ်ပေါ်တယ်ရှင်းဆက်လက်ပြီးလဲအကျိုးရှိပါစီလို့ကျွန်တော်ကရောက်ရှိလာတဲ့ကျွန်တော်တို့ညီကိုဆိုင်ဆရာကြီးဖြစ်ကြတယ်ကတော်ဆရာ OBJ ရောကျွန်တော်နောက်ကဟောမယ်ဆရာကြီးဦးအောင်ကျော်ဆန်းတို့နဲ့ကိုစားကျွန်တော်ပြစ်တာပို့ပါလေနော်ကျွန်တော်ရှိရဟောသွားတဲ့ကို OBJ ပြီးသွားတဲ့ကောင်းစီရပါမမလေးပြောပါစေသူကနားထောင်ပြီးကျွန်တော်သိညလိုက်တာမကောင်းမြင်စိတ်ပဲဒီကတော့ဆရာလောကကြီးကိုကျွန်တော်တို့ရှုမြင်တဲ့အခါမှာအမြင်နှမျိုးရှိတယ်အကောင်းမြင်တာနဲ့မကောင်းမြင်တာအကောင်းမြင်တာကိုအင်္ဂလိပ်လို optimism မကောင်းမြင်တာ pessimism ဘာကြည့်ကြည့်မကောင်းမြင်နေတာလမ်းပေါက်လည်းမကောင်းမြင်တရားဆောင်လည်းမကောင်းမြင်တက္ကသိုလ်တွေဆောင်လည်းမကောင်းမြင်ကျွန်တော် coffee မစ်ချင်ကြတယ်လို့ပေါ့ coffee ခွက်ထဲမှာ coffee တဝက်ထည့်ထားတယ်ဆဲမကြီးထောင်ထားတယ်ရန်ကုန်မြို့မှာ coffee တဝက်ရှိနေသလားတဝက်ရော့နေသလားဒီ coffee ကတဝက်ထဲလားကွာဒါ pessimism မကောင်းမြင်တာဟာ coffee တဝက်တော့ကျန်နေတယ်ကွာမေး coffee တဝက်ကျန်နေတယ်တောက်ပါလားဆိုတာ optimism အကောင်းမြင်တာကျွန်တော်နဲ့တက္ကသိုလ်မှာတွေကတွဲလာခဲ့တာကျွန်တော်ကရန်ကုန်တက္ကသိုလ်ကျောင်းသား OBJ ဆိုတော့ကိုဝင်းနိုင်ကြီးကစက်မှုတက္ကသိုလ်ဟိုအခုရှိနေတဲ့တကယ်ပတ်ကားတက္ကသိုလ်အဲ့မှာစာရေးဆရာမမဆန္နာတို့တရှိတဲ့ဝင်းမထွေးတို့အစောခမောင်တိုးတို့နော်အနိုင်ကျတဲ့ကြောင်းပေါ့နော်ဒီကြောင်းဒီမှာသူတက်နေတာစိတ်နေစိတ်ထားတွေကြောင်းနေသွားတယ်ဘာကြောင့်လဲမသိဘူးမကောင်းမြင်ပဲဗျာ88ကျော်တော့သူ့ကိုလောက်ကနေပြီးသူ့ကိုဖြုတ်လိုက်တာဒါတွေသူနာကြည့်နေသလားကျွန်တော်သူ့ကိုမေးခင်ဗျားကိုလောက်ဖြုတ်လိုက်တယ်မလားဗျာသူကချိုးလဲကျွန်တော်လောက်ဖြုတ်တော့မဟုတ်ပါဘူးဗျာခင်ဗျားမရင်ခါကြီးလားကျွန်တော်သူကဘာလို့တာလဲနိုင်ငံတော်ကကျွန်တော်ကိုအငင်းစားပြလိုက်တာမဲနော်သူကတော့သူ့ကိုပြင်မန်းလို့ပေါ့အဲ့ဒီနဲ့စပြီးမကောင်းနေမြင်လားမသိဘူးသူပြောတာကျွန်တော်ပြတ်မိမှတ်နေတာဗာလည်းမသိဘူးမကောင်းမြင်တာဗာလေဆိုတော့သူကလျှောက်ပြောနေရပါလေမင်းကြက်တာလည်းပြောတယ်ဗျာဗမာနိုင်ငံမှာလည်းမိရကြက်လိုက်တာခဏခဏပေးတယ်ဘာညာပေါ့ထိုင်းဆိုလည်းမိတယ်ထင်ရင်းလို့တဲ့ဒီက guest တွေကိုထိုင်းကိုပို့ထားတာကိုဘာညာပေါ့သူပြောနေကြကြားတယ်ဒီတကယ်တော့ကျွန်တော်စဉ်းစားမိတယ်အဲ့ဒါလည်းမကောင်းမြင်တယ် pessimism ပဲလက်ကျင်မျိုးစတင်တွေ့ရှိသူကသားတို့သမီးတို့သိတယ် Thomas Edison အမေရိကန်နိုင်ငံသားဟုတ်တယ်နော်ဒီလက်ကျင်ဒီသူလက် Thomas Edison ဆိုတဲ့ခရီးရန်ကြီးအင်္ဂလိပ်ဘေကံပေါ့ဗျာနော်အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ပေါ့သူစတင်ဒီစင်ကမီးကြောင်းမဟုတ်ဘူးဗျာမီးလုံးစလုပ်တာပေါ့ဒါတော့မှပေါ်လာတာဟုတ်မီးလုံးနဲ့တန်စင်ကျိုးလေးနဲ့သူစမ်းသပ်ပြီးတဲ့အခါစစ်ပေါင်းကြီးလှပေါင်းကြားဆိုသူစမ်းသပ်ရတာကျန်တဲ့စစ်ပေါင်း400တော့ကဘာကြီးအဖောင်တော့သမီးတို့ကျန်16ရောက်သူကြီးကဘာကြီးအဖောင်နေလုံးပဲတခါမှတော့မှိုင်နေနေတာပြောင်းနေနေလန်တယ်လည်းပြောင်းနေနေတာဒီလိုလင်းအောင်လုပ်ခဲ့တာThomas Edisonအမေရိကန်နိုင်ငံသားအင်ဂျင်နီယာသူစမ်းသပ်တာလှပေါင်းများစွာစစ်ပေါင်းများစွာတတိတို့မနဲ့လို့တော့နေမင်းလေးနဲ့ဖုတ်ဘူးလေအကြိုက်လုပ်ရတာလေဒီလင်းကိုဘယ်လိုရမလဲပေါ့သူကတော့ကြောင့်တို့ဒီနေ့ဘာဖြစ်လဲဆိုဒီကြောင့်ထုံးနေမီးလုံးထုံးနေဒီမိုက်နဲ့ကျွန်တော်စကားပြောလို့ရတယ်ရေခဲတက်တာသုံးလို့ရတယ်ဟော့ပိတ်နဲ့မီးကြိုလို့ရေတွေးကြိုလို့ရတယ်ထမင်းချက်လို့ရတယ်ဟာကက်ဆက်ဖွင့်လို့ရတယ် TV ကြည့်လို့ရတယ်ကွန်ပျူတာသုံးလို့ရတယ်သူကျေးဇူးကိုညှိုက်တဲ့သူကဒါသူလုပ်ခဲ့တဲ့ပုဂ္ဂိုလ်လက်ဆက်ကိုသူစတင်ပြီးတော့သူကလေရှာဖွေတွေ့ရှိခဲ့သူပေါ့တိကျနာပုဂ္ဂိုလ်ကလောသဘာဝရဲ့သိကောင်တွေ့ရှိခဲ့တဲ့ပုဂ္ဂိုလ်ပေါ့ဒါကြောင့်အမေရိကန်နိုင်ငံသားတွေကသူ့ကိုသိကျေးဇူးတင်တယ်တော့မဲ့အဲ့ဒီစင်ကျန်ခဲ့တဲ့50ဝန်းကျင်ပေးတာသူ့ရဲ့ကျေးဇူးကိုသတိရဆိုအပြင်အမေရိကန်နိုင်ငံမှာတော့မဲ့အဲ့ဒီစင်သေသောနေ့တိုင်းမှာဆက်စင်ညာချက်တော့တယ်သူတည်တဲ့အချိန်9စက္ကန့်ရပ်လိုက်တယ်ပြီးရဲ့တက်သွားနေတာမလားလုံးဝတပီလုံး line off လိုက်တယ်အပေါ်တက်နေတဲ့ဓာတ်တွေကလေအောက်ကိုဆင်းနေတဲ့ဓာတ်တွေကလေတန်းခဏရပ်သွားတယ်မိဖို့တိုင်းနေတဲ့တန့်သွားတယ် TV ကြည့်နေတဲ့ရပ်သွားတယ်ခဏကွန်ပျူတာသုံးနေတန်းနေတဲ့ခဏမီးရောက်သွားတယ်အကုန်လုံးရပ်သွားတယ်ဘာရည်ဖြစ်လဲဆိုတော့နိုင်ငံသူနိုင်ငံသားများကသူ့ရဲ့ကျေးဇူးတရားကိုသိစီလို့ဆိုကြောင်းရပ်သွားတဲ့အခါမှာသိလေဆိုဟာမောင်မကြီးပါတော့ကွာဒုက္ခလိုက်ကြအော်တော့မဲ့အဲ့ဒီကျေးဇူးကြီးလိုက်တာတို့ပေါ်မှာဒီကျေးဇူးတရားကိုတရားစီခြင်းလို့ဘာလို့ဒါပြီးအောင်အောက်ပြတာဒီလိုသူကြည့်နေတယ်ကိုဝပြီးကျကျွန်တော်တို့မိတဲ့တိုင်းရောင်မှာချက်ထားတယ်ဘာကြောင့်လဲကျေးဇူးတရားကိုကြားကြီးပြအောင်အကြာကြီးကျွန်တော်တို့ကကျေးဇူးအမေရိကန်နိုင်ငံသားတွေရိုက်နေကျေးဇူးတရားကိုစော်ကားတယ်9စက္ကန့်နေနဲ့ကျွန်တော်တို့ကတစ်ခါကျရင်3နာရီတစ်ခါ4နာရီတစ်ခါ2ရက်ကျေးဇူးကွာ
ကျေးဇူးကွာအဲ့လိုဓမ္မရီရဲ့ကျေးဇူးကြီးကြောင်းပြောစီခြင်းတဲ့အတွက်နော်ရင်ထဲမှာဒီခံစားချက်ရအောင်ကျွန်တော်တို့ကဖြတ်ပေးတာပါကိုဝင်းနိုင်ကိုပြီးကြရဲ့ခံရမှလည်းဘလို့စိတ်တွေဝင်နေလဲမသိဘူးမိကျက်တာတွေထိုင်းရလင်းတိန်နေပါလေအပြစ်တင်နေတယ်တယ်လီဖုန်းနဲ့သူနောက်လိုက်တာကျွန်တော်နာမည်ကိုခုနအခမ်းအနားမှုညီမလေးပြင်ရတယ်ကျွန်တော်ကစာရေးဆရာဘဝမှာနာမည်မျိုးနဲ့ရေးရတယ်ကျောင်းဆရာလားစာနဲ့မလောက်ဘူးသူကခုနပြောတယ်ယောက်ျားကျောင်းဆရာရှားတယ်မှန်ပါတယ်အထူးသဖြင့်အခြေခံပညာမူလာတဲ့အချက်တန်းလေတန်းတွေမှာကျောင်းဆရာရှားပါတယ်ဟစ်တာစစ်တာနဲ့ကျွန်တော်ပြောတော့ကျွန်တော်နိုင်ငံရဲ့စာဝတ်နေရေးအရာပေါ့ဆရာမတွေထဲမှာဆရာများမိသားစုတစ်ခုကိုသူကဥဆောင်လို့မရတဲ့အခြေအနေဖြစ်သွားခဲ့တယ်ဒီအကြောင်းကိုစတင်သိခဲ့တဲ့သူကတော့စာရေးဆရာကြီးသိဖေကြီးဟိုတော့ထွက်ခဲ့တဲ့ဘောတထောင်သတင်းစာမှာကျွန်တော်တို့ကလေးဘဝကျွန်တော်ပထမနေ့ဒုတိယနေ့မှာဦးသိဖေကြီးရဲ့ပွင့်လေးပြောပြရစီကဏ္ဍမှာခေါင်းစဉ်တစ်ခုပါဘူးလေမှတ်မိတယ်မြန်မာပညာရေးလောကကိုဆရာမများကြီးစိုးတော်ပြီလို့သိကောင်းတာပဲနော်အောက်မှာရှိနေတော့အရာရှိရကအားလို့ကျွန်တော်သူ့ဝင်နှမ်းပါပြည့်ရပြည့်စကားကျွန်တော်ပြောပါဦးကိုယ်နိုင်ငံကိုသုံးသက်စီနေတဲ့စေတနာဖြစ်ကြလေဟောပြီးစေတနာနဲ့ပြောသွားတာကျွန်တော်သိနေသွားတယ်အဲ့ဒီဆောင်းပါကိုကျွန်တော်ခေါင်းနဲ့ဆွဲနေဒီတော့ကျွန်တော်တက်သူကြောင့်လားပထမနေ့ဒင်းလာခက်တာလန့်သွားတယ်သိလားမြန်မာနိုင်ငံကြီးလောကကိုမိမများကြီးစိုးတော်ပြီလို့ဆရာကြီးသိခင်ကြီးကဆုံးမပါပြီသိခင်ကြီးကကွန်မြူနစ်ပါတီရဲ့တွင်းမှုပဲဟာဘာရေးရတယ်ဆိုတော့ဗမာနိုင်ငံစီးပွားရေးကျဆင်းလာတယ်မိသားစုတစ်ခုရဲ့ဝင်ငွေကိုယောက်ျားတစ်ယောက်ကမထိနိုင်တော့ဘူးဒါကြောင့်မိသားစုကိုဥဆောင်တဲ့အဖေတွေကဖြစ်ကျောင်းဆရာဘောကိုဆွန့်လွတ်လာကြတယ်ဆရာမဒီနေရာမှာမိန်းမတွေကကြီးစိုးလာတယ်ကျောင်းကြီးတွေကမိန်းမတွေဆရာမတွေကစာတင်လာတာမိန်းမတွေယောက်ျားတွေကင်းရှင်းလာတယ်ကြာလာရင်ဒါမျိုးမိန်းမတွေကကြီးစိုးပြီးတော့တဲ့ကျောင်းတွေမှာထောင်းလာလိမ့်မယ်ယောက်ျားဆရာမရှိတာဖြစ်ရင်အရင်နေတာလေဟုတ်ပြီအခုကျွန်တော်ဟိုသွားတဲ့အခါကိုယ့်ရဲ့လုခေါ်ကံရဲ့ဆရာမတွေဘောအောင်မြင်တဲ့အခါကျွန်တော်ရင်နာမိတာမှန်ပါကျွန်တော်ဝတ္ထုရေးပေါ်တော့ရင်ထဲမှာသိမ်းထားတယ်မိတ်တီကကောလိပ်မှာကျောင်းဆရာတယောက်နဲ့ရင်းနှီးတယ်အဲ့ဒီကျောင်းဆရာဘယ်တော့ကာလမှာအစိုးအစိမ့်မွေဘူးသူကရင်းငယ်ဘက်ကိုထွက်တဲ့လမ်းလေးကကျောင်းလေးကိုသွားရတယ်စပိန်လေးနဲ့ကျွန်တော်သူ့ကိုမေးတယ်ကိုသိန်းနဲ့ကျောင်းဆရာလေးနဲ့မရကိုသိန်းနဲ့ဘာဖြစ်လို့ခဏအစိုးအစိမ့်မဝတ်တာလဲဆရာရဲ့တဲ့ကျွန်တော်ဆရာကိုကိုဆရာရင်းတယောက်ပြောလိုက်မယ်သူတက်ကတူကျောင်းမှာကျွန်တော်သင်တဲ့ကျောင်းသားကိုကျွန်တော်လူလောကကြီးမှာကျွန်တော်အစော်ကားခံရရတယ်ဆရာမှန်လားကျွန်တော်ရှက်လို့မဟုတ်တာကပြောသားမှာဘယ်လိုဖြစ်တာကျွန်တော်တို့ကမိကြီးကဈေးထဲသွားလို့ဆိုင်ရှိမှမရရတယ်ဆိုရင်ဆိုင်ရှိနေကျွန်တော်တို့ကြည့်တာမျိုးဝယ်မှာလားဆိုကျွန်တော်ပြောဆရာအတိတ်ကတော့မင်းတို့ကောင်းနေရဗျာကျွန်တော်ကျောင်းဆရာပါဆရာကြီးတို့နားနဲ့ပေါ်ဖော်နေတာပါစကားကိုရောက်အောင်ပြောမှရှင်တဲ့ကိုရောက်မှာဘူးရှောက်တော့နေစကားမလှဘူးကျွန်တော်ဖွက်ချလို့ကြည့်နေဒီကောင်တွေကကျွန်တော်ဆိုင်ထဲဝင်ဝယ်မှာလားအလက်တော့မှာလားဆိုတဲ့မျက်လုံးမျိုးနဲ့ကျွန်တော်ကြည့်ရဆရာကျွန်တော်အဆိုးဆုံးကျွန်တော်ဖြစ်သွားတာကတော့လက်ဖိတ်ဆိုင်တစ်ခိုင်ပဲလက်ဖိတ်မှာတော့ဒီလေးမုန်းချကွာမချဘူးခဏကြာတော့9မိနစ်10မိနစ်သဘောတူကြောက်လောက်ဦးပါမုန်းချကွာတော့ငါခေါ်မှလူကိုကြည့်တယ်ပစိုးစင်းကိုငုံကြည့်တယ်မင်းရဲ့ပြေကွန်းစားပါလားအတိတ်တွေကတော့အောက်စီတို့အီဂျာခွေးတို့ဝတ်သားဖုံးကိုမှာတာဒီပစိုးအစိမ့်နဲ့လူမျိုးကစားလေစားတာမရှိဘူးပေါ့လက်ဖက်ရည်လေးအပေါ်စားလေးကိုရှယ်အောင်ပို့တော့ပြီးကျန်မဲ့ကောင်းတယ်တော့ဘုံမချဘူးသူစိတ်ထဲမှာဝဲတို့ဆိုတဲ့ကလေးလေးတွေကဘာမှစီရမတက်တဲ့ကလေးလေးတွေပါကျောင်းဆရာဆိုတာလည်းဘွဲတော်ရတယ်ဒီကောင်လေးကရွာသားလေးတွေအဲ့ဒီကောင်လေးတွေကတော့မှပစိုးစိတ်ဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကိုဒီလူဒီပေါက်နေစားနိုင်တဲ့ပုံစံမရှိပါဘူးကွာဆိုရဲအကြည့်လို့လေကျွန်တော်ကြည့်ရဆရာဒါနဲ့အဲ့ကိုသိန်းကစစ်ဆိုးပြီးနောက်နေပတ်စံနေစားပြီးတော့ဟဲ့ဘုံချရှင်းကဘုံချဟဲ့ဒေါသထပြီသူစားပေါက်စီ3လုံးစားပါညာပေါ့အဲ့ဒါဆန်းကြည့်နေတယ်ဟဲ့ပစိုးစိတ်ဝင်ပြီးတော့မုတ်ရစားတဲ့ကြော့ပေါ့သဘောကဆိုတော့ကကျွန်တော်စိတ်ထဲမှာခံစားမိတယ်ကိုပြီးပြောနေတာဒီခုကပြောနေတယ်မိမတွေပဲရှိနေတာတက်ကတူလောကမှာတော့ယောက်ျားဆရာနည်းနည်းပါးပါးရှိသေးတယ်ဟင်းနာတက်ကတူမှာလာခဏမှာယောက်ျားဆရာ2ယောက်ရှိတယ်ကျွန်တော်အောက်မှာကျူတာလေးတယောက်ပေါ့ကျွန်တော်ဆရာမတွေပါညာတွေပေါ့ကျွန်တော်တို့ရှိတော့သူအားကိုးတော့ကွန်ပျူတာပါညာကိစ္စအစားပေါ့မိမအစိတ်ချမ်းမှာကျွန်တော်နေရတာဗျာမချောအစိတ်ကိုတယောက်နဲ့အပြိုကြီးနေဆိုတော့ကြီးရလဲကြာဆရာချိုလာအောင်ရှောက်သွားနေတာပဲဆရာလေးဘာမှမသိဘူးဘာညာပေါ့ဗျာအိမ်လာအောင်ဆရာရဲ့ဆိုအတော့ကျွန်တော်ပညာအောင်မြင်လို့တော့မဟုတ်ဘူးဆရာလာအောင်ဘာဖြစ်လို့လဲကက်ကြီးကိုပြက်နေလို့ကက်ကိုဖွင့်တာမပွင့်ဘူးဆရာရဲ့ပညာမဟုတ်ဘူးလာလို့ပေးအောင်ဖွက်သွားလို့ပေးဖို့ဆရာလေးတက်လိုက်တာဒါလေးပေါ့ဗျာကျွန်တော်လည်းပညာမဟုတ်ဘူးရသူကတောက်တော့မရတယ်ပေါ့သိလားအမျိုးစုံပဲဒီတိုင်းပဲ
အဲ့ဒါကျွန်တော်မိတ္တိလာကောလိပ်မှာနေတော့မှတင်ချာဌာနမှာဆရာမ2ယောက်ရှိတယ်ချစ်သူရေးစား2ယောက်ပကြီးဆရာ1ယောက်ရဲ့ညီလေးတက်ကူဆရာနော်ဆွေးနွေးကြည့်နော်တင်ချာဌာနကောင်မလေးကရွှေဆိုင်ကမိတ္တိလာဈေးတောင်းကရွှေဆိုင်ကဟိတာပြရတဲ့အခါပတ်တောင်းနေမင်းကပတ်တောင်းတာပေါ့ကျောင်းကပေါမောက်ခါတွေပါလာပေါ့ကျွန်တော်လည်းပါလာပေါ့အကဲသမီးနဲ့ဒီဆရာလေးနဲ့ကတော့ကိုင်းနိုင်တယ်အခုရှိပါတယ်တက်ကူဆရာပဲကောင်မလေးချစ်ဆရာချွတ်ချွတ်လေးညာသူလေးဟိတာပြနေကြပါလေလူကလေးပဲချင်းတင်ရဆုံးရပါပြီကျွန်တော်တို့လက်ထပ်ပြီးလို့အန်ကက်ကြီးလာခွင့်တောင်းတာပါရွှေဆိုင်ပိုင်ရှင်ကြီးကရိုးရိုးသားသားပါပဲကျွန်တော်စိတ်မဆိုးဘူးနော်သူ့ရှင်လည်းရှိတာကိုပြောတယ်အဲ့ဒီတိကျနေပြီးပွင့်နေပွင့်ဒီလိုမှလက်ထပ်တာကျွန်တော်မထားပါဘူးဗျာကျွန်တော်အားလုံးကောင်လေးကိုကြိုက်ပါတယ်တစ်ချက်တော့မကြိုက်ဘူးအန်ကက်ပြောပါဦးတက်တော့ဆရာသူဖြစ်နေတယ်တဲ့သူ့မိဘတွေလည်းလူကောင်းနေတယ်သူလည်းလူသားတဲ့ကြီးသားဘာညာမလျှော့ဘူးတဲ့ကျွန်တော်ဒီနဲ့စကြိုက်ဆုံးမြတ်ယူတာတဲ့စိတ်ပါတယ်စိတ်ထားကြိုက်ကျွန်တော်မကြိုက်ဘူးဖြစ်ရှိတယ်ပြည့်ကြည့်ရတယ်ဟာလေတက်တော့ဆရာလုပ်နေတာဟာလူညံ့လူပြင်းလို့လုပ်နေတာမကြိုက်ဘူးဗျာတဲ့ဟာကျွန်တော်မှပြောဗျာဟာကျွန်တော်နိုင်ဒုက္ခပဲဗျာအဲ့ဒါကအဲ့ဒီရွှေတိုင်းပဲချင်းကြီးကစော်ကားတာမဟုတ်ဘူးစိုးရင်နေရှိတာကပြောလိုက်တာဆိုတော့ကိုအဘီရဲ့ပြောသလိုပေါ့ဒီလိုမျိုးဖြစ်နေသလားပေါ့ကဘာမှာတော့ကျောင်းဆရာကြီးချမ်းသာတယ်ပြောတယ်တခါတော့ရန်ကုန်မြို့ကိုကျောင်းဆရာမတယောက်လာလေတယ်လန်ဒန်ကအင်္ဂလန်နိုင်ငံသူကျွန်တော်နဲ့ရန်ကုန်မြို့တနေရာနှမ်းပြီးတော့ကျွန်တော်သူ့နှမ်းစလိုက်တာကျွန်တော်လည်းကလစ်နေမကုန်ဘူးကြာကျွန်တော်အင်္ဂလိပ်စကားလေးတစ်ခွန်းလားနှစ်ခွန်းလားနှမ်းစတော့သူကပြုံးပြီးတော့ကြားချော့တဲ့ကောင်ပါလေသူကကျွန်တော်နှမ်းပြီးတယ်အဲ့လိုပဲလေလူတွေလည်းစနေသလားတဲ့သူကတိလားကျန်တဲ့သုံးလေးတွေကျွန်တော်ဆရာတော့တစ်ချူလက်ကြည့်သူ့ခင်တော့သူကမိတ်လာဆက်ရှင်တယ်ဘာလို့ကြလဲပါညာဆိုတော့ကျောင်းဆရာပါမညာဆိုတော့မင်းကျန်တဲ့နဲ့သိသွားတာဘာလို့ပါလဲဆိုတော့လန်ဒန်ကလာတာကျမလန်ဒန်မြို့ပေါ်နေတာပါတဲ့ကျောင်းဆရာမပါဘာလို့ပါလဲဆိုတော့မူလတန်းကျောင်းဆရာမမဟုတ်ဘူးတဲ့မိုးချိုးကျောင်းဆရာမခလေးအစ်စ်ရောက်ကိုတင်တာပါငွေကြီးအဆင်ပြေပါလားဆိုတော့ကျမကဘာပတ်နေတာ2ပတ်လောက်ရှိပြီဟာမိုးချိုးကျောင်းဆရာမကျွန်တော်နိုင်သွားပြီးတော့အေးဗျာဆာလာတင်းနာမည်လေးကကျွန်တော်ဆာလာလေးနဲ့အကျိုးပေးတယ်မနေ့ကဩစတြေးလျရောက်လာတယ်ဆာလာတောင်းနေအင်္ဂလန်ကမှဆာလာကြီးလိပ်စာပေးတယ်ဆရာစာရင်းတော့ဘာညာပေါ့ဗျာသူ့ကျွန်တော်ရန်ကုန်မြို့လိုက်ပြတယ်ဒီစာအုပ်စာတမ်းမှန်ရဆိုတော့ဟောခင်ဗျားတို့နိုင်ငံချမ်းသာလိုက်လားဆိုမိုးချိုးပဲရှိသေးတာကျွန်တော်တို့နီးနဲ့ကြိုက်နေတဲ့ကိုအော်ဘီရသွားဘူးလေကျွန်တော်နိုင်ငံခြားတစ်ခါမှမသွားဘူးအော်ဘီကြီးကလန်ဒန်မှာပွဲယူလာတာတောင်းတယ်လွတ်လွတ်လာကိုကောင်းကောင်းလေးတယ်အောက်မှာထိုင်ပြီးတော့အော်ဘီကြီးကိုခင်ဗျားတို့ရန်ကုန်လာတဲ့သူကဘာမှလုပ်မလို့ကာတွန်းဆွဲစားတာသူကအကာတွန်းဆွဲလို့စားလို့ရတယ်လေသူရဲ့ကွန်ပျူတာပညာသူသွားတင်လာတာကသူလန်ဒန်ကတင်လာတာသူကစီမံခန့်ခွဲရေးပါတဲ့ပေါ့ MBA ပေါ့ management ပေါ့တင်လာတာသူကအမေရိကန်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်ကဘာကျော်တက္ကသိုလ်200ရှိတယ်လေ UN ကုလသမဂ္ဂထုတ်ပြန်လာတက်က Harvard တဲ့သူဒီမှာသူအဲ့ဘက်ယူလာတာဟုတ်သူကဆောက်သွားနေတာသူထိုင်းသွားခဲ့တယ်ထိုင်းကကျောင်းဆရာမတွေပေါ့ဒီလိုသိတယ်မလားမိန်းကလေးတွေအစိုးရဘာတွေပေးထားလဲထိုင်းဝန်ကြီးချုပ်ကဘာတွေပေးထားလဲဆိုင်ရတယောက်စီပတ်စံနဲ့ရောင်းတာမဟုတ်ဘူးနော်အားလုံး free အခုစာရိုက်ကလူတွေကို post ပေးတွေကိုဆက်လင်းပေးလို့ပေးထားတာနောက်စိတ်ဝင်စားတစ်ခုရှိတယ်ဘာလဲသိလားတယောက်ကို pistol တက်လက်စီပေးထားတယ်တက်လက်စီကျောင်းဆရာမအားလုံးကထိုင်ကြတဲ့ဘေးမှာတက်နေထိုင်းနိုင်ငံဘန်ကောက်ရဲ့ပတ်ဝန်းကျင်ကရွာလေးတွေသွားတဲ့ခါမှာစာသွားတင်တဲ့ခါဆိုင်ကလေးတွေသွားကြတယ်ဒီဘူလန်းကျောင်းလေးတွေကိုရှိုက်တဲ့လက်စီဆိုင်မှာဝင်ထည့်အလကားတို့ဒီလိုကတတ်ရှင်းစင်ကြရတယ်လေလူတော့ပဲထည့်တာကိုရောင်းစားတာလည်းမဟုတ်ဘူးဝင်ထည့်တာလမ်းမှာကားပြရပြနဲ့ပါပြောမရပြောတဲ့ကောင်တို့ကောင်မလေးတွေကိုနှောက်ချက်တာလုပ်လာခဲ့ဆိုရင်ထိုင်းနိုင်ငံကမိထုတ်ထားတယ်နေရာမကြီးပြစ်တက်လိုက်မိုက်လိုက်တာရွာသားတွေဘူးတို့ဘာလို့ကောင်မလေးတွေနှောက်ချက်လို့မရဆရာမလေးတွေကျွန်တော်လမ်းဆောက်ပြီးတော့ဆရာမသွားတော့မလားတို့သိလားတိုင်းနဲ့တော့ရမယ်မထင်နဲ့ဆရာမကျွန်တော်ကကားလို့ဆရာအိုဘီကျဲပါဆရာမကိုစိတ်ဝင်စားနေလို့သွားတိုင်းနဲ့အာဖရိကကားရတယ်တော့နေလို့မရဘူးဒါတွေကအခုတော့ကျွန်တော်တို့နိုင်ငံမှာပစိုးအသိမထားတာကိုလက်ဖိတ်စိန်ကသဘဲတို့ကစားမယ်မထင်ပါဘူးကွာလို့ပြောတဲ့ဘဝရောက်လာတာပေါ့ကိုယ်ပြောတာလေပေးတဲ့ကကျွန်တော်ပြောတော့ရည်ကြတယ်ကျွန်တော်ကောင်းစီကရည်စရာမောစရာပေးထားတာစိတ်မောစရာကြီးလို့စိတ်မောစရာကြီးဆရာကြီးမရှိတော့စိတ်မောစရာကြီးဟင်းလာတဲ့ရန်ကုန်ကိုကျွန်တော်အပတ်စဉ်ပြန်နေတယ်ကျွန်တော်မိသားစုကရန်ကုန်မှာကျွန်တော်အလုပ်တောင်ရဟင်းလာတက်ကတူဆရာမလေးတွေကောက်ပေါ်တက်လာတယ်ကျွန်တော်စိတ်ထဲမှာအမြင်နဲ့ကြည်လို့တယ်ပေါက်ကြီးလက်သိလားအညာမနေတော့ဒီတိုင်းပဲနော်ဗတ်တန်းနဲ့ကြောက်ပတောင်းကြားကြောက်ပတောင်းနဲ့မိထီလာကြားမှာငါကားတွေစီးသွားကြရင်ဆရာမလေးတက်လာကြတာစိတ်လေးတွေနဲ့ဆရာကြီးပြန်လာတာလေငါဗကန်းပြန်လာတာဟဲ့ပါညာပို့ဒီမြင်ကလေးပဲနော်နေရမရရှာဘူးဆရာကြီးတို့လေကျွန်တော်နာတယ်ကျွန်တော်ဆရာဦးဟာဒီကောင်လေးကွာကားတော့မှဒိုင်မာဖေးကိုဝင်ထိုင်တယ်ဒီဟာကိုလှုပ်ရှင်းတန်းဒီဟာကိုရှေ့လုံးတော့ဝင်လို့ရှိရင်ပေါင်လေးလှမ်းပုတ်လိုက်ပါညာကျွန်တော်လမ်းကြည့်ကျွန်တော်စိုက်ဆရာဆိုကျွန်တော်လည်းကိုကြီးကြီးကိုဆရာမ
ပိုင်တာပေါ့ထိသွားကြီးပါရငါဆန်းကြီးတယ်ကျွန်တော်ကြီးခက်ရိုင်းကောင်လေးပါလေစကားနဲ့ဆိုရတယ်ဆရာမဘာလို့ချက်လာလဲဒီမကြိုက်နေမှာဘာမှမပါဘူးဘယ်လိုကြော်လေးပါစားမှလားဆရာမဆိုတော့ဗျာဟိုခေါ်ရတော့တဘာဝတိုင်းပြောလိုက်တာပေါ့ဒါမှမဟုတ်တားယူနေတာစားမှပေါ့ကျွန်တော်စားချင်တာဆရာမကျွေးမှလားဒီပဲဒီလိုတွေတော့ဘယ်လိုတွေလဲပေါ့မရိုးဖြောက်တာလေကျွန်တော်ချင်းချင်းနဲ့ကားပေါ်မှာဩဆရာမလေးတဲ့အနည်းဆုံးနှုတ်နဲ့တော့စော်ကားခံရတာကွာဒီလူတွေကြောက်မျက်ရှိတယ်တချို့ကောင်ကြီးရိုင်းရိုင်းဆိုင်ဆိုင်ပြောတာဘုံတော်ဘက်မှာဘာပြောတယ်ပါလဲကျောင်းဆရာကြီးတက်လာတာစက်တင်ကကျောင်းဆရာကြီးတားစီတာကားသမားသွားနေတာအဲ့ဒီကားသမားကျွန်တော်ထင်တယ်ဒရိုင်ဘာအစ်စ်ဆိုတော့ခင်ဗျာရှစ်တန်းတော့အောင်မဖြစ်ဘူးသူညင်သေးရကျွန်တော်နိုင်ငံဘူးတောင်းကြီးလို့စောင်းညံပေါ့ပညာတတ်တွေကကိုယ်တကုတ်ကရောက်ပြီးတော့ဒန်းတရောက်တဲ့ကောင်စော်ကားတော့ကျွန်တော်ခံရဟောင်းဖြစ်နေတာဘာပြောတယ်မလဲကျောင်းဆရာကြီးရက်နေတာကိုဟေးရှင်းမှာပါလေချိန်ခွေတွေတဲ့ကွာချိန်ခွေတွေတဲ့ကျွန်တော်နားမလဲတော့ကားသမားပြရတာနောက်ကြမှာဟဲ့လူချိန်ခွေဆိုတာပါလေချိန်ခွေဆိုတာချိန်ကိုခွေထားတာဗျာချိန်ပြီးပါလေချိန်ခွေတွေကဘာလို့ရတာလဲဆိုတော့ဝါးပေါင်တွေပါလေကိုကိုရတာဝါးပေါင်တွေကိုကျွန်တော်ဒီထဲမှာဖောင်လုပ်ပြီးဆိုရင်ဒီချိန်လေးနဲ့ထိုင်ဝင်ကိုရတာချိန်ခွေဆိုတာဖောင်ကွတ်တာလေးဆရာရဲ့ဖောင်ကွတ်တော့ဖုတ်ကောင်ပေါ်တယ်ဟာကျွန်တော်ဖုတ်ကိုဆရာငယ်ဆိုတယ်ငါဖုတ်ကောင်ကြီးပဲပေါ့ဒီလိုဖြစ်နေတဲ့ situation ပေါ့နော်အခြေအနေကြီးကိုကဘာသားတွေနဲ့ကြွားလိုက်တာကျွန်တော်ပြောလို့ဘိသက်ကကြီးရတယ်ကျွန်တော်ခေါင်းနေမြောက်သေးပါဘူးသူပြောတာကြပြောနေတာလေကြီးကြပေါ့ဥအောင်တင်ပြောသလိုကြီးတဲ့နောက်မှာကျွန်တော်မောစရာတွေပါတာဟုတ်ကြီးစရာစိတ်မောစရာကြီးတယ်ကိုပြီနော်ဒါလည်းသူပြောလို့ကျွန်တော်ကဆက်ခိုက်စင်းလားသူမကောင်းမြင်နေတယ်ပါတော့ကျွန်တော်လည်းသူတွင်းနေဖို့တွေ့တယ်ကိုကောင်းနေမြောက်နေဘူးသူတွင်းနေသူမောက်ကြည့်နေပြီလေကျွန်တော်ရေးတဲ့စာတွေကဖုံးကြောင်းလျှောက်ပြောကျွန်တော်ကဗမာနိုင်ငံဖုံးကြောင်းပြောတဲ့ခါကျတော့လျှောက်ကျွန်တော်ဟာတာတွေရေးတာပေါ့ဗျာသူပြောတဲ့ကောင်းနေတယ်နည်းနည်းလွဲနေရလူကြားလို့မကောင်းဘူးကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဗမာနိုင်ငံလိုင်းတွေဖုံးမမိဘူးလေအလကားလျှောက်ပြောနေတာသူကမလေးနိုင်ငံရောက်ပြီဆိုရင်သူကဘာလဲဆိုရင်မိမသတိမရဘူးလေနိုင်ငံကိုချစ်တာပြန့်ကျင်တာလေမိမကိုသတိမရဘူးလေတိုင်းပြည်ကိုချစ်လို့တိုင်းပြည်ကိုလွမ်းတာသူရတယ်ဆယ်လတိုင်ဆယ်လအတိကပြန်နေတော့ချက်3လပို့နေဆိုသူမနေဘူးလေမနေဘူးလေအဲ့ရမထသေးဘူးခုနေ့ရေသက်ရောက်နေရေသက်မှာတယ်လီဖုန်းနဲ့ကောင်ကားတွေကပြောတယ်ဆရာကျွန်တော်လိုင်းမမိဘူးဆရာတဲ့ရေထဲကိုစဉ်းစားနေရတယ်ရေထဲကိုလည်းစဉ်းစားပုံမိတယ်တဲ့ရေလည်းကောင်ဆရာကူးသွားပြီးတော့ကြောက်ပြီးတော့ဆက်နေပုံမိတယ်ဆရာတဲ့သူစင်းချပြီးတော့အိမ်ဆက်နေတာပါချစ်ကြီးကိုကောင်ရောက်နေပြီလေပါညာပေါ့အဲမလေးညကြဟောမှာမောင်ကစောက်ပြီးဟောကြပွဲပေါ့โอเคဆင်းပြေတယ်လက်မချင်းချင်းကလာပါညာပေါ့ကြည့်တော့တက်ဒီကိုချစ်လို့ဆရာကြပြန်မဲ့လူကကံအောင်ရောက်တော့ရှိနေတယ်ရေစက်ချင်းနေတယ်ဟိုမှာရွှေနဲ့ရောက်နေပြီချစ်ကြီးကြားလားကြားနေလားမကြားသေးဘူးလားစီးနေဟိုဘက်ကရောက်တော့မယ်အဖြစ်တွေကကျွန်တော်တို့နိုင်ငံမှာအကျော်မကောင်းကြားမကောင်းနေနိုင်ငံခြားသားတွေကြည့်တော့ရည်စရာပေါ့ဟိုတလောက်လေးကစင်ကာပူနိုင်ငံကိုဗမာဆိုင်ဆရာအဖွဲ့သွားတယ်မိချမ်းဝင်လို့ပါတယ်မနစ်ကဖုံးဝင်လာတယ်ဟိုတရားတို့ရှိနေတာဝိုးဆိုတော့အခိုင်တောင်းပြီးတော့ရိတ်ဖွင့်ပြီးတော့မလဲလို့ဆင်းပြေးတာကိုဟိုတယ်ဝင်နေတော့လည်းကြတယ်အမမပြေးနဲ့ပေါ့ဗျာဒါအင်္ဂလိပ်လိုပြောတာပေါ့လိုက်ကြသူကရှိရပြေးတယ်သိလားဘာဖြစ်ပါလဲပေါ့ရင်းကားစီကဆင်းလို့ရေပြင်းနဲ့ဆင်းပြီးတော့ဟယ်လိုကြားလားဆိုတော့မှစင်ကာပူဟိုတယ်ဝင်နေရဘာဖြစ်လာလဲဆိုတော့ဖုန်းဆက်တာဆိုအမရေအခန်းထဲမှာထည့်ပြီးပြောလို့ရတယ်တဲ့ဗမာပြည်မဟုတ်ဘူးတာတဲ့သူကဟယ်လိုဘာညာဆိုသူကထင်နေတာကျွန်တော်နိုင်ငံလိုထင်နေတာဟုတ်ကျွန်တော်နိုင်ငံမှာကျွန်တော်ရေးတယ်လို့လူကြားလို့မကောင်းတဲ့ကိစ္စတွေကိုဖုန်းနဲ့လမ်းပေါ်ပြောနေပြောနေရတာအင်းရှိကနည်းနည်းထွက်လာဟယ်လိုကြားလားထက်မပြောဘူးလားနည်းနည်းဆက်ထွက်လာမြောင်းကြော်တယ်တင်းရောက်လာတယ်လမ်းရောက်လာပြီဘာဟဲ့လူကြားလို့မကောင်းဘူးဘာနင်းသမီးလေလင်းလိုက်တာလားဟဲ့ဘယ်သူမှမသိစေနဲ့ဟဲ့တလားလုံးနားပေါက်နေတာအေးလေတင်နာကုန်နေလေတောင်းကြတာပါဈေးရဘာနည်းဝင်စီရှက်ကိုရတိုင်းကနှကမ်းမသိမဲ့ကောင်လားဟာဒီကမိမနဲ့ခလေးနေတယ်မလားဟဲ့ဘယ်သူမှမသိစေနဲ့ဟဲ့လူကြားလို့မကောင်းဘူးဘယ်မော်ဘီကိုလိုက်ပြေးတာမော်ဘီဈေးနာလားအင်းငါသွားမယ်ဘယ်သူမှမသိစေနဲ့နော်တလားလုံးကုန်ကြခုနအားရသူအပြည့်တွေလျှောက်ပြင်ဖုံးတွေလျှောက်ပြောဆရာမတွေဘောပြောမိတွေပြောပေါ့ကို့အတိုင်း OPJ pessimism များဝင်နေသလားမကောင်းမြင်ပေါ့အကောင်းမြင်ရမှာပေါ့ဗျာပွင့်လင်းလူပေါင်းပေါ့ကျွန်တော်တို့မှာရှုပ်ထားတာဘာမှမရှိနော်ကိုယ့်ညာကိစ္စအလုံးတလုံးပြီးတယ်ပွင့်လင်းလေးပေါ့ကျွန်တော်မလေးရပွင့်လင်းတဲ့သဘောပေါ့နော်အလုံးရှုပ်ထားတာမရှိဘူးဒီလိုတွေးပါမိကျက်တယ်သွားမဲ့အဲ့ဒီစီကိုကျွန်တော်တို့ကလေကျေးဇူးကိုကြာကြီးတင်နေတာပါဒီလိုတွေးပါကိုပြီးရဲ့နော်ခင်ဗျဘယ်နဲ့ကြောက်မခေါင်းတွေလျှောက်နေနေတာလေထားပါတော့ကနော်မြို့သူမြို့သားများဒီညကျွန်တော်ပေးထားတဲ့ကောင်းစဉ်ကရည်စရာမောစရာပေးထားတာနော်ကျွန်တော်လည်းဘာပေးရကောအမှန်မသိဘူးမြို့ရွာလျှောက်သွားတဲ့ခါကျတော့ဒီကောင်းစဉ်နဲ့ဟိုကျွန်တော်ကဘာမှဟောတာလည်းမသိဘူးမေးအောင်မေးနေပြီ
အတော့လားပါလားမသိပါဘူးဗျာဥအောင်တင်းတဲ့နှစ်ယောက်ကျွန်တော်လည်းကြောက်ပြောနေတဲ့ခေါင်းကြီးထက်နေတယ်ဒီပြန်မောစရာပေါ့လောကကြီးကအခုကျွန်တော်ပြောတော့အားလုံးကြီးရတယ်နော်ရည်စရာနောက်ကမောစရာတွေနေနဲ့ပါလာတယ်သူတို့ကျွန်တော်တို့တိုင်းသူတို့ကျွန်တော်တို့ကဘာကြီးပေါ့ကဘာကြီးကလည်းရည်စရာကြီးပါဗျာလောကကြီးကအကုန်လုံးကမောကမတွေဖြစ်နေတာမဟုတ်ဘူးလားနော်အမြင်မတော်ဆင်တော်နဲ့ခက်တော့ပေါ့ကိုယ်ကိုယ်ကရရည်ဗျာကျန်တဲ့လင်္ကာနှစ်ကကြောက်ပတုံးကကျွန်တော်ကိုလှမ်းဖိတ်တဲ့ခါကျတော့ကျွန်တော်ရဲ့စိုင်းဆန်နေဝင်းကြီးရင်ကိုစုငယ်ကနော်စိုင်းဆန်ပြန်ကြတိုင်းရင်ကြောက်ပတုံးမျိုးလေးဟောရတယ်ပကံညုံဘက်ကလှမ်းဖိတ်တော့ပကံညုံကိုကြီးဆက်ကြတယ်ပကံဆိုတာကျွန်တော်တို့ရှင်းနေခဲ့တဲ့မြို့လေးပါလေချောင်းလေးတွေကြော်တော့ပေါ့ကြောက်ပတုံးကြော်တော့ချောင်းလေး၄ချောင်းတော့ကြော်တယ်တဲချောင်းလေးတွေဟဲ့လားနော်တောင်ရှိချောင်းတို့မယောင်ရဲချောင်းတို့ဝါကင်းကြီးချောင်းတို့ဒါဆိုတဲ့ခါကျတော့ညောင်ဝင်လဲကြောက်ထန်းတော်တဲ့တနေရာမှာထန်းတော်တနေရာမှာကလေးတွေအားနာပါတယ်နည်းနည်းအချမ်းပေါ်လို့တော်သေးတယ်အမေတွေကကလေးတွေပါလာတော့ပြန်ရတယ်ပြည်လာထပြီးတော့ကလေးတွေကစာပြီးဟောပြောပဲပါညာပဲကြိုက်ပါလေကျွန်တော်တိုက်ပုံနဲ့ဟောလေးဟောတာရှိပါတယ်အင်းနဲ့ကျွန်တော်အခုပွဲတွေကိုကျွန်တော်အနှွေးနဲ့တက်နေလာပါတယ်အဲ့ဒီတော့အကုန်ချွတ်ထားခဲ့ရပါတယ်တိုက်ပုံမဝေးပါမဟုတ်လေအားလုံးသိတဲ့ညာကျွန်တော်ခွင့်လို့ပြပါချမ်းပဲကျွန်တော်ကျွန်တော်လာခဲ့တာပါအခုတော့ကလေးလေးတွေပါလေးတွေပြန်ကြပြီးအမေတွေလိုက်ပို့ပြီးပေါ့ဒီစာပေတွေကိုဗျာရုပ်ရှင်မင်းသားမဟုတ်ပါမဟုတ်နောက်ခံဘက်ကလောက်မှာပါပြောတာကိုနားထောင်တာကလေးတွေသိမရှိဘူးတော်ပါသေးတယ်ကလေးကတိုးတိုးတိတိပြောပြီးတော့ထပ်ပြန်သွားလို့နော်ဘုအောင်တင်းပြောသလိုကျွန်တော်တူတဲ့ပွဲတော်ပြဆိုရင်တော့နော်ခေါင်းချောက်သွားမယ်ဘုအောင်ကျော်စာတိပါလေမေဇလီကုန်းအခလေးခေါ်လာတယ်မိမကြီးကတော့တတ်တတ်ချောချောပြတက်40နှစ်လောက်သူကစိတ်ဝင်စားနေတာကိုကျွန်တော်တို့ပွဲကိုခလေးဆိုတာဒါဒီမသိဘူးပြညင်တာပေါ့မေးပြန်မယ်ကျွန်တော်လှမ်းမြင်နေတဲ့စင်မောနေပြီးတော့ဘာဖြစ်နေရလဲဘာဖြစ်နေလဲဆိုတော့မေးပြန်မယ်ဘာဖြစ်နေတာလဲကျွန်တော်စင်မောနောက်လေတယ်မှရင်လို့ဆရာဦးအောင်တင်းပြောဦးတယ်တရားပွဲလို့ဖြစ်နေပြီဘုံဘုံကတရားဟောလို့ပလင်မောနေပြီးတော့ပိဋကရှစ်ခုပြီးတော့တရားနာလို့ပေါ့ဒီတရားတွေလောကလွတ်မြောက်ကြောင်းတရားတွေနိဗ္ဗာန်တွေငရဲတွေတန်တရားတွေပါညာတွေမဂ္ဂင်၈ပါးတွေဒီမဆိုတရား၄ပါးတွေကလေးရပဲဒီမှာလည်းပြန်နေတာပေါ့အိတ်ရှင်တာပေါ့ခေါ်လာတဲ့ဒီပါအမှားပေါ့ဆရာတော်ကနိုင်ငံတော်ဓမ္မဂတိကကြီးနာမည်မပြောတော့ဘူးနာမည်ကျော်တရားအစ်စ်တွေပြောနေချင်းပိဋကတိတ်နေချင်းမိပြန်မယ်မရစိတ်ကြိုးတယ်ထင်ပါလေဘယ်လိုဖြစ်နေရလဲခုမှနှစ်မထွေးရဘူးတရားမချသေးဘူးလေဘုံဘုံကတရားပြင်ကြုံဘလို့ဖြစ်နေခုမှနှစ်မထွေးရဘူးတရားမချသေးဘူးအမရဲ့လို့ပြန်လိုက်ပါလို့မေဇီလေးကုန်းမျိုးကကျွန်တော်အမကြီးကြောကြအမစိတ်မရှိဘဲနဲ့ခုနဥအောင်တင်းပါတယ်တရားပွဲလို့ဖြစ်နေဦးလေဘလို့ဖြစ်နေရလဲခုမှနှစ်ဖေရခုခေါ်ရောရခုမှစတော့ပြင်ကျွန်တော်ကဟိုဆိုမိမကြီးရဲ့ခိနဲ့ဖယ်သေးလားအခုတော့မလီထသွားတယ်တော်သေးတယ်နော်နင်ဘယ်လိုရအောင်မခုမှစတော့လိလန်းပြုလို့ဖြစ်နေဦးတယ်နော်ပြန်ရင်လည်းလူရိုးတော့ပြန်ရပါခုလိုပါလေနော်နည်းနည်းအေးလာတဲ့ခါကျတော့ဟလားစကားကိုဆက်ပါမယ်ရေရမောစရာစတဲ့ကျွန်တော်တို့ကကမောက်ကမကြီးကိုပကံချောင်းသွားတဲ့ဒီလိုပြန်ဆက်တာပေါ့ဗမာတွေနော်ကမောက်ကမကြီးချမ်းတော့တဲ့နေရာမှာဆိုရင်ချမ်းမြေမှာစားရှိကြတယ်သူတို့ခက်ရက်တွေပါလေလှမ်းနေပါလေဟိုသဘောဝိုင်းကြီးပေါ့သဘောဝိုင်းကြီးကအကြီးပဲချင်းညက်လှမ်းတဲ့ဟာကြီးချင်းညက်ပကံချောင်းကချင်းညက်လှမ်းကြတဲ့လှမ်းတယ်ကြောက်ပေါင်းသားတွေကအဝေးကလှမ်းနေတယ်ကျွန်တော်စားဦးထုံးနဲ့ရေးထားတာဒီသဘောဝိုင်းမှာသူကဒီလိုအဝိုင်းမှာသူကဒီလိုချွန်ငယ်ပေါ့သုံးပြောင်ပေါ့ဗုဒ္ဓံယမန်သံဃာနဲ့ဟာဒီချမ်းတော့ပါလေပေါ့ဘာသာတရားလေးစားလိုက်တာကားလေးနည်းနည်းလေးတော့မကြက်တယ်ပါလေအောက်ကထိတ်ရပြီလေကျွန်တော်လည်းခေါင်းပုတ်ပြီနော်ဒီပကံညောင်းသားလေးဘယ်လိုကောင်းနေလဲပေါ့ဒီကောင်လေးအရက်တာတော့ဖះရနာတော့မမေ့ဘူးကတော့ဘုရားတမန်တန်ကထိတ်ရတယ်သွားလီရကမောက်ကမပါဗျာဟိုးတနည်းကကျွန်တော်ဒီဘက်ကြံငင်းဘက်ကိုလာဟောဖို့ကျွန်တော်လာတဲ့ခါကျတော့ဟိုးအနောက်ရုံးဘက်ကလမ်းတိုင်းကျွန်တော်တို့ကဒီဘက်ရထားလမ်းလည်းမဟုတ်ဘူးကားလမ်းလည်းမဟုတ်ဘူးဟိုးပဲအနောက်ရုံးကတောင်စီတိုင်းကျွန်တော်စက်ကလေးလာကြတာပေါ့ရုံးမတနေရတော့သမင်းလည်းတိုင်တွေ့တယ်ကျွန်တော်လည်းရင်းနှီးတဲ့ဒီဒေသသားတွေကဒီဆိုင်လေးကကောင်းနေတယ်အကောင့်ပညာစုံနေပေါ့ကျွန်တော်စိတ်ဝင်စားသွားတော့ဝင်တဲ့အခါကျတော့အကိုတို့တောင်းပြင်ပြီးပါပါဒီဟာနော်ကွင်းကောက်မလှမ်းမကမ်းပါအဝိမ့်မှာဆိုထိုင်းဘုတ်ကသွတ်ပြားကိုအနီးတုပ်ထားတယ်နေရဲနေတာပဲစလုံးကအဖြူနဲ့ပေါက်ထားတယ်ကျွန်တော်ရက်ပြီးကြည့်လိုက်တာပေါ့အကောင်လေးတွေထိုင်ကြပြီးဘာညာမှားကြပြီးစားတော့တယ်အီဆိုင်တွင်ဆိုင်တဘာဝတောရိုင်းတတ္တဝါများကာဝေးဥပဒေနဲ့တက်တော်ဥပဒေရတားဆီးသားသောတတ္တဝါများကိုမရောက်ပါဟောကောင်းလိုက်တာကျွန်တော်ထဲအောင်သွားပြီးတော့သွားတော့မိမကြီးကတင်မကြီးအမိုးလို့ခေါ်တယ်သူကအဲ့ကောင်လေးတွေအမိုးခေါ်တာကျွန်တော်သွားမိတယ်အမိုးလို့ဘာဟင်းနေရတယ်ဆရာတဲ့တောကောင်သားကိုရတယ်အရှိအစာနဲ့တိုက်ရတယ်နော်ကိုနေ့ကကြားလေးကောင်ရသေးတယ်ဆရာကြီးပြောတော့ကြားပေါတော်ရသေးတယ်တဲ့ကျွန်တော်ကမောက်ကမကိုရောကမ်းရည်ပါလားတွိုင်းနဲ့ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာတွေ့ရတာပေါ့ကဘာလက်ဒီတိုင်းပဲလေကဘာလက်ဒီတိုင်းဖြစ်နေတာဟုတ်တခါကြတော့မြင့်ဝကျုံးမှာပဲခီးသွားတဲ့ခါကျတော့လေကွင်းစိမ့်စိမ့်ဆူဆူတွေတွေ့တာပေါ့ရေတွေဖွေးလို့မိုးတွေကကောက်ဆက်တဲ့အချိန်ကြီးဒီမှာလည်းဆိုင်မတွေထောင်ထားတာပေါ့
တနေ့မှထောင်ထားတယ်လက်မှုလေယာမှစက်မှုလေယာသို့ကောင်းလိုက်တာတို့နိုင်ငံဒီလေယာမျိုးချေခဲ့တဲ့နိုင်ငံစက်ကြွေးနိုင်ငံလေကားတွေတင်မကြပြီခါကုန်ပြီးတော့လေထွန်ကြရတယ်ကျွဲနဲ့နွားနဲ့ယုံကြရတယ်ကောက်စီသမားလေးတွေလက်နဲ့ဆိုင်ကြရတယ်ရွှေထဲမှာပုံပြီးတော့စဘာဝတီနဲ့တင်နေကြရတယ်အမေရိကန်နိုင်ငံမျိုးမှာလူလုံးဝမပါတော့ဘူးလေလူမသုံးတော့ဘူးဆက်နဲ့ကြိတ်တယ်ဆက်နဲ့ထွန်းတယ်ဆက်နဲ့ဆွတယ်ဆက်နဲ့နဲတယ်ဆက်နဲ့ကြိတ်တယ်ပေါ့အကုန်လုံးနောက်ဆက်ကြည့်နေတယ်ကိုဖီမင်းပြောပြပြီးရောက်ဘူးလားသူကချွေးလက်ကွက်ကြီးတို့အေကထောင်နဲ့ကြည့်ပြီးတော့ကြောက်လဲလို့နေတာဩနဲ့ကြိတ်နေတော့ကောင်းတော့ပေါ့လက်မလေရမှာစက်မလေရဆိုနိုင်ငံကြီးရွေးချက်ကောင်းတယ်အဲ့ဒီဆိုင်ဖို့နဲ့မလှမ်းမကန်2000ပဲကိုပါတယ်တော့ဆိုင်ဖို့တခုစဘာအထွက်တွန်းရည်သည်တဲ့ကောက်ဆိုင်သမားများရဲ့တာဝန်ဖြစ်သည်တဲ့ဟာဒီဘက်ကလက်မလေရမှာစက်မလေရဆိုဟိုဘက်ကစဘာမထွက်တာနေရွာသူရဲ့တာဝန်နဲ့တော့နောက်ဆုံးတော့အပြစ်ရှိသူကကျွန်တော်တို့ရွာကပညာမတတ်တဲ့ကောက်ဆိုင်သမားလေးတွေကိုဆိုတော့အဲ့လိုသွားကြည့်နေလောကကြီးကကမကမစဉ်းစားပြီးနော်ကြီးစရာကြီးနောက်ကတော့ဘောကြပါလာတာပေါ့ကြီးပြီးတော့ခေါ်ရတာမဟုတ်ဘူးလားကျွတ်တိုင်းပြီနော်နှိမ့်ကြလိုက်တာမဖွင့်မျိုးဆင်းလိုက်တာစသည်ဖြင့်ပေါ့ဗျာရေဘောရတာပေါ့ဒီလိုဟာမျိုးတွေကိုတွေ့လာတဲ့ခါကျတော့ကျွန်တော်ကောင်းနေပြီးသားရေစရာမောစရာအဲ့ဒီရေစရာတွေမောစရာတွေကိုကျွန်တော်တို့ရှောင်ရှားခံရင်လူ့ဖွဲ့ကြီးကောင်းလာတာပေါ့နော်ကောင်းလာတာပေါ့ဘာသာရေးရလဲရေစရာမောစရာရှိစီးပွားရေးရလဲရေစရာမောစရာရှိနိုင်ငံရေးရလဲရေစရာမောစရာရှိပညာရေးရလဲရှိနေတာပေါ့လောကကြီးကမကမဘူးကျွန်တော်တို့နိုင်ငံတွေမဟုတ်ဘူးကျွန်တော်ဖတ်မိတဲ့ဝတ္ထုတစ်ပုဒ်ရှိတယ်အမေရိကန်နိုင်ငံကဝတ္ထုလေးတစ်ပုဒ်တရိယာနေပြီအမေရိကန်နိုင်ငံဆိုတာအများစုကခရစ်ယာန်ဘာသာဝင်တွေရှိတဲ့ခါကျတော့ခရစ်ယာန်ကိုနောက်တာပေါ့ကျွန်တော်နိုင်ငံဆိုရင်တော့ဗုဒ္ဓစီနောက်မှာပေါ့အိန္ဒိယဆိုရင်တော့သူဟိန္ဒူတွေနောက်မှာပေါ့ဘာသာခဏဖယ်ထားလိုက်ဘာသာရေးသာသနာရေးကိုဆောင်ရွက်ပါတယ်ဆိုတဲ့ဒီပုဂ္ဂိုလ်တွေကမြင့်မြတ်ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကစပုရိသေဖြစ်တဲ့အတွက်ကိုကျင်တရားမကောင်းတာဆိုတော့နောက်ထပ်တဲ့ဝတ္ထုလေးသိကောင်းတာကျွန်တော်ပြောတဲ့အချိန်မှာခင်ဗျားတို့ကအစားထိုးကြည့်ပေါ့ခရစ်ယာန်ဘုန်းတော်ကြီးနေရာမှာအာလဝီတရားဟောဆရာတို့ဟိန္ဒူတရားဟောဆရာတို့ရက်ကွက်တရားတာရင်နိုင်ဆောင်ရနေတဲ့ဘုရားကောဘကတို့လည်းအစားထိုးကြည့်လို့ရပါတယ်သူကသိကောင်းတဲ့ဝတ္ထုလေးမြို့တစ်မြို့မှာတဲ့လင်မယားနှစ်ယောက်ရှိတယ်ကလေးမှညာမရှိဘူးတဲ့တာသမီးမရှိကြဘူးမိန်းမလည်းချွတ်တောင်းဖြောင်းယောက်ျားဖန်ရာရှိမန်နေဂျာတဲ့စက်အိမ်လေးနဲ့မြေကမ်းမင်းနာလမ်းဒီမြေကမ်းမင်းလေးပေါ့ကားလမ်းလေးနည်းနည်းရှိတယ်ပွေလေးပေါ့ကားတစ်စီးသွားစားလေးကတ္တရာလမ်းလေးနဲ့သူတို့နိုင်ငံလေးတွေလှတာဟုတ်နေကြတော့မနေ့ကသူကဆံကိုသွားလို့ညနေပြန်လာဘူးခရစ်ယာန်မိသားစုဖြစ်တဲ့အတွက်အဲ့ဒီအိမ်ကိုတဲ့တရားအဝယ်ထွက်လုပ်နေတဲ့ခရစ်ယာန်တရားဟောဆရာတယောက်ရှိတယ်ခရစ်ယာန်တရားဟောဆရာလည်းကျွန်တော်တို့ဆရာတို့လိုပုရိသေလူသားကိုနော်လူသားဆိုမသက်ရှင်းနိုင်ဘူးလေသူကကျွန်တော်ဆိုလို့ရှိရင်ဘာသာရေးကိုပြောနေမှာမဟုတ်ဘူးလူသားကိုပြောနေတာလူသားရဲ့မသက်ရှင်းမှုပေါ့ဆိုတော့အဲ့တရားလာပြန်ရင်တန်တဲ့တန်ဟုတ်တယ်နဲ့ပြောသွားတယ်ထင်တယ်အဲ့ဒီအရင်စီသိမထွက်တော့ဘူးသူကစိတ်နဲ့နေလာနေတယ်ဒီမိမနဲ့ဘေးညဆန်းကြီးတော့တတိတတာလေးတပါးလေးတွေ့ရတာပေါ့တွေ့တဲ့အခါကျတော့ဗမ်းမနေရအောင်သူကသတိပေးတယ်အကိုကြီးမိမောက်ပြစ်မထားနဲ့ဒီမိမလေးနေကြပြန်စားဦးအကိုကြီးရင်ဝင်ထွက်နေတဲ့တရားဟောဆရာအဲ့မှာလည်းဆက်ကြနေတယ်ဒီတော့ဖောက်ပြန်နေပြီမသိတော့ဘူးထင်တယ်ကိုကြီးရဲ့အိမ်ကိုပြစ်မထားပါနဲ့ကိုကြီးကတနေ့လုံးရုံးသွားနေတာပဲဆရာကြက်ကြည့်ပါဦးတနေ့ကျတော့ပြီးတော့သူများလာတဲ့အတွက်သူကနေ့နဲ့နေ့မှာသမင်းစားပြန်ရမရှိဘဲနဲ့ရုပ်တရက်တက်နေပြန်လာတယ်သူထင်တဲ့အတိုင်းပဲတကားလေးဖတ်တာအဲ့ကောင်ဆိုင်ကြည့်တော့ဖက်တရားကိုတွေ့တယ်ရောက်ဖက်နဲ့သူပဲမှန်နေတာအခန်းအောင်ဆိုင်ကြည့်တော့တကားဟာထားတယ်အတန်မှထွက်နေတူတူတာလေးရှင်းအောင်ဆန်ပေါ့ပြောရင်ဟုတ်တယ်မလားဆရာတော်ဘုရားသူတို့ဘယ်လိုခေါ်မလဲဆရာတော်ပဲခေါ်မှာပါလားထားပါတော့နော်ကိုပေါ့ဗျာဆရာတော်တို့ချစ်လို့လားလို့ပေါ့ချစ်တာပေါ့လို့စတူတူတာလေးအဲ့မှာသူကကြားပြီးတဲ့ခါကျတော့ဒီတော့ခေါင်းကြီးကွာဟောက်ပြန်လိုက်တာဆိုပြီးတော့အဲ့ဒါရုပ်ရက်ဆိုပြီးတော့အပေါ်တက်ကိုတက်ပြီးတော့တဲ့သူ့ရဲ့နားခါဆောင်ရှိတယ်ပေါ်တီကိုပေါ့အပေါ်ကနော်ဆင်ဝင်လေးပေါ့အပေါ်တက်ကဟာလာဟင်းလေးကိုအဲ့ဒါနဲ့အဲ့ဒီမှာမတ်တက်ရပြီးတော့လမ်းတော့ကြည့်ပြီးသူတရားတွေခေါ်တော့တာပဲခရစ်ယာန်ဘာသာဝင်ဝတ္ထုဆိုတော့ခရစ်ယာန်တရားတွေခေါ်တာပေါ့တမန်ကျမ်းစာမှာပါနေတဲ့ဟာတွေကိုယေရှုခရစ်ရဲ့သုံးမချက်တွေကိုသူကတောက်လျှောက်နန်းလျှောက်ပြောနေတာဘာမှလို့ဆိုပါဠိပတ်သားတွေပေါ့ပါဠိပတ်သားတွေခေါ်နေတာပေါ့လူတွေကမောကြီးနေဟာတို့မျိုးကမျိုးလေးခက်သေးသေးကိုကနောင်လိုဆန်းလိုမျိုးလေးကိုဆိုအားလုံးကသိနေတော့ဟာတို့မန်နေဂျာကြီးဘာဖြစ်တာလဲကျုပ်ဗမန်နေဂျာကြီးယူသွားတာပါလေကွာစဉ်းစားလိုက်လားတခါမှတော့မတွေ့ဘူးလေသူကတောက်လျှောက်နန်းလျှောက်တရွတ်နေတာဟုတ်တယောက်စားနှစ်ယောက်စား9ယောက်10ယောက်ရောက်20ရောက်100စိုက်ကားလေးတွေမြင်းတဲ့သမားလေးတွေကားလေးတွေနဲ့လမ်းဘလောက်ဖြစ်သွားတယ်ပိတ်သွားတယ်အခုမောကြီးနေတာယူသွားပြီလို့ထင်တာလူအားလုံးကအကြောင်းနဲ့ထင်တယ်ကွာဘာဖြစ်လဲမသိဘူးပေါ့ပိတ်သွားတဲ့ခါကျလမ်းပိတ်တဲ့ခါကျတော့မလမ်းမကမ်းမှာရှိတဲ့မြို့နယ်ရဲစခန်းရဲသားတယောက်ကတက်လာလာပြီးတာအကြောင်းကိုသိရင်လို့အပေါ်တက်လာပြီးနေတယ်အကိုကြီးဆိုတော့ဒိန်းတက်ကြည့်တော့မှာဘာလဲကွာမင်းရဲ့ဓာတ်ဖြစ်နေတာလေအော်မလူတွေအောင်ပြုတ်ကြည့်နေတယ်ခင်ဗျားတို့အရှိမရေမကောင်းတော့ရုပ်ရည်ဆွဲကြည့်နေလမ်းနေပိတ်ကုန်ပြီရင်းနေကောင်းလို့မရတော့ဘူးဘုသူတွေကအဆုံးသက်ထားတယ်လောကကြီးကြီးရမောစရာဆိုတော့သူကငေါ့လိုက်တာဘာဖြစ်လို့ကြာလို့လုပ်တာလဲတရားဟောတာလေမင်းရလဲကွာမင်းအထက်ဥဒ္ဒနာဟောလိုက်တယ်ခိုးခေတ်ကြားနေရတယ်အဲ့ဒီကျမှ
တရားဟောဆရာတို့ခရိယံဘုန်းတော်ကြီးရှိနေတယ်အဲ့ဒီကောင်အခုမမင်းမဟုတ်ငါလုံးမဲ့လုပ်တွေသူသွားလုပ်နေတယ်ကွာလေအဲ့ဒါငါသူလုံးမဲ့လုပ်တွေကိုသူ့ဆက်လာလုပ်ပေးနေရတယ်ငါဗျာကျွန်တော်လေကြိုက်လိုက်တာအစားထိုးကြည့်တာပေါ့နော်လောကမှာပုထုဇဉ်လူသားဆိုတာတော့အကျဉ်းနဲ့မကတ်ရှင်းနိုင်ဘူးဗုဒ္ဓဘာသာထဲမှာလည်းရှိနေတာပဲမရှိနေတာပေါ့နော်ဟိန္ဒူထဲမှာလည်းရှိနေတာပဲဘာသာရေးတတ်စင်တာလူတွေပေါ့ကျွန်တော်ဖတ်ရင်းနဲ့လေစာရေးဆရာတွေရေးတတ်လိုက်တာကောင်းလိုက်တာကျွန်တော်အဲ့ဒါကိုဖြည့်ရဖြစ်နေပတ်စံကတတ်နေကျွန်တော်ရုပ်ရှင်တော်ရိုက်ရှင်တာရုပ်ရှင်ရိုက်ရှင်နေကျွန်တော်လူတွေပြရှင်နေလေတန်ရဟိုဘာလို့ဆိုအကျိုးရှိရရှိကြောင်းပေါ့ဟောကိုကြီးလေးရောက်ကိုထိလို့ပေါ့ကျွန်တော်ရန်ကုန်မှာရှိတဲ့ဒါရိုက်တာတယောက်ကိုပြောဘူးလေဒီကားလေးရုပ်ရှင်ရိုက်ရှင်နေကွာဒါဆရာချိုကောင်းတာပေါ့ဘာလို့ရိုက်ပါလဲဆရာကားသူလေးပေါ့ကွာလူကြီးကပြရင်လူတွေကြည့်လို့အကျိုးရှိတာပေါ့မင်းသမီးဘယ်လိုရေးပါလဲမင်းသမီးကတော့မိုးရေကိုပေါ့ကွာညွတ်တဲ့ကောင်မလေးပေါ့ဆရာခက်ရဖုန်းတော့ရောက်ပြီးလို့ပါလေငါပေါ့ကွာလို့ဟာဆရာလေလုတ်ပြီးကဲဇက်ညွှန်းရေးထားလားဇက်ညွှန်းကရေးထားပြီးသားလို့မြင်လဲပိတ်တက်ကြက်ရမှာပေါ့လို့ကျွတ်တိတက်ပြောတဲ့ခန်းလေးမှာဆိုတော့ငါအသေးသေးရေးထားတာဇက်ညွှန်းကတန်လွတ်တယ်လေမိုးရေကဟောပြန်တယ်မိမကျွန်တော်ခက်ရဖုန်းတော်ကြီးဗန်မန်နေဂျာကတော့သူက OBL လို့ပေါ့ဗျာဘာတိုင်းပြီးတော့သူ့ဘောသူ့ကြောင်းပေါ့ကျွန်တော်ကအခန်းထဲမှာကျွန်တော်ကအဲ့မှာကျွန်တော်တို့ဖောက်ပြန်တဲ့ခန်းလေးပေါ့ဟုတ်တယ်မလားဒီအချုံးနေတယ်ဟလားမင်းမှာပေါ့ကျွန်တော်သူ့ဘယ်လိုခွင့်ကောင်းမလဲမွေးကိုဆိုတော့ဟေးပေါ့ဗျာဟိုကမင်းမှာပေါ့ကိုကျွန်တော်တို့တရားဘာမှမရှိတာလေကိုလေးပါပေါ့ချစ်ရဲ့ကဲပြောပြချစ်ပြအောင်မကြမြရဘူးချစ်ကလည်းကွာကျွန်တော်တို့တရားလေးပါဆိုသူတို့ကောင်းတရားတွေပေါ့မေတ္တာရဲ့ဂိညာရဲ့မုဒိတာရဲ့ဥจิตခါရဲ့ဒါပေါ့ရှိလူတက်ကြီးပြစ်ပေါ့လက်ဘူးလေးထုတ်လိုက်ကျွန်တော်ပြစ်ဆိုနမ်းလိုက်ကိုမက်ကင်ရှိမှဆိုတာပါလေဟောရှိရဲ့သူတို့ကောင်းတွေရဲ့လမ်းစဉ်ပေါ့သမာဓိဋ္ဌိကောင်းစွာယူကြည်ခြင်းသမာအာဇီဝကောင်းစွာအသက်မွေးခြင်းသမာဝါယမကောင်းစွာအင်အားစိုက်ထုတ်ခြင်းသမာသင်္ကပ္ပကောင်းစွာကြံစည်ခြင်းစသည်ပေါ့ရှိကိုကတက်လိုက်တဲ့တရားတွေပြစ်တယ်ဒါလေးတွေပေါ့မကောင်းလားနော်သိကောင်းပါလေနော်ကိုအောက်ဒီတရားပထမရှိတဲ့ကိုရဲ့ရှိကလည်း၄ပါးပေါ့အောက်ဒီတရားဘာတွေလဲကိုရဲ့သန္တာဂရိတို့ဒေါသဂရိတို့မောဟဂရိတို့လောဘဂရိတို့ပေါ့ကိုရဲ့တရားတွေပြလိုက်တာပြည့်ဖို့ဒါလေးတွေပေါ့နော်ရုပ်ရှင်ဆင်းရဲကြတယ်နော်ကောင်းပါပဲပြောမိတယ်တကယ်ပါရုပ်ဖွဲ့စည်းမှာကျွန်တော်တို့တွေမကပါဘူးကဘာသူကဘာကအားလုံးကဒါအမေရိကန်မထူဘူးအကောင်လုံးကမတွေဖြစ်နေတာဒါကြောင့်လောကကြီးကရေစရာများလည်းရှိမောစရာများလည်းရှိဒါကိုသိတဲ့စိုင်းဆရာကြီးကကျွန်တော်တို့တယောစော်ကားနဲ့လုပ်ပြီးတော့ကျွန်တော်တို့ကယူကလိတာရှိတာမော့ထိတာဟိုတော်လေးကဟိုတော်လေးကမစခင်ဟိုသတိသွားရတယ်တရားနဲ့ပတ်သက်လို့ပါနည်းနည်းလေးဖေးချော့ပြောလိုက်ပါမယ်ကျွန်တော်တို့ကဗုဒ္ဓနဲ့ဓမ္မနဲ့သာသနာပြောပြီးကျွန်တော်တို့ကတကယ်တော့ကမောက်ကမတွေပဲဟိုတော်လေးကကျွန်တော်မြစ်ွယ်ကြောင်းတိုက်ကဘုန်းတော်ကြီးကဖိတ်လို့ဘုန်းကြီးကိုဟောရတာမြစ်ွယ်ပရိယတ်တိစတင်တတ်ဆရာတော်ဘုရားသိကြော်တယ်ငငယ်များပြန်တခါကြီးဥဒ္ဒချွတ်ကြွပါဘုန်းကြီးတို့ကျွန်တော်ဘုန်းကြီးတရားလာဟောသမှာလေဟာကြောင်းပြန်ကြီးပေါ့ဘုန်းကြီးတရားဟောမယ်ကိုကြီးစပြီးဟောပြောပေးပါကျွန်တော်လည်းပေးလိုက်တယ်ဓမ္မတုဖွဲ့စည်းနော်ကျွန်တော်ဘာသွားကြိတ်လဲဆိုတော့ရန်ကုန်မြို့မှာစာရေးဆရာမကြီးတယောက်ရှိတယ်ဒေါက်ခင်မျိုးချစ်ဆုံးကားချအင်္ဂလိပ်လိုသိတဲ့ဒီမှာရှိနေတဲ့သားတွေတပည့်တွေသူ့စောက်တွေဖတ်သိနေတယ်စတန်းကလေးလေးတွေကာလာဖူဘာမှနာမည်ကြီးတာပေါ့ပကံမှာရှိတဲ့ဘယင်တယောက်ရှိတယ်အနော်ထမင်းစောသူ့เจ้าကိုအင်္ဂလိပ်လိုရေးတယ်နော်အနော်ထအော်ဘာမှသိကောင်းတာပဲနော်ဒေါက်ခင်မျိုးချစ်ကယောက်ျားကုခဲ့မောင်လက်ဖို့တော့လောက်သားပြည်သူနေ့စဉ်သတင်းစာ Working People's Daily ရဲ့ editor ချုပ်သူအင်္ဂလိပ်စာပြောဒီမစင်နာကြီးမကြောက်မချောက်ဖို့ဘူးဆရာကြီးတွေကတားလေးကယောက်ျားခင်မောင်ဝင်းအခုမသိသေးဘူးတေချာပေါမောက်ကတိတ်ပြတဲ့မိန်းမတွေဒေါခင်မျိုးချစ်ကိုတဲ့တနေ့မှနိုင်ငံသားတယောက်ကမေးတယ်သူတို့အိမ်ကိုဖွင့်လာတွေဝင်ထွက်ရှိတယ်သူတို့ကဘာနဲ့အဆက်မရှိအောင်နော်အင်္ဂလိပ်စာပြတဲ့ပုဂ္ဂိုလ်ဆိုတော့နေတာလဲရန်ကုန်တဲ့သူနားမှာဘူးဒေါခင်မျိုးချစ်ကိုဗာမေးလဲဆိုတော့ဆရာမကြီးခင်ဗျာတဲ့ယောက်ျားမေးတာဆရာမကြီးကဗုဒ္ဓဘာသာပါလားမေကွန်တူးစတယ်နော် Are you Buddhism ဆရာကြီးဗုဒ္ဓဘာသာလားကျွန်တော်သူ့အဖြစ်ကိုစိတ်ဝင်စားတယ်နော်ဘာဖြစ်မထင်လဲကျွန်တော်တော့ဆင်တော့ဗုဒ္ဓဘာသာဖြစ်မှာပဲကျွန်တော်ဝန်ထမ်းချက်မှာနာမည်ရေးကုညွန့်တော့အလုပ်ကကျောင်းဆရာအထက်ကဘာညာပေါ့ကိုယ်အဒီဘာသာဗုဒ္ဓဘာသာပေါ့ဒါပဲရေးတာပဲကျွန်တော်စက်ပုံနေလည်းကျွန်တော်ဒီတိုင်းပဲဒီမှာရှိတဲ့ပိဋကကျောင်းသားကျောင်းသူတွေကဒီတိုင်းရေးရမှာပဲဒေါခင်မျိုးချစ်ကပညာတတ်ဆိုတော့စဉ်းစားတာဖြစ်တယ်နော်ဆရာမကြီးကဘာသာကိုယ်ကဘာသာလေဗုဒ္ဓဘာသာပါလားတဲ့အာယုဗုဒ္ဓဆင်နဲ့ဘာဖြစ်လဲထင်တယ် no တဲ့ကျွန်တော်သိကြိုက်ပါတယ်ကျွန်မဗုဒ္ဓဘာသာဟုတ်ပါဘူးဘာဘာမှမရှိသေးပါဘူးဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ဖို့ကျွန်မကြိုးစားခဲ့ပါတယ်အချက်လေးကသူ့ကသူဘယ်လိုသုံးတတ်တာလဲငါဒီဗုဒ္ဓဘာသာနာမည်ခံတော့မဟုတ်ဘူး
ဓမ္မနဲ့အညီနေထိုင်အောင်ငါကြိုးစားမယ်ဒီစိတ်ချမ်းမြေ့တာဆရာတော်ဆိုရံမှာရှိတယ်ကဘာကြီးတရားလမ်းပေါ်မှာချမ်းမြေ့ကြောင်းတိုက်အင်္ဂလိပ်လိုတက်တဲ့ဘုန်းတော်ကြီးသူရေးတဲ့စာအုပ်ကအင်္ဂလိပ်လိုသိများတာပဲနော်နိုင်ငံခြားမှာပေးစာများတယ်စာအုပ်ထွက်တယ်ကျွန်တော်ဝယ်ထားတယ်တတိယဖတ်တယ်အင်္ဂလိပ်လိုနော်နိုင်ငံခြားသားတွေကအင်္ဂလိပ်လိုမေးတယ်သူကအင်္ဂလိပ်လိုဖြေတယ်တန်မြတ်ဆိုတာပါလေရေမဲ့ကနာဆိုတာပါလေသီလဆိုတာပါလေဘာဝနာဆိုတာပါလေဘုလိုမေးဘုလိုဖြေနိုင်ငံခြားမှာပေးစာများဒီတော့နောက်ကျအမေကောင်းအဖြေကောင်း good question good answer and ခံထားတယ်ဘုအဲ့ကိုရေးတာပဲလေတနည်းတော့ဖတ်လိုက်တော့ဘာလို့လဲဆိုတော့ဆရာတော်ဖျားကိုခေါ်နေတာတယောက်ကမေးတယ်ဆရာတော်ဖျားတဲ့ဗုဒ္ဓဘာသာနိုင်ငံကဆရာတော်ဖျားကိုမေးပြရတယ်ဗမာနိုင်ငံသူနိုင်ငံကအများစုအဖြစ်သူ့ကိုယ်သူဗုဒ္ဓဘာသာဝင်လို့ဖြစ်ပါတယ်ရှင်းပြရတယ်တကယ်ဗုဒ္ဓဘာသာဝင်နေဟုတ်ပါလားတကယ်ကြင့်ကြံနေတာလားတဲ့ဖျားရဲ့တရားကိုနာမည်ခံထားလားလေးတယ်ပေါ့တတိကထားတာလားအထက်မှာတကယ်ပါလားအဲတိုင်းရေတန်းဆိုရင်အထက်ကရေတန်းတကယ်ပါမယ်ဝီစကီဆိုရင်ဝီစကီပါမယ်ဝီစကီတက်ထားပြီးတော့သူကရေတက်ထားလို့မရဘူးရှင်ဖျားတို့နိုင်ငံကတိုက်ပြည်သားတွေကတစိတ်ကပြီးအထက်ပေါက်ကထည့်ထားတာလားဘုန်းကြီးကထည့်တာကောင်းတယ်တစိတ်ဘက်ကထားတာလေအထက်ပေါက်ရတယ်ဘုရားဘာသာနာမည်ခံထားတာအထက်မှာတရားတကယ်မရှိပါဘူးဒီမှာကျွန်တော်ပြောတာမဟုတ်ဒေါခင်မျိုးချင်းနဲ့ချမ်းမြေ့ဆရာတော်ရဲ့အရေးထင်များကိုကျွန်တော်ဖောက်တယ်ချတာအဲ့ဒီလိုပြောလိုက်တဲ့အခါပိဋကမရှိတဲ့လူတွေအားလုံးကတက်ပြောနေတဲ့ခင်ဗျားကတော့သီလရှင်ကြီးလားခင်ဗျားတရားရှင်ကြီးလားပြောမပါဘူးကျွန်တော်တို့ကိုယ်ကိုယ်သုံးသက်တယ်ကျွန်တော်ပါဝင်ပေါ့နော်ဟောတို့တွေကတကယ်တရားရှိရလားခုနကရိယာဘုန်းကြီးနဲ့သွားဆက်လို့ကျွန်တော်စဉ်းစားကြည့်တာသီလပြောလို့ကျွန်တော်ရည်ကြတယ်လေဖယားရဲ့တရားပေါင်းဘယ်လောက်ရှိလဲအလုံးသိပြီလားဓမ္မခန္ဓာပေါင်း8400တော့မနေ့ကတော့ကျောင်းသားတွေပြောသေးတယ်ပိဋကမြင်သာတောထက်တော့29နှစ်ဒုက္ခရသတိရကျင့်တာက6နှစ်ပြီးတော့မှသူကဖယားဖြစ်တာဘူးရုပ်ရှင်မနေ့ကဆယ်တန်းကလေးတွေပြောတော့အားထကကြောင်းမှာမလေးငင်းငယ်နေတာရုပ်ရှင်လိုက်ကြည့်လိုက်ပါအားလုံးတီးပြီးသားမလို့လစ်တဲ့ဗုဒ္ဓဆိုရင်ကောက်ကြည့်လိုက်ဘာမှလူလည်းကြည့်ပြီးသားဟုတ်လားဖယားဖြစ်တယ်ဘောဒီနဲ့ရှင်ပလီအောင်မြင်တယ်မနေ့ကတချို့ဆိုကြသေးတယ်ကျွန်တော်ကသမီးတို့ဘောဒီနဲ့အောင်မှာဖယားတွေအောင်မှာတက်နေအောင်မှာဖယားဖြစ်တာဟဲ့ထိတ်ဆုံးဖယားဖြစ်တယ်ကောက်ကနဖယားပုဂ္ဂိုလ်ပင်ဒုတိယဖယားရေသဖန်းပင်တတိယဖယားလည်းဘောညောင်ပင်ဘောရမလည်းညောင်ပင်နောက်ပုမဲ့ဖယားအရိမလျတ်သဖယားကျမ်းကော်ပင်အောင်မှာဖွင့်ပါရန်ကုန်ကျက်သူမှာဒါကြောင့်ဓာတ်ကော်ပင်နဲ့စိုက်ထားတာဓာတ်ကော်ပင်ကြီးပညာရဲ့အထိတ်မှတ်အလင်းရဲ့အထိတ်မှတ်ရန်ကုန်ကျက်သူကအလင်းအောင်နေပြီရန်ကုန်ကျက်သူကပြီးဖြည့်ပြီးလို့မရဘူးမလေးဘုရားဆန်နေခဲ့တဲ့အကြောင်းဒါကြီးကကိုယူစရာကြီးဒါကြောက်ကြည့်ရမှာဆိုတော့ဒီလိုကြည့်တော့ဘုရားဖယားကြီးညောင်ပင်အောင်မှာဖယားရှင်ကိုရောက်ရှိကိုကနေပြီးတော့မျက်ထန်းသမားရက်ရှိစုပ်လူမနေ့ကပြောပြီးသားပြန်ပြောနေကျွန်တော်ကအမျက်တွေကျင်းတဲ့အခါ14,000ကျင်းတဲ့ဒီကလေးတွေကမြည်တွေပါလာလို့ဒီမှာတက်ထိုင်ဒီညငါဖယားဖြစ်ပြီဒါအချမ်းနေတာပါလေအစွန်းတရားနှစ်ပေါက်ဆောင်တာဟုတ်မနေ့ကဆယ်တန်းကလေးတချင်းအောင်ဆူပြနေသေးတယ်မဟာဗောဓိနဲ့တလန်ကွာတယ်ညထန်းသားပြီးတော့ရှစ်စုပ်ကိုကျဲတယ်14,000ကျဲတယ်တက်ထိုင်တယ်ဒီညငါတရားရောက်ရပြီပေါ့အစွန်းတရားနှစ်ပေါက်ဆောင်တယ်ဒီလိုဒီတရားကိုမဟာဗောဓိနဲ့တလန်ကွာပါသည်မဟာဗောဓိပင်နဲ့တလန်ကွာပါသည်စัจ java လားငြိမ့်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေသည်34,000ရက်က14,000ကျဲတယ်ကျဲဝင်းပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖယားမဖြစ်သမျှငါမထတော့ပြီဟုလုံလာဥဒ္ဒါအစုံကြီးဘောဓိရင်ရွှေပလင်တက်ဝဲဖွဲ့ခွေစံနေတော်မူသည်ဘဂဝါဇိနာရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်သိချိုက်တာအတန်လေးကိုသိချစ်တာပဲအဲ့ဒီဆိုတော့ညီမရှိဘူးလေယောက်ျားနဲ့ကွဲလာရင်ကျင့်လို့ယူတယ်ညဆိုခိုင်းမှာကျွန်တော်ကနီကိုဖယားတချင်းဆိုကြစမ်းကိုတရားထိုင်မြင်လို့ပေါင်ပွင့်ပြီးတော့သူကဆိုမှာပဲဘဂဝါဇိနာအရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ညီရဲ့တို့ဘုရားရှင်တဏှာစင်သွားရင်တဏှာစင်တာပေါ့ကိုရဲ့ဒါလေးတွေပေါ့နော်ညကျွန်တော်ကနော်ဒီဘုရားရှင်ဟောတဲ့တရားတွေ45နှစ်ကြာတယ်29နဲ့6နဲ့ပေါင်းပေတာကအသက်80ခန်းနာအောင်ပြောတော့ပြိဋိမံဆန္ဒဒါပေါ့ကျွန်တော်ရိုင်းတာမဟုတ်နားထဲဝင်တော့တန်းနေကြလိုက်တာကြီးကျယ်ခန်းနာအောင်ပြောတဲ့ခါကျတော့ပြိဋိမံဆန္ဒအသက်80တိတိကုတ်တိန်နာယူမှာမြောက်ဘက်ကိုခေါင်းပြပြီးတော့ပြိဋိမံဆန္ဒ45နှစ်တိတိတရားလိုက်ဟောသွားတယ်ဒီတရားတွေဒီအလင်းအောင်ဓမ္မရဲ့အလင်းအောင်တလိုက်တော်အေရှာအာရှတိုက်ရဲ့အလင်းအောင်ပေါ့တိတ်ထိန်လေးတယ်ကျွန်တော်တို့အာရှတိုက်တို့တရားတွေကိုကျွန်တော်တို့ဆရာတော်ဖျားတွေဟောတဲ့ခါကျဘာတွေပါမလဲအများကြီးကျွန်တော်လည်းအကုန်ရှောက်ဖတ်ထားတာပဲလေပိဋက3ပုံနဲ့တစ်မျိုးခွဲခြားထားတာဖျားဟောတဲ့တရားအလုံးကို3ပုံပုံလိုက်တယ်ပိဋက3ပုံအဘိဓမ္မာရဲ့တုတ်ကေဝီနည်းရဲ့ဒါတစ်မျိုးခွဲတာ classification ပေါ့နောက်ဘုန်းကြီးတစ်မျိုးခွဲတယ်နိကေ9ရက်တယ်ဒီတရားပဲဒီကနိကေရင်းစီမနိကေတန်ယုံနိကေလို့ခွဲထားတယ်နောက်တစ်မျိုးခွဲတယ်ပါလေဓမ္မခန္ဓာပေါင်းဘယ်လောက်ရှိလဲ84,000ဖျားဟောတဲ့တရားဘယ်လောက်ရှိလဲအချက်လက်ပေါင်း data ပေါင်း flat ပေါင်း84,000ရှိတယ်တဲ့ဆုံးမတဲ့ဟာတွေပေါ့
အဲ့ဒီတရားတွေကိုနာခံမှဗုဒ္ဓဘာသာရေရင်းတူးလို့နိဗ္ဗာန်မရောက်ဘူးလေရေကန်တူးလို့နိဗ္ဗာန်မရောက်ဘူးလေဖျားကိုရွှေချလို့နိဗ္ဗာန်မရောက်ဘူးလေထီးတဲ့တင်လို့နိဗ္ဗာန်မရောက်ဘူးလေဘာညာအုတ်ခဲတွေနဲ့ဘာညာပါဝင်ပါတော့ဘုရားပါလေအောက်ကသာမဏေဘာညာနိဗ္ဗာန်မရောက်ဘူးလေဖျားဆုံးမှတော့တရားများတိုင်းကြင့်ကြံနေထိုင်မှဗုဒ္ဓဘာသာသူပြောတယ်စိတ်တူလို့လည်းကားပေးတယ်သူကတိဒီမှာတော့ကမင်းရေရင်းရေကန်တူးလို့အဲ့ဒါဗုဒ္ဓဘာသာပုံလို့ပြောတယ်မလားဟုတ်တယ်မလားဆုံးပါတယ်လေဒီမှာတော့ကမင်းကဆုံးပါတာလေဖျားရဲ့တပည့်တော်တဲ့ရှင်မဟာမောဂလိပုတ္တတိတ်တာမတရားဆုံးပါတယ်မလားမင်းအဲ့လိုက်နဲ့တူးလို့မင်းဆောက်ယူခဲ့လကားပဲလေဖျားရဲ့ဆုံးမမင်းနာကန်နဲ့မင်းသားသမီးကိုသာသာလေးကိုသွင်းနေဒါမှဗုဒ္ဓဘာသာလေမင်းရေရင်းတွေချစ်တောင်းလေးလိုက်တူးရေကန်လိုက်တူးကြောင်းနေလိုက်ဆောက်လမ်းနေလိုက်လို့မင်းကဗုဒ္ဓဘာသာမဟုတ်ဘူးပြောတယ်နော်တရှင်းလေးဆိုထားပါရေရင်းမောင်း8400ရှိတယ်မလားရေကန်မောင်း8400ကန်းကုံအောင်လူပေမဲ့သာသနာဓာရိကအမွေမခံတိုက်ပြီဘူးလို့သာရှင်မဟာမောဂလိပုတ္တတိတ်တာမထေဆရာဆိုရနော်သာသနာအဆုံးမကိုနာကမဓမ္မရတယ်ကျွန်တော်ကအဲ့ဓမ္မကိုနာခံတာလားကျွန်တော်ကပြေးချင်တာဘုရားဆုံးမတွေအများကြီးပဲလေကျွန်တော်တို့ဗမာတွေမင်္ဂလာတရား38ပါးနဲ့ညီသလားကျွန်တော်ပြေးချင်တယ်ကဲအကျဉ်းချင်းပေါ့အော်ဘုရားရှင်လက်ထက်ကဘုရားကိုနတ်သားတစ်ပါးပြီးတယ်မင်္ဂလာတရားဆိုတာဘာလဲရှင်ဘုရားကျွန်တော်တို့ချမ်းသာတာမင်္ဂလာရုပ်ချောတာမင်္ဂလာပညာတတ်တာမင်္ဂလာလို့ပြောရတယ်ရှင်ဘုရားဘယ်လိုလဲပြီးတဲ့ကဘုရားနတ်သားကိုပြန်ဖြေတယ်လေအာနန္ဒာကြားတယ်လေအေဝံမေတုတံဧကံသမယံအေဝံဤကဲ့သို့မေငါသည်တုတံကြားလိုက်ရတယ်ဘုရားပြောတယ်လေ38ပါးအများကြီးပဲလေကိုယ့်တဲ့ကြီးတဲ့လူတွေကိုကာရဝတရားထားတာမင်္ဂလာလေကဲဘုရားဟောတာပဲလေကာရဝတ္တဣတ္တမင်္ဂလာမဟုတ်တယ်မလားကိုကိုနိကြတာမင်္ဂလာလေနိဝဒောသဣတ္တမင်္ဂလာမဟုတ်တယ်မလားသူများကိုဖေးကန်းလူတန်းတာဒါနင်းစာလေဒါနင်းစာဣတ္တမင်္ဂလာမဟုတ်တယ်မလားချွတ်ချွတ်ရှိတာမင်္ဂလာတရားလေတဘောစာဣတ္တမင်္ဂလာမဟုတ်တယ်မလားကျွန်တော်တို့အဲ့ဒီကနေညွန်နေမလားဒါမင်္ဂလာတရားကိုပြောနေတာကွန်ပျူတာပညာရှင်ဒီဂိတ်ရှိတယ်အမေရိကန်နိုင်ငံမှာကွန်ပျူတာပညာရှင်ဒီဂိတ် Microsoft ကုမ္ပဏီကိုပိုင်ဆိုင်တယ်ကွန်ပျူတာကိုကျွန်တော်အိမ်မှာလည်းကိုင်တယ်ကျွန်တော်တားပေါက်စားအစားကိုင်တယ်6တန်းကျောင်းသားတော့သူ့ OBJ ရဲ့နိုင်ငံသားနေကွန်ပျူတာပညာသင်လိုက်တဲ့လူရန်ကုန်မြို့မှာကလေးလေးကွန်ပျူတာကိုင်နေတာအဲ့ထဲမှာအားလုံးက CD တွေနဲ့အားလုံး memory စစ်နေဟင်းမတက်ဆိုကျောင်းသားတွေအားလုံးကွန်ပျူတာပေါ်ကြီးဘောကိုလက်တင်ထားတာဒီကဘာကြီးကအဲ့ဒီကုမ္ပဏီက Microsoft ကုမ္ပဏီကျွန်တော်တုံးနေတဲ့ကွန်ပျူတာအားလုံးဒီ Microsoft ကကျွန်တော်တို့ software တွေထည့်ထားတာအဲ့တစ်ထည့်က Bill Gates အသက်52နှစ်အမေရိကန်နိုင်ငံသားသူမိမမာလင်ဒါဒီဂိတ်အခုရှိတယ်လေသူလက်မယားသမီးနှစ်ယောက်နေဘယ်လောက်နဲ့ချမ်းသာတယ်လေဒီဂိတ်ချမ်းသာတဲ့ပတ်စံကအမေရိကန်ဒေါ်လာ100တန်းဆိုရင်ねမမကို3သိန်းတန်တယ်အဲ့ဒါကိုဒီလိုဆက်ပြီးတော့ကော်နဲ့တုပ်ပြီးတော့လေဆက်သွားရင်လနဲ့ကဘာနဲ့6ခေါက်ဆက်မှအဲ့ပတ်စံကုန်နေတယ်ချမ်းသာဖို့ချမ်းသာနေဒီလနဲ့ကဘာနဲ့ကိုဆက်မှာဒီတွက်ထားပြီးသားလနဲ့ကဘာနဲ့ဘယ်လောက်ဝေးတယ်လဲပတ်စံအခြေရဘယ်လောက်လဲဒါပါ10မီလီမီတာ10စင်တီမီတာပေါ့စားကြည့်တယ်ဘယ်နှခေါက်ဆက်ရမလဲကွာ6ခေါက်ဆက်မှာပတ်စံကုန်နေတစ်စက္ကန့်မှာဗမာငွေ4000ဝင်နေ$1ဆိုတော့ sorry $4ဝင်နေတယ်ဗမာငွေနဲ့4000ပေါ့စက္ကန့်နဲ့တစ်ချက်ကျွန်တော်စကားပြောတာတစ်ဆိုဒီဂိတ်4000နောက်တစ်ဆိုရင်ဒီဂိတ်4000အဲ့ဒီဒီဂိတ်ကကဘာကိုလှူတဲ့အခါကျတော့ပိတ်တာအလုံးကြည့်ပြီးတော့ဘင်းလာမှာပါတဲ့ဟာမြမလေးဖက်ရင်ပါတဲ့ဟာပဲဒါတိတ်ထူးဆန်းမဟုတ်ဘူးမြမလေးမှာပါတဲ့တင်းကြော်ပြောနေတာကဘာသူကဘာသားများတူတက်ကဘယ်လောက်လူလဲမေကန်ဒေါ်လာဘီလီယံ53သန်း53သန်းမဟုတ်တော့ဘီလီယံတန်းထောင်ပေါင်း53တောင်ကျွန်တော်ကြက်ပြီးထားပါလိုက်ညာညာလိုက်တာအဲ့ဒီဒီဂိတ်ကခရိယာမေကန်နိုင်ငံသားဖျားခေါ်တဲ့ဓာနင်းစနဲ့သူကတွန်းညီနေတယ်ရစ်သက်သားနဲ့သမီးနဲ့သူသမီးမြောက်ကိုပြောတယ်နင်တို့တယောက်လုံးကိုအဖေအမမပေးဘူးလေသားသမီးမြောက်ကပြီးတယ်ဖေဖေဘာလို့ပြီးလို့အမမပေးတာလဲသမီးတို့ကိုဖေအိမ်နဲ့ယာနဲ့ကားနဲ့ထားတာအမေရိကန်နိုင်ငံဒီလူချမ်းသာတွေနေတဲ့နိုင်ငံနဲ့နင်တို့တယောက်လုံးကိုအကောင်းဆုံးတက်ကတော်မှာငါတို့ကြောက်ထားပြီးပြီအကောင်းဆုံးပညာရေးကိုပေးတယ်အဲ့ဒါနဲ့ပတ်စံရှာစားတဲ့သမီးတို့သူတို့ပိုင်ဆိုင်တဲ့ပတ်စံကဘာသူကတက်ပါဖေဖေဘာလို့သူ့ပါလဲအေးညက်စစ်နေလူတွေအတွက်ဆေးဝါးထုတ်တယ်ဆက်ပြားတိုက်တဲ့အိမ်မှာဖေဖေလုပ်မယ်ဘာမှနိုင်ငံနာကျက်တဲ့ဖေ3သန်းပြီးသားလေပညာ3သန်းကျွတယ်နော်ဒီကကျွန်တော်နာကျက်တော့လူတယ်ဟာအဟောင်းပြကြီးနော်ဒီနေ့ပုံလိုက်တဲ့နောက်နေ့ထူတာပဲကျွန်တော်တို့ကိုတလားခဏစဉ်းစားမနေဘူးမလေးမပုံလိုက်ကြလို့လူတွေတို့ဖုန်းညက်ကြီးနေပြီတလားလောက်ကြတော့မှဝမ်းနေပါလေကျွန်တော်တို့စိတ်မကောင်းဘူးဒီလိုဖြစ်တာမှမလားဘူးချက်ချင်းဒီနေ့ကြိုက်တော့နေမေလာနေနေကြိုက်တယ်မေလာ3ရက်နေမှာပြီးခဲ့ကြရတယ်ဗမာနိုင်ငံဒုက္ခတဲ့ညိတ်ပေါက်ကြီးကကြတဲ့လူများအားလုံးအတွက်3သန်းပတ်စံနဲ့ဖြောက်ကြဗမာငွေနဲ့3000ခန့်ထိုင်ရောကြည့်လိုက်နောက်ဆက်လို့နေတာမျိုးဆိုဒီလိုလှူတဲ့ပုဂ္ဂိုလ်ရေရင်းကတူးမယ်တဲ့ရေမြဲတဲ့ကဘာသူကဘာသာနာတွေ့ကျွန်တော်သူ့ကိုကြည့်ပြီးတော့လေဗုဒ္ဓဘာသာမဟုတ်တယ်နော်လို့ဖခင်ရဲ့တရားနဲ့ညီတဲ့ပုဂ္ဂိုလ်စဉ်းစားမိတယ်ကျွန်တော်လူမျိုးတွေဗမာလေးလှူတယ်ဆိုတာကကျွန်တော်အမေဖေပါဝင်တခါတခါလမ်းလွဲတယ်ဗျာအလှူလေးမျိုးရှိတယ်လို့ပြောတာပဲဒီအစိုးဆုံးလှူကတော့တန်တရားကိုပြင်ပြီးတော့လှူတာလေတန်တရားမှန်းလှူတာဒါလေးငါလှူလိုက်အောင်လေနောက်ဘဝကျရင်မိမကောင်းကောင်းရဖို့ပညာကောင်းကောင်းတတ်ဖို့ရာထူးကောင်းကောင်းရဖို့ချမ်းသာဖို့အဲ့ဒါအယုတ်ဓမ္မတွေကအလှူလေတန်တရားကိုညှို့နှမ်းလှူတာလေ
ကျွန်တော်ပြောလို့စိတ်ကူသွားသလားမစိုးပါနဲ့လေဒီဆရာကြီးပြောတာရှင်းကြီးဆရာပြောတာဆိုကျွန်တော်လာပြင်းနေကျွန်တော်တာထားတာကျွန်တော်ပြောတော့စကားမဟုတ်ဗမာနိုင်ငံရဲ့ပညာတတ်ဆရာတော်ဘုရားဖြစ်တဲ့အင်္ဂလိပ်အစိုးရကရန်ကုန်တက္ကသိုလ်ကနေပြီးတော့ကြောက်ကြပွဲပေးခဲ့တဲ့လေဒီဆရာတော်ဘုရားကျမ်းမောင်းရာချီကျွတ်သွားတယ်သူကြီးတဲ့ကျမ်းတွေကျွန်တော်အိမ်မှာဖတ်နေတာအကောင်းဆုံးကျမ်းကျွန်တော်ရလာခံဖတ်နေတာမနေ့ကအိမ်မှာဖတ်နေတယ်ဥဒ္ဓမပုရိသဒီပလီတဲ့အလူကန်းကျွန်တော်ဖတ်နေတာသုံးလိုက်တာတန်မြာကိုပြောင်းနေပြီလူတဲ့လူတော့ရုံညံတဲ့ကောင်မရှိဘူးလေကဘာမှဆရာတော်ဘုရားနော်ပိဋကညာစီတွေ့ဆရာတော်ဘုရားတော့ပြောကျွန်တော်မပြောပါနဲ့ကျွန်တော်အဲ့တောက်တော့ပြောတာပါဒုတိယရုံညံတဲ့ကတော့လောလောဆယ်ရှိနေတဲ့ဘဝမှာဘယ်လိုများအကျိုးတရားမှုရှိမလဲဆိုပြီးတော့မှတ်ပြီးထူတာလေမဝင်ငါချက်ပြီကျန်တော့အိမ်မှာချက်ပြီဘယ်ကောင်ကြီးဖိရင်ကောင်းမလဲဘသူဖိရင်ကောင်းမလဲကျောင်းဆရာကြီးဖိမယ်ဒါမဟုတ်ဘူးရဲစကန်ကဆရာဟုတ်ငါဖိမယ်မောင်တော်ဦးတော်ငါဖိမယ်ကိန်းဘုန်းကြီးကမလေးလည်းစိတ်မှဖြစ်မှာပေါ့ဖုံးစိတ်ရင်စင်းရောဟုတ်လားဟိုဆေးဝါဆရာဦးငါတို့ဖိတ်တဲ့ခါကျတော့ငါတို့ကျမ်းမာရေးပညာတော်တဲ့ခါကျတော့ဝင်ပူညီမှာပေါ့ရုပ်ဖွဲ့ပြီးမှနေရာကျအောင်ကြွက်ပြီးထူတာလေလက်ဒီဆရာဘုရားရဲ့ယူဆရဘုရားဟောခြင်းမှာပါတယ်ဒုတိယရဖြစ်တော့လူတယ်ရှောက်ခက်ရရှိပါပဲအကောင်းဆုံးအမြင့်ဆုံးလူကဘာလဲဆိုတော့တန်မြာအကျိုးကိုလည်းမကြည့်လက်ရှိဘဝမှာငါပြီးသားစုငါတို့အတိုင်းဝဲကိုညွတ်နေကြီးရွာတွေကနေလူတွေအသိမှပြုတာကိုလည်းမကြည့်ဘဲနဲ့အလှခံသောပုဂ္ဂိုလ်များဒါကိုသူလက်ကျင်ဘယ်တော့မှအကျိုးရှိနေမလဲလို့စဉ်းစားပြီးထူတာမှတကယ်ပြတ်သောလူတွေခေါရမဘုရားရဲ့တရားနဲ့ကြည်တော့လူတွေလေဒီဆရာဘုရားရဲ့အဲ့ဆောက်ကိုဖတ်ချင်ကျွန်တော်စိတ်သိမ်းထားပါတယ်ဆရာဘုရားကိုအိုးဆရာဘုရားတွေတော့တရားရှိလိုက်တာကျွန်တော်တို့ကအဲ့လိုမလုပ်ဘူးလေကျွန်တော်အလှသားစားကျွန်တော်တို့ကညွတ်နေမှာကျွန်တော်ဘယ်တော့ဝင်ဆက်မလဲဒါစဉ်းစားတာကျွန်တော်သူရင်ကျွန်တော်ပါချုပ်ကိုဖိမယ်မဆန်ပါမဟောက်ဖိမယ်ငါ့ကိုဆရာကြီးကဆောက်ရှောက်ပါပေါ့ကွာဒီစိတ်အချက်မျိုးကျွန်တော်တို့ကညနေတော့သူညပါလဲဆိုတော့ငါသူချင်းအားဖြင့်ဒီအစုကိုဘယ်သူတွေခံစားရမှာလဲဒီလိုစဉ်းစားလို့တာကျွန်တော်ခုနပြောတယ်ဒီကိတ်ကအဲ့ဒီလိုလုပ်တာနံပါတ်မိမလှလှရပါသေးသားပါညာဒီကိတ်မသိမရှိဘူးကဘာသူကဘာသားတွေကတ်လိုက်ကြတာတချို့နေရာတွေမှာရေမတော့ပါဘူးအာဖရိကမှာANS ဆိုရရှင်တွေကကဲသူမရှိဘူးအဲ့ဒီလူတွေကပေးသူနေတာပဲဂျပန်နိုင်ငံအဖွဲ့တွေညောင်းသွားလို့ဒါအဲ့ရိုက်နေတာပဲရေထဲကျူးနေဒီနောက်မှာရွာမနေရရှိတယ်လေဒီရွာအင်ဂျင်1000ရှိတယ်ဒီရွာမှာအင်ဂျင်900ဒီရွာမှာအင်ဂျင်100ဒီရွာတွေအားလုံးနဲ့နီးနေနေရနီးလုံးနေရပဲနေရလေဒီနေရာမှာရေထဲကိုကျူးမယ်ဆိုရင်လူကြီးဘယ်နှတောင်းလောက်ဒီကိုတောက်လို့ရမလဲရေစစ်ကံလုပ်မယ်ဒါပဲသူပြီးဂျပန်ကျော်သွားတယ်ဒါပဲသူဘာမှစဉ်းမစင်လာဘူးရွှေစိတ်ကိုကပ်ပြားလို့သူမစင်လာဘူးဒီလူ9000ဒီရပါသေးတာဒါပဲသူကဒီကိတ်ကအဲ့လိုလုပ်တာဟုတ်ဆိုဖျားခုနဟောတယ်မင်္ဂလာတရားမှာဒါနင်းစာအစ်တံမင်္ဂလာမဟုတ်တယ်မင်းဒီကျမ်းသူလည်းနေမင်္ဂလာတရားဖြစ်ပြီဒီကိတ်ကခရစ်ယာန်ဘေကန်နိုင်ငံသားကျွန်တော်တို့လည်းပြင်းနေမလို့သူဒီတပတ်စီလို့မဟုတ်ဘူးလားကျွန်တော်ကခရစ်ယာန်ဘုန်းကြီးကြောင့်ပြောရင်လည်းကျွန်တော်ဆက်ပြောနေတာကျွန်တော်တို့ပြောတော့တာဗုဒ္ဓဘာသာဓမ္မနဲ့ဒီတော့ကျွန်တော်ဓမ္မနဲ့လွဲနေမဟုတ်ဘူးလားခုနကကျွန်တော်ပြောရည်ရတယ်လေစိတ်မိုးကြမကောင်းသွားဘူးလေအကျိုးကမင်္ဂလာတရားနေတော့လို့ကြီးလို့လားဒါမင်္ဂလာတရား38ပါးတဲ့ကျွန်တော်သူ့အတူပဲပြောနေတာလေကိုချိုးချွေတာလားကျွန်တော်တို့အိန္ဒိယနိုင်ငံကမတ္တမဂန္ဒီကိုပြီးမလားဂန္ဒီကိုပြီးပါမလားညစ်မှန်တက်လက်နဲ့အပေါ်အောက်အဖြူလေးနဲ့ဖဏပါလေးနဲ့ဒုက္ခကလေးနဲ့ပေးပြီးဒီလိုက်နေသွားတယ်လေဂန္ဒီအိန္ဒိယလူတွေကောင်းကောင်းကြီးဖျောက်ခဲ့တဲ့တပောစာအင်တာမင်္ဂလာမဟုတ်တယ်မချိုးချွေတာချင်းဒီမင်္ဂလာဖြစ်ကြီးတယ်ကဲသူကဟိန္ဒူကလာအိန္ဒိယနိုင်ငံသားကျွန်တော်တို့မှာရှိနေတဲ့ဗုဒ္ဓဘာသာနာမည်ခံထားတဲ့လူတွေနဲ့တော့သူကပို့ပြီးတော့တရားနဲ့ညီမနေမိနေဘူးလားကျွန်တော်စဉ်းစားကြည့်ဒါကဆက်ပြီးပြောနေတာဖခင်ရဲ့တရားထဲမှာ38ပြမင်္ဂလာခဏဖယ်ထားလိုက်ဦး38ပြမင်္ဂလာကိုခဏခဏကြီးဖယ်ထားလိုက်ဦးဓမ္မစိုးတရား၄ပါးမေတ္တာရဲ့ဂရုဏာရဲ့မုဒိတာရဲ့ဥပိ္ပခာရဲ့အဲ့ဒီတရားသူတော်တရား၄ပါးအဲ့ဒီတရား၄ပါးကိုကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဗမာတွေကတော့ပြင်းထန်လို့လေကျွန်တော်ခုနဘုဒ္ဓနဲ့ဆက်ဆက်ပြောနေတာတမီးတို့သားတို့ဒီမှာအလုံးချုပ်တွေစာဖတ်ရင်သိမြင်နော်တို့တွေသနာတတ်တယ်တို့တွေလူတွေကကိုကျင်တတ်တယ်ဆိုတာတို့ကတာမန်ပါအယိုးရင်းကြည့်ကြတာပါဟုတ်တယ်မလားတကယ်ကြီးတို့ဒုက္ခတဲ့ခါကျတို့ကအိမ်မှာရှိတဲ့ပစိုးလေးအိမ်ကြီးအဟောင်းလေးတွေပြီးတာပါအစ်စ်မပြီးပါဘူးငါတကယ်ကြီးသေးနေတယ်ကွာရော့ဝီအကြလေးတွေအဟောင်းလေးတွေရော့ယူသွားတာမျိုးပြုတ်လို့တာအယိုးကြီးလေးပြီးတာပါတို့ကကဘာမှအောင်းစရာကောင်းတဲ့မိမတယောက်ရှိတယ်အောက်မှာထိုင်းနေတဲ့မှာကဘာဆရာတယောက်ပါတယ်တတရလာပြီးနားထောင်တာပေါ့ကျွန်တော်တို့အကူကြီးပါကဘာဆရာမအောင်ဖွင့်ကိုသားချွေရဲ့ကဘာကမာတာထရီဇာလောက်ပြစ်တာတရားရှိတယ်မိမရှိပါလားမှန်တယ်ညနေပြောကြတာမာတာထရီဇာကိုဒီလိုတချို့လည်းသိရင်သိမယ်တချို့လည်းစိတ်နေပေါ့မာတာဖီယာဆိုတဲ့မိန်းမကဥရောပနိုင်ငံကယူဂိုစလာဗီးယားနိုင်ငံသူယူဂိုစလာဗီးယားလည်းရှိတယ်လေလူမျိုးကရိုမေးနီးယားတမီးတို့ခရစ်ယာန်နော်အရက်ပူလေးမျက်လုံးပြပြလေးနဲ့နှာခေါင်းလေးတွေပါပါလေးနဲ့တိတ်ကြည့်ကြတာပဲခရစ်ယာန်အမေရိကန်ကကုန်စင်းရောင်းကြတယ်ကုန်စင်းနယ်လေးတွေညီမလေးနဲ့မြောက်ပဲနေတာလေတမီးတို့သေသည်အထိဗမာယောက်ျားကြီးသွားလို့လေအများကျိုးတည်ဖို့တယ်မလားသူ့ပြောင်းလဲသွားနေတာဒီဆင်းရဲဒုက္ခရောက်နေလူတွေပဲမာတာဖီဇာခရစ်ယာန်သီလရှင်ပ
ထမကျောင်းဆက်တဲ့တော့အိုင်ယာလန်မှာတက်တယ်အင်္ဂလန်နိုင်ငံနဲ့ကဲ့ရကပေါ်ဘကနိုင်ငံကျွန်းနိုင်ငံလေးအိုင်ယာလန်နိုင်ငံပြီးတော့ဆရာတို့နိုင်ငံမှာရှိနေတဲ့ဟိုရုပ်ရှင်များကြော်ဘိုရဲ့ဦးလေးတွေကြော်တွေပါကွာညုံဝင်းတို့ဝင်းဘိုတို့တက်ခဲ့တာအိန္ဒိယနိုင်ငံမှာကျောင်းရှိတဲ့ဓာကြီးလေးအိန္ဒိယနိုင်ငံတောင်ပေါ်မျိုးလေးလေရုပ်ရှင်များညုံဝင်းတို့ဝင်းဘိုတို့ကြော်ဘိုတို့ကအဲ့စတာသားတင်တဲ့ကောင်ကြီးချမ်းသာတဲ့ကောင်ရှင်မတင်မောင်အဲ့မှာကျောင်းထားတာအဲ့ဒီမျိုးလေးပြောင်းပြီးတော့အဲ့မာတာဖီလာကျောင်းဆက်တက်တယ်ဖီလာရှင်ဖြစ်သွားတယ်အိန္ဒိယနိုင်ငံကြီးဆရာတို့နဲ့ကတ်တဲ့နိုင်ငံလွတ်လပ်ရေးမရသေးတဲ့အချိန်ကာလမှာအားလုံးငတ်ပြတ်ဆင်းရဲနေတာပြီးလို့အများကြီးတဲ့အနူတွေပြည်ရသွေးတွေတရွှဲရွှဲတဲ့လူတွေအများကြီးဖေးဒီရှိပါလေနဲ့မကျွေးနိုင်လို့ပြထားလူလည်းမဟုတ်ပါဖေးဒီနာရောက်သေလို့ကြံခဲ့တဲ့ကလေးတားရည်ကြီးတွေပြထားတဲ့ဖိုးဖွားတွေအခုလေကောင်မပေါ်ရမှုလို့ပြထားတဲ့ကလေးတွေအမျိုးစုံဒုက္ခတွေနဲ့သူကငတ်ပြတ်နေတာအင်းကြီးတွေကတော်ငတ်တယ်လေငတ်လို့ဆရာတို့ဥလူလည်းအစောနဲ့မှာကလားတွေတောင်းနေနှိမ့်ဝင်လာတာပေါ့ဒါပြောကနေတားငတ်တာသူကဆရာတို့ဒီမှာအိမ်သာကျုံဘာညာလုံးတဲ့ကောင်ကစားချမ်းသာပြီးသက်သာပြဖို့နေတယ်ကိုဆရာတို့သူနိုင်ငံကိုသွားပြီးတော့ကျွန်တော်ကျုံခံတယ်လို့ပေါ့မလေးရှားမှာကျုံခံပတ်သက်ပြန်ဖို့စင်ကာကျုံခံပတ်သက်ပြန်ဖို့ဂျပန်မှာပကံစိပတ်သက်ပြန်ဖို့ဒီမလုပ်ခဲ့ရတာအိန္ဒိယနိုင်ငံလည်းတားဆင်းရတာအဲ့တော့မာတာထရီဇာရောက်သွားတဲ့အခါတားသနာပြီးတော့မှဒီကလားတွေငါကျဲနေဖြစ်သွားတာပဲတုံးနိုင်ငံမဟုတ်သူ့လူမျိုးမဟုတ်တော့အဲ့ဒီမှာသေတဲ့အထိဘယ်မှမပြန်တော့ဘူးတော့အခြေချပြီးတော့ဒုက္ခတွေစကမ်းဖွင့်နေကလကတ္တာမြို့မှာမွတ်စလင်တွေကအိမ်လေးတူအဟောင်းလေးတူလက်ဆောင်ပေးတယ်အဲ့ဒီမှာလုပ်လိုက်ဟိန္ဒူတွေကကြောက်ဘုရားကျောင်းအဟောင်းကြီးလူလည်းမနေတော့ဘူးဘုန်းကြီးလည်းမရှိတော့ဘူးဟိုတုံးမွေးကြီးတွေပြက်စီးပြီးညောင်မကြီးနေတယ်ပေါ့ဗျာအဲ့ဒါယူလိုက်တယ်မြို့ထိပ်မှာအဲ့ဒီကလုပ်ငန်းစားဘလောက်များပွားများသွားတယ်လဲဆိုရင်နောက်ပိုင်းမှာနိုင်ငံပေါင်း200မှာတဲ့ဒုက္ခတွေစကမ်းပေါင်း900လောက်ဖွင့်နိုင်တယ်လူတွေကိုတန်းနေကြည့်ကြတာသူကအကုန်လုံးငတ်ပြတ်စကမ်းခွဲတွေပေါ့ဝန်ထမ်းတွေအားလုံးဖိတ်တယ်သူ့ကိုခေါ်တဲ့ဝန်ထမ်းအားလုံးကိုသူကပြောတယ်မှန်တယ်သမီးတို့သားတို့လာကြအန်တီကတော့သမီးတို့သားကိုလာစာပေးနိုင်ပါတယ်စောင်းဝင်နေရင်ပြည်တယ်ကိုမေးမှာနော်တဲ့ဆက်လို့ဆောင်းလို့တော့မရနိုင်ဘူးတဲ့မချမ်းသာနိုင်ဘူးတဲ့အန်တီစကမ်းကတွေ့ရမယ့်ဟာတွေကဘာတွေလဲဆိုသမီးရဲ့ပြည်တွေတွေ့မယ်တွေးတွေတွေ့မယ်ရေးတယ်တွေကြားမယ်မိုးတယ်တွေကြားမယ်ခြေချက်တွေတွေ့မယ်လက်ကျက်တွေတွေ့မယ်နိုင်ရုပ်ပြင်းပြင်းတွေတွေ့မယ်အဲ့တော့တင်းကြီးခိုင်တော့အပျော်စကမ်းမဟုတ်ဘူးတဲ့ရုပ်ကတဲ့စကမ်းနဲ့အန်တီကပေးနေတာပြီးတော့စောင်းဝင်နေတဲ့လက်လာပေးနေတာပဲစုပ်ဖို့ဆောင်းဖို့သိဘူးနဲ့မလားပါနဲ့အဲ့တော့ဝင်လည်းစုပြီးတော့လုပ်လိုက်တာလူဒီမှာအများကြီးပဲဒုက္ခတွေအမျိုးမျိုးပဲမြို့တမျိုးရဲ့ထိပ်မှာအတူတွေကိုစကမ်းပွင့်တယ်လာကြထိတ်ကုတ်ပြမယ်ဆိုတော့ကလားတွေကဒုံးတဲ့ဝင်ပြည့်တယ်ခဲနဲ့ပြည့်တယ်လေဒီမိမကြီးထွက်သွားပေါ့ဗျာတို့ရက်ွက်ထိပ်မှာလာမလုံးနဲ့ပေါ့ဒီအနုစကမ်းကအနုဆင်းလို့ပေါ့သွားကြဒုံးတွေနဲ့ပြည့်ပေါ့အပြစ်ထွက်ရတယ်ဒီမှာခဲတွေနဲ့မှန်ကွာဈေးကွက်တွေမှာဒုံးတွေနဲ့မှန်သွေးတွေချင်းနေရဲနေတယ်မိုက်တော့မိုက်တယ်နော်အကျုံးမပြတ်ဘူးကျွန်တော်သူ့အကြောင်းရုပ်ရှင်ကြည့်ဘူးလေဖက်ရိုက်ပြီးကြည့်နေကလားတွေကိုဟဲ့ထွက်သွားပေါ့ဗျာကားတွေကထွက်သွားလူလုံးမရုပ်တော်မကြီးထွက်သွားတို့ရက်ကလာမနေတဲ့ဘာညာပေါ့သူထက်ပြီးစကားပြောတာကျွန်တော်ကြက်သိန်းတော့ထားတယ်ရှင်တို့ဘာဖြစ်နေတာလဲကျွန်မပြောတာနားပါဦးဒီနိုင်ငံကျွန်မနိုင်ငံမဟုတ်ဘူးလေတိတ်သွားတယ်ကျွန်မဥရောပနိုင်ငံတူတယ်ကျွန်မမျက်လုံးပြနေနေမှာကျွန်မယူဂိုစလာဗီးယာဒါကျွန်တော်အိန္ဒိယကလားပြီကျမအခုကျင်းနေတဲ့ကလားအတူယူရဲတွေရကျမလူမျိုးမဟုတ်ဘူးကလားတွေအိနိုင်ငံသားတွေရှင်းလို့နိုင်ငံသားတွေဒုက္ခလို့ကျမလာခဲ့တာရှင်းလို့ဘာတုံးနေခဲ့တယ်ဘာလို့ချင်တာလဲပြစ်စားမှာကျမသွေးထွက်နေတယ်တက်ပြစ်ထားပြီသွေးတွေနေဒီဘက်ရိုက်ထားတာလည်းအများကြီးပဲထွက်သွားပြီတော့တွေ့ကြကျမမစီမဆိုင်ကျမနိုင်ငံမှာကျမမနေဘဲနဲ့ပြည်သားနိုင်ငံလာပြီးတော့ရှင်းလို့ကလားလူတွေဒုက္ခလို့မြေပေါ်ကြီးနေကြလို့ကျမစကားဖွင့်ခဲ့တာကိုရှင်းလို့ဘာဖြစ်နေရလဲတိတ်ကြတော့အများကြီးခက်ခဲတယ်နောက်ဆုံးအိန္ဒိယအစိုးရကတော့သူ့ကိုဖမ်းမလုပ်တယ်မလားဒုက္ခတဲ့စကမ်းဖွင့်ပြီးတော့အိမ်ရှိမှာဂျေအိုကြီးတွေနဲ့ဆံမှုတွေကြီးကိုတိုက်တဲ့ခါကျတော့ညို့နဲ့အာနာမင်းကလာတားတယ်လေမချွေးပါနဲ့3 ရက်လောက်ကြာတော့ဘာဖြစ်လို့လဲကျွန်တော်စိတ်ခါကြတယ်ခင်ဗျားအဲ့လိုသူနေတာအိန္ဒိယနိုင်ငံသားတွေငတ်ပါတယ်လို့ပြောသူတွေတခါတခါသူ့သားကြောက်ကြကောင်းတယ်နော်ဒီကိုယ့်ကိုပတ်စံယူအိမ်ရှိမှာဂျေအိုကြီးနဲ့ခင်ဗျာဆံမှုပြီးတော့ကျွတ်တက်ကြည့်ပါလားတခါကျရင်အဆင်ပြေဘူးနော်တော့လင်းရဲ့ပြန်လာတာလေးမလာပါဘောက်တာလည်းပြီးတော့တက်ခါကြလာတာပြေးသွားကြလားဘာညာရှိခဲ့ဘူးတယ်လေတချို့နိုင်ငံတွေမှာလာဘူးပြောတာသူကငတ်လို့ပြေးတယ်မလုပ်ပါနဲ့တဲ့တိုက်ပြီးတက်ခါကြပါလေငတ်တာမဟုတ်ပါဘူးတဲ့မငတ်ပါဘူးအားရှိပြီးသားပါတဲ့နာမည်လေးကြောင်းပေးပါအားရှိအာဟာရကျွေးမွေးခြင်းစီစဉ်သူအားရှိပြီးသားချက်ပြည့်တဲ့သဘောသူကအားရှိပြီးသားချက်ပြည့်တဲ့သဘောပေါ်သူကဒီလိုအခက်အခဲမျိုးတွေကိုမာတာပိစာကြုံခဲ့ရတယ်ဒီမှာရှိတဲ့ကိုကြီးညီမတွေနောက်မှဆရာဦးအောင်ကျဆန်းပြောပါပါကိုပြီးပြောတဲ့ခါကျကျွန်တော်နည်းနည်းပြောပြရသေးနော်9မိနစ်15မိနစ်မိနစ်30ပေါ့ဗျာနေနေမလားနေနေမှာကလောင်တွေတော်မတွေနေနေမှာလေနော်ဟုတ်လားသိရသေးတယ်
စာပေကိုချစ်တယ်ဆိုရင်ဒီဟာစာပေမချစ်မနေနဲ့ရှိလိုက်တာစာပေချစ်အောင်အဲ့တော့မာတာစီစာနေတဲ့အဲ့ဒီဒုက္ခတဲ့စခန်းတွေမှာညညတွေမှာမင်းတလုံးနဲ့တတိယကျန်စစ်လိုက်ကြပြည်တွေကိုစစ်တော့ရတယ်စစ်တိုက်ရတယ်ပြည်တွေကိုဂုံးသားနဲ့တုတ်ပြရတယ်ကလေးလေးအဲ့ကလေးဆိုပြေးပွေပဲတဲ့မာတာစီစာကိုတဲ့လူတွေစောင့်ကြည့်နေတာတဲ့တခါမှမျက်နှာပြတ်မသွားဘူးတခါမှနိုင်မသွားဘူးတဲ့အဲ့ကလေးဆိုထားလာတာပဲမလေးဆပြီးတော့ဒုက္ခတွေလေးတွေပါလားငိုလိုက်တာမေလည်းမရှိဟင်အဖေလည်းမရှိဒီလိုတွေဟင်ဘုမတိဗမတိညင်ကြနေတဲ့ကလေးလေးတွေအဲ့လိုကြားတယ်နော်ဘုမတိဗမတိညင်ကြနေကြတာဒီကလေးတွေဘာလောကကြီးရောလည်းမသိအဖေဘယ်သူမှမသိအမေဘယ်သူမှမသိငိုလဲရတာညီတို့အဖြစ်မဟုတ်ဘူးတဲ့လူလောကရောက်လာတာညီတို့ကဘယ်သူမှမသိတဲ့လူတွေပြေးလိုက်တဲ့ဒုက္ခနဲ့ကြုံကြရတာကဘာပေါ်မှာဘုမတိဗမတိညင်ကြနေတဲ့လူတွေအများကြီးပါလားအန်တီကအဲ့လိုပြောဖို့လူဖြစ်လာလားဒီလိုရချော့တယ်ပြီးတော့ဆက်ပကလေးပြောင်းတယ်အေးပြောအိပ်ပြီးနောက်ကလေးကိုခေါ်တို့တိုက်အပြူကြီးတွေတို့ကူးလေးတွေနဲ့အဲ့လိုချော့လို့နေတာပဲရစ်တာတရားကြည့်လိုက်တာသူ့ကိုသိချစ်တဲ့အခါကျတော့သူတို့ဘာသာမှာအကြီးဆုံးဖြစ်တဲ့ပုံဟန်မင်းကြီးကနေပြီးတော့မှကာရစီလက်ဆောင်ပေးတယ်လင်ကွန်ကွန်စတန်တီနဲ့ကားအခုရန်ကုန်မှာထိတဲ့ပုံကိုစီးနေတဲ့ကားမျိုးစိတ်ခံကားမနဲ့ပြီးတဲ့ညနေရောက်လိုက်တယ်ကြည့်စမ်းမအောင်ကိုယ်တငယ်ကြီးတွေခေါ်ပြောနေတာဥအောင်ကျော်ဆန်းတို့ကိုပြည့်တို့ကျွန်တော်စင်တော့ဗျာတလောက်တော့ကြည့်လိုက်ဦးမှာကျွန်တော်ကလက်ကိုမှန်ပေါ်တင်ပြီးတော့တပတ်ပတ်လိုက်ဦးမှာဒုက္ခတွေလို့ကြတာကိုပေါ်ပဲတော့နော်အဲ့ဒီကြနေလေးကြတာမမုံပေါ့ကွာဘာညာပေါ့မမခန့်ဘူးလားကားကြီးရဲ့ပေါ့လှုပ်မှတပတ်လောက်ကျွန်တော်ကညနေရောင်းပြီးတော့ရမြပတ်စံနေတဲ့အာလူစက်တုံယုံအိမ်လုံးသေးဝအဝတ်ထဲအနီးတပြားမှကျွန်တော်ကြည့်နေတော့အားပြုတ်ကြရင်တော့ဟာတက်ရှင်လာလားပြည်သူပြည်သားတွေတက်ရှင်လာလားငါနဲ့မဆိုင်တဲ့ကလားတွေမှာကဲတက်ရှင်လာတယ်ဘာမရှိဘူးတော်ရင်မင်းအားတဲ့နေဩမာသာစီသားရေဘာလို့ရောက်လိုက်တာလေခင်ဗျားပြင်မပြီးလျှောက်သွားနေတာစီးပါလားကဘာသိချစ်တဲ့အခါကျသူ့ Nobel ဆုပေးတယ် Nobel Prize 1989မှာပေးတယ်ငင်းငင်းကြီး Nobel ဆု Nobel Prize for Peace ကဘာကချင်းနေတာ UN ကချင်းနေတာနော်ဝေနိုင်ငံအော်စလိုမြို့မှာပေါ်ပြီးဆုပေးတဲ့အခမ်းအနားတဲ့အခါကျသူကလာမေးတယ်တကယ်ချင်းစကားချစ်စရာလေးဆုပေးပေးလို့ပါလားပတ်စံဘလောက်ရမှာလဲအဲ့ပတ်စံလူချင်းပါလေတဲ့စကားမှသုံးဖို့အခမ်းအနားလုံးပါလိုက်တဲ့ဩဘာသာစီတိုင်းလုံးပါပေါ့တဲ့ဘာသာစီတိုင်းရတဲ့ဆုကတာမဆုဖို့ဘူးလေတဲ့ကတော်မရတဲ့ဆုမျိုးဖို့ဘူးလေကျွန်တော်ရောင်မရဆုဖို့ဘူးလေကဘာကပေးတာဘာမှဝင်နေအများကြီးပေးပါဆိုတော့လာမဲ့လူတွေကလည်းနိုင်ငံကြီးခဲ့တယ်အားလုံးသမဏတွေဖိတ်ပါအမေရိကန်သမဏအင်္ဂလန်ဝန်ကြီးချုပ်ကျုပ်ပြည်သမဏကြီးရုပ်ရှင်မင်းသားကဘာကြောင့်ရုပ်ရှင်မင်းသားကြီးနိုင်ငံကြီးစစ်ပါမယ်တဲ့ဘာမင်းစစ်ပါတယ်လေဒီဒိုင်ယာနာဒီပုဂ္ဂိုလ်တွေကပိဿကြီးဒီမှာအဲ့ဒီကိုပေးပါလေအန်ဒီရဲ့တဲ့လာမဲ့လူတွေအားလုံးတိတ်တိတ်ကြီးကဘာမှတရားရွေးထားပြီးသားခေါင်းစဉ်ခေါင်းဆောင်နေတယ်အဲ့ဒီချိန်မှာပိဿအခမ်းအနားဆိုတော့လေသူတို့လေစိတ်တွေကုန်မယ်အခမ်းအနားမှာပုံနေချထားမယ်ရလာစားဖို့နေတယ်တော့အဲ့ခါမှာတရားကြီးထားလို့မရဘူးလေကော်ဖီတစ်ပိတ်ပါစားတော့အကုန်ပါမှာဟုတ်တာတော့သိန်း30လောက်ကြမယ်ဘာမှဝင်နေအဲ့လောက်ကဘူးအိုးတဲ့နှမျိုးစရာကြီးတော့တဲ့အဲ့သိန်း30ရရင်တဲ့အာလူအဲ့တရားရမှာတဲ့ဂျုံကမနဲ့အဲ့စခန်းကောင်လေးတွေဝမ်းဆိုသွားပါပဲတဲ့အဲ့ဆိုသူတို့ပါလားတဲ့စုလေးကိုကျွန်တော်အိမ်ကပေးလိုက်လေတဲ့ကပ်ပြားလေးနဲ့ပတ်စံလေးသေးပါတော့တဲ့ထားတော့စခန်းကပတ်စံ300လို့နေလို့ပါတဲ့လက်တုံးလေးလားသူကြီးကြကြတယ်အော်အဒီဒုက္ခပဲအဒီကျွန်တော်သာဆိုရင်တော့ဗျာစုပေးဝတ်တက်ချင်တာပေါ့အခမ်းအနားမှာလက်စွပ်တုပ်ဆက်မမကြီးပြုံးကြဆွရတော့ဆရာမောင်တော်ကျိုဒါပေါ့သင်းလာလေးမှာဆွရှင်ကြီးပါညာပေါ့လုတ်ရှင်ပါပေါ့ဒါကျွေဝိုင်းကြီးတောင်းနေကြအမလေးဒီပြဝိုင်းကြီးဆရာဘလို့ခံစားပါသလဲဟာကျွန်တော်ပြောတာပေါ့ကျွန်တော်တောင်းရတာပေါ့ဗျာဒါဒီပေါ့ဗျာလုတ်ရှင်တာသူမလုတ်ရဘူးနော်အဲ့ဒီပတ်စံအလုံးတောင်းပြီးတော့စခန်းမှာဖြစ်တယ်ဒါကြောင့်လည်းမကဲချက်စင်တော့ကဘာကြောင့်ပုဂ္ဂိုလ်ကတချင်းနဲ့လုတ်ဆိုတာပေါ့ we are the world နော် we are the children သူ့နောက်ကဘုန်းကြီးနဲ့နော်မာတာစီစာသေသောအခါမာတာစီစာသေသောအခါအိန္ဒိယနိုင်ငံသူနိုင်ငံသားတွေကအခေါင်းကိုဖွင့်ထားပါပိတ်ထားတာမကြိုက်ပါအလောင်းကိုအားလုံးလေးပြမယ်အိန္ဒိယနိုင်ငံအလံအားလုံးရှော့ချတာတလားကြည့်ဝမ်းနေချင်းထိပ်ဒီမိမဒီဂျွန်းနိုင်ငံသူမကလမမဟုတ်ဘူးလေဒီမိမနိုင်ငံသားဒီနေ့မှဟိန္ဒူလည်းမဟုတ်ဘူးသင်လည်းမဟုတ်တယ်သူခရစ်ယာန်တယ်တို့နိုင်ငံအတွက်မြစ်တာတရားတွေပြည့်ခဲ့တယ်သူ့မိကုန်းတို့တိတ်ကြိုက်တယ်ကလားတွေ let's step at home လက်မြစ်တာတရားဆိုတာစတယ်အဲ့ဒီမှာစတာသူပြောတယ်ကိုယ်အိမ်တော်ကကိုမြစ်တာတရားမထားနိုင်တဲ့လူကလောကပေါ်မှာဘယ်မှာမြစ်တာတရားမရှိနိုင်ဘူးသူဆိုတာကြိုက်တို့သူ့နှစ်ဖူးနဲ့သူ့6နဲ့တို့နှစ်ဖူးနဲ့ထိတယ်ဆိုပြီးတော့အလောင်းပြပြီးတော့တန်းစီပြီးတော့နိုင်ငံကောင်းတော်တွေရောတရုတ်ပြည်ကကျန်စီလေးတို့လေဒီဒိုင်ယာနာတို့ပါတော့ဟုတ်သေဝဒိုင်ယာနာတို့လေအကုန်လုံးတန်းစီပြီးတော့အခေါင်းဖွင့်ပြီးတော့6ကိုယူလေးပို့ပေးထားတယ်နှစ်ဖူးနဲ့တို့တက်ပြန်မှအလေးပြုတော့ကြောက်သွားနောက်ကြောက်လာနှစ်ဖူးနဲ့6တက်အလောင်းရဲ့နှစ်ဖူးနဲ့ခေါင်းနဲ့ပုတ်နေကြတာငိုပြီးတော့မြစ်တာကြီးပါလိုက်တယ်အမေကျွန်တော်တို့သူ့လောက်မြစ်တာတရားကြီးနိုင်ပါလားကိုအဖေရင်အမေရင်တော့ကျွန်တော်တို့ကောင်းနိုင်ပါလားကျွန်တော်ပြီးနေတယ်
အဖိုးကြီးအဖွားကြီးတစ်လုံးလို့ကြွလာတာလေဖြတ်လို့3လလောက်လဲလို့ချီးသိမလွတ်ရှင်ချီဆောက်နေတယ်တော့တန်ကြလို့ချီဆောက်နေတယ်တော့တမီးကြီးကလည်းလွတ်ပြန်ပြီးအဖေကလည်းပေးတော့မလွတ်တော့ဘူးဟုတ်တယ်ရှော့တော့သိတော့မယ်တခါကြီးအမေကြီးကလေဖြတ်လို့6တစ်ဖက်ဆွဲရှာကြီးကလေလို့သမီးရဲ့မေးဆံရွေးလေးထည့်ပါအမေကလည်းထားလိုက်တာခဏခဏမအောင်အဖေကြီးအမေကြီးပေါ်တော့ကျွန်တော်ကောင်းကြရဲ့ဦးလေးတော်ကြီးဆိုတော့ဝေလာဝေးတက်ဝန်းဝေးကတော့ဆက်ဆက်တင်းမစားနဲ့ဒါတော့ကြောင့်၆တွေ့တဲ့ကန္နာရလောကကြီးထဲမှာဒီမိမရဲ့တက်တာတရားရှိမဖို့ကျွန်တော်ထားနေတာလားကျွန်တော်မင်းကျွန်တော်ကောင်းပြီကျွန်တော်ဖေဆုံးသွားလို့စိတ်မရှိဘူးတကယ်တော့လက်ထက်တာပဲစိတ်မရှိဘူးကျွန်တော်ရေခဏကချိုးပြီးတော့ကျွန်တော်ဖေကိုတွဲပြီးပေါ့လက်ထက်ထားတာဟုတ်ကျွန်တော်ကြီးနေတယ်ဒီမိမဒီသူ့နိုင်ငံသူနိုင်ငံသားမဟုတ်ဘဲနဲ့မြစ်တာတရားကိုသူအဖြစ်ပေးတယ်ကန္နာရမှာပတ်ချအဲ့ထနေတဲ့လောကကဘာကြီးထဲမှာဒါတော့၆တွေ့တဲ့ကန္နာရတွဲကြီးထဲမှာမြစ်တာရေးကြီးတဲ့ငါဖျက်မယ်ဆိုပြီးသူလို့သွားတာအဲ့ဒီမိမကခရစ်ယာန်အဲ့ဒီမိမကမျက်လုံးအပြာနဲ့အဲ့ဒီမိမကယူဂိုဆာဗီးယားနိုင်ငံသူကျွန်တော်တို့ဗုဒ္ဓဘာသာနာမည်ခံထားသောလူတွေတရားရှိပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ့်အဖေအမေပေါ်တော့ကျွန်တော်တို့ကောင်းကြတာကျွန်တော်ပြီးပြီကျွန်တော်တို့လားဆင်းတဲ့ကလေးတွေနှပ်ဖယ်ထားလိုက်ကိုယ်တဝန်းဝန်းတော့ကျွန်တော်တို့ခေါ်ကဲထားလို့လားကျွန်တော်တို့တဝန်းဝန်းလေးကြောင်းနေနေတယ်ငါ့ရဲ့သမီးလေးဟဲ့သမီးငါဘောတစ်ခုနေတာမှမလုပ်မခံပါဘူးဗျာမဟုတ်ငါတော့ပေးနေမယ်ဝိဇ္ဇင်ကြောင်းတဲ့ခါကြီးရုံမဝလေးနှလုံးပေးနေတယ်ကျကိုကြီးကပဲ့ပါသွားအောင်ကျွန်တော်ဘယ်တော့မှနေတော့မခံဘူးအများကြီးပြတာဒီမိမကြီးမာသာဆရာတို့တက်ခါကျွန်တော်သူ့အကြောင်းကျွန်တော်ဖက်တဲ့ခါညင်ဝဲတယ်အိမ်မှာလည်းဝဲထားတယ်သမီးတွေသားတွေပေးဖက်တယ်ဆယ်တန်းကလေးတွေဒီမိုးတယ်လို့ကျွန်တော်ပြောတာရှင်းလားဆယ်တန်းကလေးမျိုးကိုစာသင်ရင်သမီးတို့ essay ရေးအဲ့ဒါရေးပါလားရှင်မကျက်ဆိုးစာအောင်ကျုပ်ဆိုပြောတော့ညင်ကြပြီးရှိုက်ကုန်နေလို့ဆရာရဲ့သမီးတို့တန်ခါလိုက်တာသူပြောရင်ကျွန်တော်မညင်ဝဲတာသမီးညီတို့လမ်းမေးကောင်းတဲ့ကလေးလေးကြည့်လိုက်ဖေးထဲမှာဟုတ်တယ်နော်အဖေမေမရှိတော့ဒီတော့မှတောင်းစားနေတဲ့ညီဖိုးဖွားကြီးကြည့်လိုက်သမီးတို့အဲ့လိုမျိုးတွေညီတို့ကဲချင်းလို့လားမကဲပါဘူးသမီးဆရာလည်းမကဲပါဘူးအဲ့ဒါမျိုးကဲမိမနော်ဒီစမ်းကြည့်လားကဘာကလူစရာဆောင်လိုက်တာဘုမတိဖာမတိဒုက္ခလုံးကြတာအာကုန်ကဲမဆိုပြီးဒီကြည့်တာပြထားနေတာလားဖះရှင်ဖွင့်ထားခဲ့တဲ့ဓမ္မစိုးတရား၄ပါးမှာမေတ္တာဂရုဏာမုဒိတာဥပိ္ပခသူတော်ကောင်းတရား၄ပါးရှိတယ်မေတ္တာတရားဂရုဏာသနာတတ်တယ်မုဒိတာသူများကချမ်းသာရင်ဝါလာတာပါကြောင့်ရတော့အစီအစဉ်ဝါလာတာပေါ့ဥပိ္ပခဒီတရား၄ပါးကျွန်တော်တရားဟောတာမလို့အခုမရှင်းပြပါဘူးဒီခေတ်ကမေတ္တာနဲ့ဂရုဏာတရားကိုအကျဉ်းဆုံးထားတဲ့မတ္တပိစာကျွန်တော်တို့ခေါင်းမှာခေါ်တဲ့တရားတွေတော့ကြီးနေတယ်သူကကဲသူကတော့ဓမ္မစိုးတရား၄ပါးနဲ့ကြီးနေတယ်ကဲဓမ္မမှားဖို့လားကျွန်တော်ပြပါနေတာခုနခရိယဘုံကြီးဖောက်ပြန်လာပြီးတော့ပိဋကရေးကြတယ်လေရှင်းထဲမှာတရားမရှိဘူးချုပ်ပြီးတရားမရှိနိုင်ဘူးကျွန်တော်တို့ကဗုဒ္ဓဘာသာနိုင်ငံဖြစ်တော်လေပဲကျွန်တော်တို့ကဓမ္မနဲ့ခါခါဝေဒလာဘုရားရှင်ကြောက်တဲ့တရားရှိရပါလေအာဂတိတရား၄ပါးသန္တာဂရိတဲ့အမှန်တရားကိုလိုက်ပါတဲ့ကိုယ်သန္တာကြောင့်တစ်ဖက်ဘက်ကိုမလိုက်ပါနဲ့ဥပမာအခုတခုကျိုးနေတယ်ကိုဘီကြီးကဥအောင်ကျော်ဆောင်တခုကျိုးနေတယ်ပေါ့ဗျာစော်ကားသူပေါ့ဆိုကြပါစို့မှားတာကကိုဘီကြီးကတော့ဆရာအမှန်တိုင်းကိုသူကရေးယူရမှာတို့ကျွန်တော်ကချစ်နေတာ OBJ တကယ်ကိုချစ်တယ်ကျွန်တော်ကဆန္ဒကိုကျော်ဆောင်ကျွန်တော်သိမခင်ဘူးဆိုကြပါစို့ကျွန်တော်ကမှန်တော့လဲဆန္ဒ OBJ ပဲလိုက်တယ် OBJ မှာပြည့်မရှိဘူးကျွန်တော်ဆုံးမလဲသားဘူးဖះမကြိုက်ဘူးဆန္ဒဂရိဘယာဂရိတွေကြောက်လို့တစ်ဖက်ကိုလိုက်တာဒေါသဂရိတွေမောဟဂရိတွေအဲ့ဒီကြလေးပါကိုရှောင်ပါလို့ကျွန်တော်တို့ဘုရားရှင်ကိုရမေကြီးကခေါ်ရတရားမှာပါပြီးသားကျွန်တော်တို့အဲ့ဒီကြလေးပါကျင်းစင်လာလားကျော်စဉ်းစားကြည့်တဲ့အခါကျတော့ကိုကျွန်တော်ကသတင်းစာမှန်ဖတ်တာမလေးရှားနိုင်ငံကျောင်းတော့ဖတ်ပြီးတယ်မလေးရှားဝန်ကြီးချုပ်ဘာတာဝီမသိသေးပါဘူးအကြီးစားယူထားပါတယ်အခုရှိပါတယ်မလေးရှားမှာကွာလာလမ်ပူမှာနော်ဝန်ကြီးချုပ်ဘာတာဝီဝန်ကြီးဘုရားပါပဲကွာလာလမ်ပူမြို့လေးကိုကားဖြတ်မောင်းနေတယ်တိတ်တော့တန်ကြားလိုက်တော့လှည့်ကြည့်တော့ရေတင်းရဲတယောက်တိတ်ရတဲ့ရှိတယ်ကျွီးဆိုရက်ချတော့ကဓမ္မတားတယ်ဟာဝန်ကြီးချုပ်နော်ရှောက်လာတယ်အုပ်စုခေါင်းမောင်းတယ်ပါဝါကီတိုကီဒီပါနေနဲ့ပေါ့ဝန်ကြီးတယ်ဟောသိကြည့်လားဝန်ကြီးကတော့ကျွန်တော်လှမ်းလိုက်တာသိပါလဲကွာဝန်ကြီးအမှုဆက်တဲ့မှုရှိတယ်ဟာပြောင်းပါမင်းလည်းကွာအမှတ်တကြီးလိုက်တာကျွန်တော်ဖမ်းလို့မပြီးလို့မှတ်တေးသေးထားတာတဲ့ရက်ဆွဲလိုက်ကျွန်တော်ပြောမယ်ဝန်ကြီး over speed ပေါ့မိုင်းလုံးပြင်းပြီးမောင်းတာငါးမှုရှိတယ်တနအီမိုင်း30မောင်းမယ်နော်လမ်းမှာဝန်ကြီးမိုင်း50လို့အရန်မောင်းသွားတယ်လို့မှတ်ထားတာပဲလေးရတယ်ငါ့မှုကားမရရဘူးလို့မြင်တတ်တဲ့နေရာရှိတယ်အဒီတည်းရဲ့အဖြူတည်းရဲ့ဝန်ကြီးရက်တာ2နေရာရှိတယ်2မှုတယ်9မှုရှင်ကျောင်းမှားတာ4မှုတယ်ဝန်ကြီးဒီဘက်ကိုကွတ်တယ်ဒီဘက်ကျောင်းမယူဘူးအလဲကျောင်းယူထားတယ်ရောက်မှသက်ဆိုကွတ်ချတော့ကောင်တိုက်လို့ဖြစ်ကုန်တာပေါ့လေရုံမတော့ဝန်ကြီးဖို့လို့အလုံးကခုလို့ကြာတာဝန်ကြီးကွတ်ကိုချသွားတာ4မှုရှိတယ်ဒီဘယ်နှမှုရှိလဲကွာ7မှုရှိတယ်ကဘာလို့အောင်လဲကွာတန်ငွေဆောင်ပါဘယ်လောက်လဲကွာမလေးရှား ringgit 1000မြန်မာလင်းတဲ့တော့ဖတ်ကြည့်လိုက်ဆောင်းမယ်ကွာဒီတိုင်းဒီသတင်းတက်ပြီးကျွန်တော်ကြက်လေးထားပါတားသူကတရစ်အတားခံသူကဝန်ကြီးရုပ်တားတဲ့သူကလည်းမွတ်စလင်ကလား
attacca ne Muslim. Piashi, Payagari, take the kidney. Shout the pepper of life. When you will jump about, I mean, we even have them. You know the big order. Mother, so you go. But I'll say, how about you? General Calibo, Pengayin in a car to be seated, I cannot come on the roof. May I only think of Ghana Teddy. Lines in Lafayette. Lunch at the Yatari. They are 4 people. Guy Puyatari. Kaviatia Lebanon, and Metavaro, to a young Gondu. Please, the Yanni Kata, Shaula. You don't like it about young Calidio. Mashugua, ha, nobody be able to do it. Lonely be able to have never seen it. You know, you one. The other conflict. To the little in he held the Hajimino. Me no, the Kennedy here. About a little. Who won't do Maradilla? Me no, the Kennedy, what? Yeah, but really. Me a point in senior meeting, and you don't go to I don't land on me here, poison of the water. I don't be water. But you know, the poison, I'm not going to tell me as well. Who am I? The Yeshi Kala, Yoda, Muslim Bada Winga. When you Muslim Bada will get daddy. Pay us for the ugly Dianivo, Sham House with the Anio Dory. Neither did I. I have people like you. But who? The Chinua down going of us. The thing of it. Muslim Korean may bar many. I cannot go there to get the idea. India Nagama, Senator Dominica, Samaraya, what was it? India Samarai, Abudukan. I'll be an Abudukan. Take down, you know. Mussolino. India Nagama, Muslim, the Mafia, Charlie. Hey, you remember that? Senator, Zinganica, Samara, Letema, Chelonga, Lalebari. No young people take out the Condenia of the Mateva. Indian and Samara, you can ask you the way. Amen. And the Ine, she or Ine, ha, Kalamara, you might get it, but you'll tell you that. You're that, also. You just take out the Condenia of them. Then you have a young lady, and you know, here is on Yala. Samara, you died, which is your own name. Clear your double gallery. 3 years ago, no? General school, there was a minute, who by I was in your woo. I Samara, the Latin Kamasu, Canada, Parelli, President hairstyle. Samara, yes, we both are here. Both are into the public. What are you talking about? People do take no check. I do a piano with the engineer. Don't be an engineer. Take the John Taylor. Lubio G. Don't tell anyone what you get about that. Samana Canada. Mani Giro, the man was saying. Samalo, any of Quadibonia, Mani to give Veluari. Negative to Yahoo. Make a Tamara, lady, Najoluya. Give the Tamara, Mani, Najoluya. Following a chocolate to Joya. You see, so. Tamara Nano, put him a big computer. Just they don't tell him. He might you mean that Yamajani already. Kalai Damino. Somebody let the boy. The Kawata take a Canadian to it. Put it no. Lada take a Canadian to it. Saru Satuza. In Saluja. Kumaluja. How are you to Johnny? Sisa, you know. Kumadama Kia Banabo. To Dimaki, Yamakali is not Bavare. And the Malima Bavare. A Tamara Nano was in it. They go. Me, sit a little child in Alima. General Indian and Tamara of Dugalama. General Muslim Yoba. Hey, you in Yaga and Yamajano, Tamara Canet, use the money. General Tokanaga, when you brush for Riva, do what you are. General Kujilia came to a Canava. General Kujilia Thomason and Yokabari. General Nangan, if you tell me the Tamara Kalama, the none over, Tamara ain't over, you know, take that alone in your Talavari. I didn't take that no team about it. We go. Get a Talavari. General didn't know what you're saying, Tamara is your Kamari. He took that long to over. I go for an hour. Take Shajiba. Shouldn't we jump over the young person? The person you tell about. General Saudi February. General Tango Jonasia, Tango Jamisatine. He's Saudi alone of Lagana with Harry. Cannot pay it. You go back and you go with Kure, Kadozima, Lily Tamanidu, maybe in Yizwa, taking the other Kadoviva. Maybe you know so much. Not that. Nangan goes on for a put in the other one. But never mind, you may. But I don't look at it. So did anybody? Pojon Salon, the young Pojon Salon, no? You know, remove. Pojon Salon, but Teresa, but you didn't get that. Several gave away the job of Jonio. Talking here, the same way you meet her, young Varoma, don't me, please. Don't take a look at even know. Tell you did a ganade, if you leave it out. Well, you only got on your head, you for a little. Nothing to the again you come about. I'm your job.
ကိုကြီးလည်းကနေစားသွားလိုက်တဲ့ယုံတက်မှာဆိုဘေးနာကလေးနှစ်ယောက်ကိုတည်သွားတဲ့အောင်ဆန်းလင်းလေးတွေကိုနိုင်ငံရောက်နေတဲ့ကောင်ဆန်းဦးရငင်ငယ်လေးတွေဖေးနာမှာဗျာဖွက်ကြောက်တက်ကြပါကလေးတွေကတဘာဝဗျာကလေးဆိုဖေးဆိုင်စားနေတာပဲလေအဖေသားကိုခုံဆိုတော့ဘုကြောင့်ဆန်စားလေးကိုဇုံးလေးနဲ့စားမလို့လိုက်ဖေးသားကိုခုံဆိုအကြီးအောင်ဆန်းဦးကတောင်းလိုက်ရောကွာစားမလို့လိုက်အောင်ဆန်းလေးကအဖေသားကိုခုံစားချော့ကွာဒီဟောက်ကြောင့်9000နဲ့တင်းစီပကံလေးတွေကသူ့မတဲ့ဝင်နေမရှိတော့ဘူးတဲ့အဲခေါင်းကြီးကတစ်ဖက်တော့တက်ဖို့ကြီးတယ်ကွာဖေးသားကလည်းကွာပေါင်မထိုင်လေးကိုထိုင်ဖို့သမီးကလည်းပေါင်မထိုင်ဖို့ဖေးသမီးတို့ခုံအေးဟာခုံတော့အဲ့တော့သူ့ရဲ့အကိုကျော်တဲ့ဥအောင်ဆန်းဘုကြောင့်ထိုင်တဲ့ကိုနာမည်ဥအောင်ဆန်းလေဥအောင်လည်းမိမနာမည်အန်တီနူးတယ်မမနူးတယ်မသေးသေးဘူးနော်ခွာယူဦးကြီးပေါ့အဲ့ဒါဘုကြောင့်ဆိုင်အကိုဥအောင်ဆန်းအိမ်သွားနေတယ်ပြည်စစ်ကောင်းပြီးစစ်ပြန်ခဲ့လာတာအိမ်ကကိုသမီးမအောင်ပြောတယ်လေဟဲ့နူးလေဘာလဲကိုလေနှစ်ပတ်ဆက်ရှိသေးလားဘာဖြစ်လို့လဲတဲ့ပတ်ဆက်မရှိငါတဲ့စိတ်ကိုပြသားမှာဟာအောင်ဆန်းကတနာလို့တဲ့ငါတိကျမကောင်းလို့ဟာဒီနေ့စားနေတာကျွန်တော်ပြောရတယ်ကျွန်တော်ရင်ထဲမကောင်းဖြစ်လာသေးတာဟာကိုအောင်ဆန်းလည်းဘာဖြစ်လို့လဲဟာငါကြီးကွာနိုင်ငံအကြီးကခေါင်းဆောင်နံပါတ်1ဒီသွားကြည့်တော့ထမင်းစားနေတာဟောက်ကြော9000နဲ့ကွာငါပြီးမှာပါတို့စရာမှာပါအတို့ဆုံးမှာပါကျမတဲ့ရောက်တယ်မရှိတော့ဘူးကွာဟိုကတော့တောင်းချလိုက်တာဖေးသားကိုခေါ်ရီလိုက်စမ်းမလို့ဖေးသားကိုခေါ်ဟေးသားစားတာဖေးသားလုပ်နေတာတဲ့အဒေါက်ခင်ကြီးကမင်းမခင်ကြီးကဘေးရက်နေတာခလေးတွေမှန်းနေတယ်ဟဲ့ကိုဦးတို့ကိုလင်းတို့စွတ်တို့ဘယ်လိုဖြစ်နေတာလဲညီတို့ကဖေးလည်းမစားတော့ဘူးညီတို့ကလေလုံလုံးကြီးတယ်မလက်ကကျွေးထားပြီးသားဘူးမညစ်ကြလို့ကတို့ရဲ့စက်ကြငါညနိုင်ငံမှာကောင်းဆုံးအကြီးဆုံးကောင်းဆုံးပါအခုဒီဝေါ့ကြောင့်ငါတို့နဲ့ထမင်းတယ်ဘာကနေဟာခိုးတော့လေဒီအညာပတ်စံခါတယ်ကြားတယ်မြေဒီဟိုတဲ့ဟိုစုနဲ့ဥဖာနဲ့တော့စုပေါ့တော့စုရမင်းစုတားကြီးပတ်စံလေး5-6ပို့လိုက်ပါအောင်ဒါတို့ပတ်စံ300မရှိတော့ဘူးအမေကအကြောင်းကြားတယ်ဒီကြီးဘာဖြစ်နေလဲဘာအတင်းလာလို့ခါဒီကောင်ကူစားနိုင်ငံကြီးကဟာကျွန်တော်များဆိုရင်တော့ဗျာငါသာဆိုရင်တော့မလေးနော်ယူသွားမယ်ဟုတ်လားပတ်စံမချတတ်ဘူးလားဗျာကျွန်တော်သိရနေတယ်ကဲဘုရားဆန်ပတ်စံမချတတ်ဘူးလားကျွေးရည်ဗျာဟဲ့ကောင်လေးငါ့ကိုဖုံးပေးစမ်းကွာဖုံးလုံး50ရှောင်းသားပြင်ကလွယ်လေးငါ့ကိုတိုက်ခန်းပေးစမ်းကွာခန်း100ကွာဘာထဲမှာတခါငါမိမတခါငါသားတခါငါသမီးတခါငါတူမတခါအပေးဟာတားကြရတဲ့နေတာပါဒီလူရောတယ်ပြောနေတာကျောက်ဖျားလုံးကြီးကြည့်ယူနေတော့ရှင်းရှင်းသွားကြည့်တော့ငါတို့တမနာကိုသွားကြည့်တယ်ကြပြသွားကြည့်တယ်ရှင်းတော့နဲ့ကြက်ပတ်တန်းဟေ့အောင်ဘိုးထွန်းလာသူ့တွေ့ရဲဘော်လေးတက်တော်ဆောင်နေဒီမှာပတ်သက်ရှိလားရှိတယ်ဘိုးချုပ်ဟေ့ငါမှလည်းနည်းနည်းရှိတယ်ကွာတို့ဘယ်ဟာကြောင့်လုပ်ကြလဲဆောက်ရလားကွာအေးရုံးစင်ကိုသွားကြည့်ရမယ်ကွာတမနာကမှာဟာလက်မတောင်းမယ်မတောင်းနဲ့ဟေ့အောင်မင်းဘေးမပြေသွားမယ်မတောင်းနဲ့မသိအောင်ဆောင်ကြိုတိတ်တိလေးဝင်သွားမယ်ယုံနေဦးကျွတ်တီပါဒီမှာပါနေကားတွေပါဒီနေ့ကခိုးတော့မကြည့်ဒီကလေးအေးမာပြီးနေဒီကဟာတာတောင်းတော့ငါချက်တယ်ကွာဒီတရားမိုးစားတွေငါသိချက်တယ်ကွာငါဟားကျင်တာကွာဘာညာဘူးသွားကြတယ်ဖောင်ထဲမှာထိုင်ကြည့်ရုပ်ရှင်ဥစ္စာကြားတဲ့ခါနည်းနည်းလေးလင်းလာတာပေါ့ဝင်ကဘဲနေတာပေါ့ကြီးနဲ့ဟားနေပြီလေသူကဟာထိုက်ခိုက်တော့ဘေးကလူတွေကဟာဒီလိုအရင်တိုင်းတာပေါ့ကြည့်တော့ဟာရုပ်ရှင်တယ်ပေါ့ကြီးကြီးနဲ့ဘုံလုံးဆန်ဖြစ်နေတာဟာဘုံလုံးဆန်ကွာရောဟာဘုံလုံးဆန်ကွာရောင်းမှကြည့်နေပြီဟာလက်ကြီးဟာလုံးမလုံးရဘူးလုံးတော့ပြောကြမ်းနဲ့ရုံပိုင်သွားပြတဲ့ခါကျတော့မန်နေဂျာဆင်းချလာတယ်လက်လာကုန်တယ်ဘုံထွန်းလာအပေါ်ကတက်ခဲ့ပါမန်နေဂျာဘောစက်ခန်းလေးဘောကြည့်ရတယ်ဘုရားပါသွားဘုချုပ်ဒီမှာကြည့်ပါဟာမကြည့်ဘူးကွာဘာလို့လဲဟာဟိအောင်ငါရှင်းနေတယ်လောကမှာငါရှင်းနေတော့ဟိအောင်ဟုတ်တယ်မင်းတို့ရုပ်ရှင်ကိုပဲတစ်သေးလေးမင်းတို့လက်မှတ်လေးတစ်ဆောင်လကားပြေးပြီးတော့မှငါရုံလာပြီးတော့မင်းတို့ဖုံးလျှောက်တာတင်လျှောက်တာတင်လုပ်ငန်းတိုင်းစစ်တင်ငါကြည့်လို့အပေးကြီးတွေမကြိုက်ဘူးဟိအောင်အောင်ဆက်ရှင်းတယ်ကွာအောင်ဆက်ငတ်တယ်ကိုလူကလည်းသိထားကောင်းတယ်နော်ဘုချုပ်ကကျွန်တော်တောင်းပန်ပါကြောက်ရရတယ်လူကြည့်လူကြီးတော့မကောင်းဘူးပါကျွန်တော်ချမ်းသာကြွားတဲ့ပုဂ္ဂိုလ်ပါကောက်စကားကောင်းတယ်ဘိုးချုပ်တို့ရန်ကုန်တက္ကသိုလ်မှာအင်းအားဆောင်ရှိတယ်မလားတဲ့မင်းကလေးနေတဲ့ဆောင်အင်းအားဆောင်တဲ့ပြင်းဆိုင်အင်းအားကြံကိုကြောပေးထားတဲ့တိုက်ကကျွန်တော်မိမိကိုက်တယ်မှတ်သားကျွန်တော်မိမိနာမည်တော်လူကျွန်တော်တို့တွင်းကုန်ထုတ်ကုန်လုပ်ငန်းပိုက်ရှင်မဟုတ်ဘူးကျွန်တော်တို့စီးပွားရေးဆွေးနွေးလို့ချမ်းသာလာဘလို့စီကဘာမှကျွန်တော်တို့ခွေးတောင်းစရာမလိုအဲ့ဒီခရီးကျွန်တော်ပေးတယ်သို့တော့ဒီနေ့မှာတော့ကျွန်တော်တောင်းမှမရဘူးဒီဘောရှိပါဗျာလူကြီးတော့မကောင်းလို့ပါနိုင်ငံကြီးကတည်းရောက်တက်ကတမ်းမှာလူတွေကြားမှာဟေးဟားတယ်ဟိုလေအေးကွာမင်းတို့ကရှင်းပြီးတာပဲအောက်ဆန်းရှင်းတယ်မြတ်ဖတ်တာဟာမင်းတို့ရှင်းဖို့လိုတယ်ကွာငါရှင်းတယ်ဟာကျတက်ချက်သိတာဟာငါများဆိုရင်တော့လားကျွန်တော်ဆိုရင်လေဟေးအောင်သမားရောမန်နေဂျာပရက်ဆန်းကွာဒီနေ့ငါသမီးတွေသားတွေရုပ်ရှင်ကြည့်ကြမှာတင်ရုံပိတ်တယ်ကွာအားလုံးလူကမဝင်နေနဲ့ဟုတ်တယ်ဖလား
ရုံကိုပြည့်တယ်ကွာကိုလိုအထူးတန်းရဲတယ်လို့လုံရင်းချတာဘလို့အောင်ဆန်းမရချတာအဲ့ကားလေးမဖြတ်စင်နဲ့ငါသမီးတွေငါမြည်တွေစီပြီးမှမင်းတို့ဇာတ်တွေဖွင့်ပြလိုက်ငါလေလားဒါမျိုးပေါ့ဗျာအစားတော့ကိုစီပေးထားလိုက်ဘာညာလုပ်ပြီးပါပေါ့ကျွန်တော်ရုပ်ဖြောင်းတဲ့ပုံကိုလည်းကျွန်တော်နိုင်ငံမှာရှိခဲ့ဘူးပါလေဒါကိုကျွန်တော်တိုက်ခိုက်လို့ခုနရင်းရပြောရင်တော့တတိယလာနော်ဒဲချော်သွားတာခုကျွန်တော်ကပဲသိတယ်ကိုရဇန်နဖီလို့ဗျာဖက်ဆိုင်နိုင်ငံသမ္မတကြီးနော်မိမသမ္မတသမီးတို့မိန်းကလေးတွေစိတ်မစားမကောင်းနဲ့နော်မျက်မှန်ထူထူနဲ့လက်ခံထူထူနဲ့ဟိမနမင်းနဲ့ခန်းတိုင်းနဲ့စမျိုးအကျိုးနဲ့လှန်ပြီးသားမိမသမ္မတသေတာတတော့မကြသေးဘူးမလားသမ္မတဟောင်းအခုရှိနေတဲ့သမ္မတကမိမသမ္မတပဲအာယိုယိုလေးခုကျွန်တော်ကသိတော့ဖက်ဆိုင်နိုင်ငံသူနိုင်ငံသားတွေဘာလို့ကြလဲသိတယ်ဇန်နဝါရီလအေးနော်ဇန်နဝါရီလဒီနေ့ပဲလေဇန်နဝါရီလတရက်နေ့ကနေပြီးတော့လေဆယ်နှစ်ထိတယ်ဖက်ဆိုင်နိုင်ငံတော်ရဲ့ဆိုရင်ကျွန်တော်မှားတယ်ဒီနေ့မှာတရက်နေ့ကနေပြီးဆယ်နှစ်ထိတယ်ဖက်ဆိုင်နိုင်ငံတော်အလံကိုအောက်ကိုတင်မချတာပါဆယ်ရက်တနိုင်ငံလုံးဆယ်ရက်တိခြေခွဲချင်းပြင်ရတယ်အားလုံးရုံးမတက်နေတယ်တပီလုံးခြေခွဲနေရတယ်အားလုံးအဝါတွေဝတ်ပါဒီမိုကရေစီရဲ့တင်ပြတာအုတ်ချုပ်အဝါအင်းကြီးအဝါဖဲပြားအဝါသမယအဝါစကအဝါအကုန်တနိုင်ငံလုံးကိုဝင်းကြောက်နေတယ်အဝါတွေနဲ့ဘာဖြစ်လို့ကိုရန်ဆန်ကွင်းကိုသူ့နိုင်ငံတွေဖြစ်တယ်လဲရှင်းနေလေယောက်ျားအသက်ခံရတယ်လေစိတ်ကအသင်းမှာအာနာရှင်ဟောင်းဖြစ်တဲ့မာကိုစ်ကစစ်သားတယောက်ကိုပြစ်တက်ခိုင်းတယ်မာကိုစ်ကကျွန်တော်တို့မကြုံနေမင်းတို့လက်ထက်ကအပြိုင်ပေါ့စစ်ဗိုလ်ကြီးကအာနာသိမ်းထားတယ်လို့နော်သူကလည်းစစ်သားကိုတက်ခိုင်းတယ်အဲ့စစ်သားကိုကျန်တဲ့စစ်ဗိုလ်ကြီးကဝိုင်းပြစ်တက်တယ်တုံလုံးပြတ်သွားတယ်သူကစစ်သားကိုမှားထားတာအဲ့ငါနဲ့အကြိုက်ခံခေါင်းဆောင်တယောက်နိုင်ငံခြားပြန်လာတယ်ကွာသူမိမဒီမှာရှိတယ်ကွာအကွင်းတို့ကိုရဆန်ကွင်းတို့တို့ကြအကွင်းတို့ကွာတို့ရှင်းမလိုက်ကွာမင်းကငါရာလူကြီးသေးတယ်ပေါ့ဒါပြောထားတာဘူးရှင်းတယ်ပြစ်တက်တယ်တက်တဲ့စစ်သားကိုကျန်တဲ့ဝိုင်းပြစ်တက်တယ်အဲ့သူလည်းပေပေါ့မတော်တဆဖြစ်တယ်လို့ဘာလို့လို့ပေါ့စစ်သားကပဲစိတ်ကြောက်ပြီးတော့ပြစ်တတ်တယ်လို့ပေါ့စစ်သားဘာကရှင်းလိုက်တာဟုတ်သို့တော့ဖက်လိုက်နိုင်ငံသားတွေကဒါတော့မအားဘူးဒီဆက်သွားမျိုးရှိဦးတယ်ဆက်လန်းကရိုးလုံးအားကြီးတယ်အိုးတောင်းနေတို့ရေးဆန္ဒတွေပြပါညာဖြစ်တဲ့ကမာကိုစ်ကသူ့မိမကိုလင်မယားနှစ်ယောက်လုံးအမေရိကန်နိုင်ငံထွက်ပြေးသွားကြတယ်မလားဟင်မာကိုစ်အမေရိကန်မှာပြည်တယ်လေကိုမမြုပ်ထားတယ်လေအလောင်းကိုပြန်တယ်မို့သူ့မိမကျူသူ့မိမအသက်ရှင်နေတယ်ကျိုးစားနေတယ်တောင်းတယ်ဖက်လိုက်နိုင်ငံသူတွေကိုဖက်လိုက်နိုင်ငံသူနိုင်ငံသားတွေကိုတောင်းမှမရသေးဘူးကျမအမားတွေခုနပါလေဒီရှူကြီးတဲ့အရန်ပေါင်း3900ရှိတယ်ဆိုတော့မိမဟဲ့ဒီကျန်ခဲ့တဲ့မိမလေဒီရှူအရန်3900လေဒီရှူတရံရဲ့တန်ဖိုးကဗမာငွေနဲ့10သိန်းလောက်တန်နေတယ်စိတ်ညစ်စီထားတာလေလူတို့ကဒါကိုကြောက်တတ်တာချက်ပြတဲ့လေမြန်းတယောက်တို့နိုင်ငံသူနိုင်ငံသားတွေကတော့မနဲ့ပဲပြုတ်ညငပိနဲ့စားနေရတယ်ကလေးတွေကမြောင်းထဲမှာဖားနိုင်ငားနိုင်ဒီတို့လေမြန်းကြတော့စိတ်စီတဲ့လေဒီရှူစီနေကြတယ်ဘာလောက်တောင်သူကစီးပါတယ်3900တနေ့မှရှိတာ365ရက်ဒီနေ့မနေ့ကိုစီညနေပြပလိုက်ဒီနေ့မနေ့ကိုနောက်တရံစီညနေပြပလိုက်တနေ့လုံးစီတော့မှ360ကျော်ပဲကုန်ပြီသူ့လေဒီရှိုးအရင်3900ကုန်ဖို့10နှစ်စီမှကုန်ပြီစိတ်ချနေတာဒါကိုစမ်းကြပြီးတော့သူတို့လေဒီအောင်ပြထုတ်တာတော့ချက်ပြီးကြတာစိတ်တိတ်ထားတယ်ဖက်တိုင်းနိုင်ငံတွေကနင်တို့လင်မြန်းတော့ပြန်မလာနဲ့ပြောတာသူတနာလို့ပြန်ခေါ်တာဒီသမရဟောရဲ့ကြောနင်းယောက်ျားအလောင်းကိုပြန်မသိနဲ့နင်တို့လူတော့မှအလောင်းနဲ့ဖက်တိုင်းမြေရဲ့တန့်စင်းမှုတွေမတက်ဘူးလေအရိုးတော်တို့သိလာတာမတက်ဘူးပြလည်းမသိလာလေစက်ရှင်းတဲ့ပြေမှာလူတို့မှတယောက်ရှိခဲ့ဘူးတော့မလို့နာလို့တယ်တို့ကြားစွန်းဒီလိုပြောတာအဲ့လူတွေထပ်ပြေးတော့မှခုနကျွန်တော်ပြောတယ်မိမသမရတက်လာတာကိုရဆန်ကွင်းလို့ဆိုယောက်ျားနေစိမ့်မှာတက်ခံရတာဒီပြည်သူသိချစ်တာပဲ6နှစ်အုပ်ချုပ်တယ်6နှစ်ပြီးတဲ့အခါမှာနိုင်ငံသူနိုင်ငံသားတွေကဆက်လက်အုပ်ချုပ်ပါလို့လမ်းဒီပေါ်မှာအော်ပြီးတော့ဆန္ဒပြကြတော့ရေးတော့တို့ရေးတွေဆက်လက်အုပ်ချုပ်သမရကြီးမစင်းနဲ့ကိုရဆန်ကွင်းလို့မစင်းနဲ့ဘာလို့တခင်လဲဆင်းသွားတာလေကျွန်တော်တို့နိုင်ငံရဲ့ဥပဒေအရ6နှစ်ပဲလုပ်ရမှာတဲ့ကျွန်မ6နှစ်ပဲအုပ်ချုပ်ပြရစီကျွန်မမှာချွင်းချက်မရှိပါဘူးလောကကြီးကကမ္ဘာပေါ်မှာတရားမျှတမှုကဘယ်သူမှချွင်းချက်မရှိပါဘူးအားလုံးက equality ပါတဲ့ဒီလိုမျိုးခံစားပါပါမတမန်ကြီးမာစီရီစီးပါနိုးလို့ကြီးတယ်နော်ကျွန်မအိမ်မှာကျွန်မပတ်စံနဲ့ဝတ်ထားတဲ့တိုတာကိုလာလေးပေါ်သားလေးရှိပါတယ်ကျော်တော့ပါရှင်နိုင်ငံတော်ရဲ့ပတ်စံတွေကုန်ပါတယ်မာစီရီမစီးရသေးတယ်သိသိစီးမသွားဘူးလေသူကဒါကြောင့်သူ့ကိုချစ်ပြီးတော့လုပ်ကြတာဒီလိုနိုင်ငံကောင်းတော်တွေရှောက်ဖက်တဲ့ခါကျတော့အိုးလို့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာရှိနေတဲ့ခရရဲ့အဆုံးအမတွေနဲ့တော့တရားတွေမြင်လိုက်တာဓမ္မတို့တရားတွေဟုတ်တယ်နော်အာဂိတရားဟိုရှောင်းတာတွေဒီလိုကိုအဲ့တော့စိတ်မောစရာကိုစဉ်းစားကြည့်တဲ့အခါကျတော့ကျွန်တော်ခုနခရယဝတ္ထုပြောတဲ့အခါကျတော့တရားဘာဝနာရှိပါတယ်ဆိုတဲ့ခရယဘုန်းကြီးကမိမနဲ့ခန်းထဲမှာဘလူးနေတာဘူးလူပုထုဇဉ်မှာတရားမရှိနိုင်ဘူးပြောတဲ့အခါလူရလို့ကြီးကြတယ်ဆက်စစ်တော့စိတ်မောစရာကြီးကိုကျွန်တော်တို့ကတကယ်တရားရှိလို့လားဒါကြောင့်ဖြတ်ပြလိုက်တာဗုဒ္ဓဘာသာနာမည်ခံထားတော်လေးပဲကျွန်တော်တို့ကမိမတရားနဲ့လည်းမညီကျွန်တော်ကိုယ်တိုင်ပါဝင်နော်အများစုကအာဂိယာလေးပါလည်းမကင်းစင်ဓမ္မစကြာလေးပါနဲ့လည်းမညီတခါကလည်းကြီးရှင်ဘက်ကလည်းပြင်းထန်ဆက်ပြင်းနေကြတာလောကကြီးက
ပြောတော့ရည်စရာဗျဆက်စင်းသားတော့စိတ်မောစရာလူတွေရဲ့ကိုချင်းတရားပြည့်ပြည့်မှုများဆိုင်းစရာတယောက်ရှိတယ်ရန်ကုန်မှာမင်းခိုက်စိုးစံကြားဘူးလားတော့မသိဘူးဆိုင်းစရာတယောက်ရှိတယ်ကျွန်တော်ညီလေးလိုချစ်တယ်မင်းခိုက်စိုးစံနာမည်ကြီးကဒေါက်တာကျော်စိုးဆရာဝန်ဆေးကမထိုင်တော့ဘူးသူကရုပ်ရှင်နဲ့ဗီဒီယိုပဲလိုက်ရိုက်နေတယ်ဝတ္ထုတွေကရောင်းရတာကိုနာမည်တွေလည်းမျိုးမျိုးပဲနော်တတိုးတေစာသူ့နာမည်အများကြီးပဲနော်ဗာမင်းခိုက်စိုးစံစောက်တော့ကို350နဲ့ရပြီးတော့သူကဆရာဝန်ကဘယ်သိကူတော့မှာလဲမြန်မာရုပ်မြင်သံညာနဲ့ညဝတီမှာလည်းသူ့အစီအစဉ်တွေအများကြီးပဲနော်ဒါရိုက်တာမင်းခိုက်စိုးစံပဟေလီနန်းတော်အကောင်မလေးတွေနော်ဗာလဲညီမလေးတသိန်းတိုးပေးမယ်နော်ဗာညာဟောဒါလုပ်နေဟာလေသိတယ်မလားဒါကြီးလုပ်နေတဲ့လူဆိုတော့ဝတ္ထုကြီးကသိကောင်းတာပဲနော်တခါတော့သူ့ဝတ္ထုကိုကျွန်တော်ဖတ်မိတယ်ကျွန်တော်တို့လူ့ဖွဲ့စည်းရဲ့ကမ္ဘာကဖြစ်မှုကိုကြည်စရာကောင်းပုံလေးပေါ့မလေးဝတ္ထုကဖြစ်တဲ့ဝတ္ထုကဘောဓံဝတ္ထုဆိုတော့ပိဋကနည်းနည်းလေးနားသိစိမ့်နေကျွန်တော်သိကြိုက်တာတရားဝင်ဝတ္ထုအစိုးရခွင့်ပြုတဲ့မဂ္ဂဇင်းမှာပါတယ်IDR မဂ္ဂဇင်းမှာပါတယ်ဝတ္ထုကောင်းကြီးလေးချစ်စရာလေးစေတန်ရဲ့ဖတ်တဲ့စိတ်တယ်စေတန်ပြတ်ဆိုးဖို့မကောင်းဆိုးပါဘူးမကောင်းဆိုးရတဲ့စိတ်တယ်တခါကျွန်တော်ပြောဘူးလေနော်ကိုပြပိုင်းပေါ်ပဲလေလာမလားမသိဘူးသိကြိုက်တာပဲကျွန်တော်ဇလန်းပါလဲဆိုတော့လူပြည်မှာလူတယောက်ရှိတယ်လူလောကလွဲတယ်ဟိုကဘာတစ်ခုသွားလဲတယ်နိုင်ငံသွားတွေ့တယ်ကြီးတခြားကဘာကျွန်တော်ကဘာမဟုတ်ဘူးနိုင်ငံလည်းဝင်သွားတော့လူတွေအုပ်တဲ့စီကားနေတာပြောစရာကြီးနိုင်ငံဝင်မှာဆဲမကြီးထောက်ထားတယ်မကောင်းဆိုးဝါသမရနိုင်ငံတော်ဘာတို့ဟာသူတိတ်ကြိုက်သွားတယ်ဟာပြောစရာကြီးပဲကွာဘာလည်းမသိဘူးပေါ့မြို့ထဲနိုင်ငံလည်းလှက်ပတ်သွားလဲကြည့်ရောအကုန်လုံး380အကုန်လုံးလို့ရတာပဲလမ်းတိုင်းမှာဘီယာဆိုင်တွေရက်ဆိုင်တွေကြိတ်နေတယ်သိလားအမေရိကန်လိုနိုင်ငံမျိုးမှာကကလေးတွေက18နှစ်မပြည့်ရင်ဘီယာဝင်ဝယ်လို့မရတောက်တာထားတော့ဝယ်လို့တော့မရဘူးအမေရိကန်သမ္မတဂျော့ဘုရှ်ရဲ့သမီးတွေကဝင်ဝယ်လို့ကြံရိုက်ခံတယ်လीဂျော့ဘုရှ်သမီးအကြီးမပါလေဘာဗရာတော့အကြီးမဘာဗရာနဲ့အငယ်မကျဲပြီးလေသူများပုံနေနဲ့ဝင်မလာတက်ဖို့$900ရိုက်ခံတယ်လीကျမတို့သမ္မတကြီးဂျော့ဘုရှ်သမီးပါနားမလဲကျေရ sorry သမ္မတကတော့ဘာဖြစ်နေပြီမင်းဖြစ်ဒါကြောင့်မဖြစ်နေမရဘူးနှစ်ယောက်မလား1000ရောခဲ့တယ်10သိန်းအခုကျွန်တော်သွားတဲ့နိုင်ငံကအဲ့လိုမဟုတ်ဘူးလေသူကညချီပြောလောင်းလေးတွေလေဝင်လာတာပဲတဲ့အန်တီဖေကြီးရရက်တစ်ပိုင်းပေးလိုက်ပါတဲ့သားလေးလာလိမ်မလိုက်တယ်ရောင်းလိုက်တာပဲစိတ်ထားကောင်းတယ်မကောင်းစွာနိုင်ငံကလေခြားတွေကလေးတွေတရားဝင်တော့နေတယ်ကိုရန်ဆန်လေးတွေချနေကြတာโอเคပဲလမ်းတောင်တွေတန်းတောင်တွေမှာဆိုရင်မာဆက်တွေတဲ့နှိတ်ခမ်းလေးတွေအကိုကြီးညောင်းသလားအဲ့ဒီဆန်နဲ့ဝင်လိုက်ပါလားအကိုကြီးညောင်းသလားဝင်သွားအိုးအစင်းကြီးတဲ့ကောင်မလေးစောင့်နေတယ်အကိုကြီးဘယ်နဲ့ဆက်ရှင်နေပါလဲ1 section လား2 section လား3 section လားညီမလေး1 section ဆိုရင်လားဒီနေကြလေ1 section ကဒူးကောင်းတိပေါ့အကိုကြီးရဲ့2 section ဆိုရင်ရော2 section ကတော့ပေါင်ချလို့ပြီးအောင်ပါကိုကြီးရဲ့3 section တော့ငုဆန်လာတိပေါ့ဘယ်လိုသိပါလဲညီမလေးဩ3 section ကျတော့ကိုကြီးရဲ့ညီမတို့4500ယူပါတယ်နောက်ဆုံးအဆင့်ကျတော့ကိုကြီးကပက်လက်ဆံပြီးပေါင်ချလေးကိုအကိုကြီးခေါင်းလေးကိုညီမပေါင်ချမှာထည့်ထားရုံပဲညီမပြီးကောင်းပေါင်နဲ့ညှက်ပြီးတော့လက်ကြကျော်လေးတွေကိုဒုလုပ်ပေးပါပေါ့ကိုကြီးရဲ့အဲ့တော့နောက်ဆုံးကျွန်တော်လည်းဘုံတော့လာတော့မယ်လေသူကပြောတာညကျော်တာဘယ်လေကျွန်တော်ကြည့်နေကောင်လေးနဲ့လက်နေတာမသိဘူးဟိုဆရာမညောင်းတယ်ဘူးမရဘူးမလုပ်ဘူးကြာနော်ဒါလေးနှိပ်ပေးနေတာပေါ့အဲ့လိုအခန်းကြီးကအများကြီးပဲလေသိလားကိုချောင်းဒီချောင်းဆိုနှလုံးဒီသုံးလုံးဒီဟာချဲအကုန်ထိုးလို့ရတယ်မကောင်းဆိုးတဲ့နိုင်ငံခြေရလုပ်နေတာသိလားကားတွေဖြတ်ပေါင်းရဲအတာ200တန်ပေးလိုက်โอเคသွားတော့ကိုကြီးအပြုတ်ထိုးနေတော့တိတ်ခါလုပ်ပေးတယ်သူကအဲ့ဒါနဲ့သူကဒီလူသားပျော်သွားပြီးတော့ဟေးဒီနိုင်ငံကြီးတော့ကွာထင်ရပဲကွာလေပတ်စံပေးအကုန်ရလူတက်ကွာတဲ့ပတ်စံပေးရတရားကြီးသွားအပြစ်မရှိဘူးโอเคနေတော့သူကဟာအမှုတွေအစင်းနေပြီးတော့ပျော်သွားပြီးတော့နေတဲ့ခါကျတော့နိုင်ငံမှာအထက်ပိုင်းနဲ့အဆက်တွေရှိတယ်ကောင်မလေးမျိုးကလာပြီးတော့ဘီယာအခက်ပြီးတော့ရေးတယ်တဲ့ပြောရလားအကူကြီးပြောပါတယ်ကျမတို့နိုင်ငံမကောင်းဆိုးဝါးနိုင်ငံတော်မှာဘာများလိုအပ်နေပါသလဲညီမလေးတခုငါတော့တွေ့တယ်ညီတို့ဟာကွက်ကလေးဒါလည်းပြောပါဦးညီတို့နိုင်ငံမှာဟာနေတာကတော့အလံလည်းမရှိဘူးတစိတ်လည်းမရှိဘူးအဲ့ဒါလိုတယ်ဟာအကူကလည်းအလံတစိတ်လိုလားကျမတို့အကြီးကနဲ့ဆွဆွလဲဆိုခေါ်သွားတာပေါ့သူကတင်ပြတာပေါ့လိုလားပြားတယ်ဟိုကလည်းလိုတယ်ကိုတဲ့ဘယ်သူမဆိုအလံတော်နဲ့တစိတ်တတ်မှတ်ချက်ကရှိရတယ်ဒီလိုဟာလေးနေတဲ့ခါကျရင်ဒါကတော်မင်းသားရဲ့တစိတ်ဒီလိုဟာမျိုးပြမယ်ဆိုရင်စာမရေးထားတဲ့အောင်တော့အပြားလေးတွေတောင်လေးတွေတိရခလေးတွေတွေ့ကြတော့အဲ့တိုင်းမှတက်ပြီးစောက်ဖတ်ဘူးကျွန်တော်ဒီလိုပဲစနေမင်းကင်းပုံလေး3000ဆိုရင်လည်းဒါပစ္စည်းရှိပေါ့သိတာပေါ့ရေခဲတက်တာရေးထားတယ်စာမရေးနဲ့ဒါပစ္စည်းရှိပဲဒါဆိုရင်ကျိုးတာပဲဒါဆိုရင်ကျိုးဆိုမာတီတီပေါ့ဒါဆိုရင်7 up ပေါ့လက်နေဆိုသိတာဘူးနိုင်ငံတွေတိုင်းပြည်တွေမှာဆိုလည်းအဲ့လိုစိတ်တွေရှိကြတယ်ဘုံကိုလေးတွေ့ရင်ကျွန်တော်တို့ကသိပြီးကြပါလေ pressure ပဲတိတ်ကြီးတွေ့ပြီးပါလေအမေရိကန်နိုင်ငံပဲသူကစားလိုက်ကုန်လေးတွေ့ပြီးဒါဩစတြေးလျရုပ်ကလေးတွေ့ပြီးအင်ဒိုနီးရှားနေလုံးကြီးတွေ့ပြီးဂျပန်ကွာတူထာနဲ့တူတဲ့ထိတ်ပတ်ကလေးရှိတယ်လေအဲ့ဒါလိုလေးတယ်အေးဗျာကျွန်တော်တို့လည်းမသိဘူးဗျာတိုင်းပြည်က
တိုးတက်ပြီးတော့ဖြစ်နေတာဒါလေးရှိမှမသိဘူးဆိုခါအလုပ်အပ်ပေးပါတဲ့ကဲပမာအားမှာလေတဲ့လူတော်ကောက်အပ်လိုက်တယ်ပကြီးဆရာကြီးအများကြီးပဲစံတိုးရှိနေကြတယ်မော်တိုက်ရှိနေကြတယ်ကရုစီယာ ABK ကစားဒီဟာလုပ်ပေးနေတာ logo တစ်စက်ကလေးတွေပေါ့အဲ့လိုက်တယ်ဘယ်တော့ကြာမလဲတဲ့ရွှေ3ပေါင်ကြာရောက်ရှင်းတယ်တက်လာပြန်ပို့ပါပြန်ချလာပြီးတော့အဲ့လူသားအဲ့ရွှေရောင်းပြီးတော့3ဆွဲဖြုံသုံးပလိုက်တာမိမဘာညာပြောပါရက်တော့ဘာညာကုံဆုံးသွားတယ်အဲ့ဒီနိုင်ငံလေးမပြန်တော့ဘူးသူကပြီးတော့သူထင်နေတာမကောင်းဆိုးနိုင်ငံကောင်းတော့ဒီလိုက်လာမှမထင်တာဘူးတနေ့လမ်းမှာသွားတွေ့တော့လူတစ်ယောက်သူ့ညှက်ပြီးတော့ကတ်ထားတာမပြင်းနဲ့ဆိုပြီးတော့ချိလိုက်တော့မကောင်းဆိုးနိုင်ငံလူတစ်ယောက်ဟဲ့အမေမမိကြငါတို့အဲ့သိပြီလေမကောင်းဆိုးသမရနိုင်ငံမလိုက်တာကွာမင်းတို့ရုပ်မလိုက်တာလူတွေလေငါတို့ကတောင်းကြလားအောင်ပြီလေမင်းတို့ငါတို့တော့တောင်းကြနေသေးတယ်မင်းတို့လူသားတွေပြောကြတယ်နဲ့မင်းတို့ငါတို့ဖမ်းလာတာဟိတ်ကောင်ဒါရင်ကြီးတဲ့လူလောကကွာဖိုင်နေဆက်ဆက်တဲ့လူမရောက်ဘူးနားလေလားမင်းတရားဆွဲနေွားတယ်ရုံးမှာရှင်းနေတဲ့တရားသူကြီးနဲ့မင်းစစ်အောင်နေကွာအခုတေချာတော့ဟောက်ဖမ်းလို့ရမှာကွာတက်လို့ရမှာမင်းဒီလူလောကမှာထင်ရလို့မင်းမရောက်နားလေလားโอเคတရားဆွဲတယ်တရားဆွဲတဲ့ဆက်ကိုနောက်နေ့ရုံးကဆက်ခေါ်တယ်အပေါ်မှာလည်းတရားသူကြီးတယ်အောက်မှာလည်းရှင်းနေတယ်ရှိတယ်ဟိုဘက်ဒီဘက်ကိုမကောင်းဆိုးတယောက်ကတောင်းရတယ်ပြောလှမ်းကြည့်နေတယ်လူလောကအကြောင်းကမသိတဲ့ခါကျတော့ထူးဆန်းတယ်ပေါ့တရားရုံးကဒီမကြီးပဲပေါ့သူဟိုကတရားသူကြီးကိုလှမ်းကြည့်အဲ့ကောင်ခုနမကောင်းဆိုးကိုလိန်ထားတဲ့ကောင်လည်းပြင်လုံးတောက်တောက်ကြည့်နေတာမျက်စိမလွတ်တော့ဘူးပြောနေဘာလို့မှလဲတရားဆိုတာဘယ်လိုစီရင်တာလဲပေါ့ကြည့်တစ်ချက်လုံးပြလိုက်တယ်အဲ့တရားဆက်ခံတဲ့ကောင်ကတရားကြီးကိုကျွန်တော်မှပြမရှိပါဘူးတရားကြီးရဲ့ညနေတော့ကြာရင်အိမ်လာအောင်မယ်နော်တဲ့မဲမျက်စိတစ်ဖက်ဖိတ်ပြလိုက်တယ်သိလားညနေတော့အိမ်လာခဲ့မယ်နော်ဆရာတဲ့ဘောတယ်မလားဟိုရှင်းနေမြောက်ကလည်းသူ့ဘက်ကအဲ့တရားချဖြစ်တဲ့ကောင်ရှင်းနေတယ်တရားကြီးလို့ဟုတ်ပါတရားကြီးနေတဲ့သူ့ဒီကတော့ကြီးတဲ့တရားပြစ်မဟုတ်ပါဘူးကျွန်တော်တို့ကလည်းညနေလာခဲ့မယ်အိမ်ကိုတော့တရားကြီးရတယ်အေးပါငါသိပါတယ်ပြီးတော့မင်းမသိမရှိပါဘူးဟိုကောင်ကြီးကအဲ့ဒါကိုသိမဆိုးပါဘူးဟာကွာကြိုက်သွားပြီဆိုပြီးတော့မင်းဖြစ်နေတဲ့ငါဖွင့်လို့တယ်ကွာငါရပြီလေငါရသွားပြီပြန်ချသွားတာလူသားအားသိနေတာပေါ့ဟာဘာလို့များဖြစ်ပါလဲငါ့ကိုတရားဆွဲတဲ့ကောင်ကြီးကရပြီဆိုပြန်သွားတယ်ဆိုပြီးတော့နောက်2လလောက်ကြာတော့မကောင်းဆိုးသမ္မတနိုင်ငံသွားလဲတယ်နည်းနည်းအကဲခတ်ကြည့်မင်းအဆင်ပြေသွားပြီအလံလည်းရှိနေပြီတစ်စိတ်နဲ့တက်ထားပြီအလံမှာဘာလို့လဲဆိုတော့အဲ့ပလိတ်အနီးမှာလူတယောက်မျက်စိတစ်ဖက်ပိတ်နေပုံမကောင်းဆိုးနိုင်ငံတစ်စိတ်ကျွန်တော်ဖတ်ပြီးတော့မိခိုက်ဆိုးဆိုင်ဝတ္ထုပထမရီပေါ့နောက်တော့စိတ်မောသွားတယ်နော်ကျွန်တော်ကျုံးမိတယ်သူကအိုလိုက်တဲလိုက်ရီရတဲ့ဟာတာမျိုးမဟုတ်ဘူးနော်ကျုံသွားပြီးတော့ကောင်းပြည့်နေပြီမိခိုက်ဆိုးဆိုင်ငါကြီးတော့ရစ်တတ်တယ်ကွာလို့ဖွဲ့စည်းတရားဟာမရိုးသားတော့ဘူးမဖြောက်မတော့ဘူးလူတိုင်းမှာအကောက်စိတ်အညစ်စိတ်ရှိကြပြီဆိုရင်သူ့တိတ်ကြတာရိုးသားဖြောက်မတော့လူဖွဲ့စည်းမှာဒီဟာကျင်းစင်တယ်ရုပ်စာဆုံးဈေးတယ်နေမှာဒါမလုပ်ဘူးလေအဖြောက်နဲ့ရောင်းတယ်ကျွန်တော်ရေတံမှုကိုကျွန်တော်300နဲ့ကျွန်တော်ကောက်ထားတာရေခဲစိတ်ရပါလေခင်ဗျာ350ရောင်းတယ်အမှန်တော့စားထားတယ်မလိမ့်ဘူးဈေးတယ်ရဒါအစရိုးဖြောက်တဲ့လူကရိုးပဲရောင်းတယ်ချက်တုံတပိတာဘယ်လိုလဲမှာကျွန်တော်တို့ဘယ်စင်းနဲ့ဝယ်ထားတာမှာကျွန်တော်တပိတာဘယ်လောက်ပါလားဗျဖြောက်သူအမျက်တော့စားမယ်ရှိနေစောက်ပဲသူကဒီလိုကိုလုပ်တာညာရောင်းနေတယ်ဒါမျိုးပြောတာလူ့ဘက်စီးမှာကြောက်ကိုတယောက်ကြောက်မပေးရတော့တယောက်ကိုတယောက်လိန်ကျကောက်ချပြီးဆိုရင်တော့ဒီလူ့ဘက်စီးရဒီစိတ်နဲ့ထိုက်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကတစ်သလုံးဒီလိုလုပ်မတင်လားကျွန်တော်တို့ဘုရားရှင်ပေါ်ဒီကတော့နေတဲ့တိတ်တထမင်းသားမှတောထွက်ပြီးတော့ဂေါရမမြတ်စွာဘုရားရှင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကတစ်လုံးမျက်စိတစ်ဖက်ပိတ်သွားမှတင်လားအဖြောင့်ဆုံးကိုကျင်ပြန်နေသွားတာသူသစ္စာလေးပါးပြတ်တရားကိုပိုင်းခြားတင်သိမိတဲ့ညကသူ့ဘေးမှာပြင်စားပကိ9ဦးရှိတယ်အဲ့ဒီ9ဦးကိုသူကငါဘုရားအဖြစ်ကိုရောက်ပြီးတရားလေးကိုငါသစ္စာလေးပါးကိုသိပြီးလို့ပြောကြကာလမှာရောဒီလိုလုပ်မထင်လားဒီနေ့ညမှာဖြစ်ငါဘုရားရှိခိုးရမယ်ဒီသစ္စာလေးပါးပြတ်တရားကိုပိုင်းခြားတင်သိမိတော်မူခဲ့ပြီယဟန်တို့ဒီတိုင်းဖြောက်မှဆိုပြောပါမယ်တကယ်သိခဲ့ပါပြီကွာခေါင်းညရေဟဲ့လားဟေးကိုသိနေပြီတော့တရားကဲရှင်အတ္တိကိုတရားသိပြီကွာတရားကလုံးမယ်ထင်သလားကိုအောင်ဆန်းခုနကဘုရားဆန်းခုကျွန်တော်လည်းနိုင်ငံကောင်းတယ်လုံးမထင်သလားဘုရားဆန်းဒီတစ်သက်လုံးလူတယောက်ကိုတပတ်ရမယ်ထင်သလားသူမသိခင်နလားမှာဖတ်တာလားခွဲထဲမှာနည်းနည်းပါးပြိုကွဲလို့အတန်မလားထွက်လာလို့လူတွေကဘာညာမကြိုက်ဘူးဘာညာဖြစ်တဲ့အချိန်မျိုးပါဗျာညွတ်ကြိမ်ခွဲဘာညာခွဲရတယ်မလားဖတ်တာလားခွဲသေးတယ်လေဒါကြမ်းထားလိုက်တော့ရန်ကုန်မှာရှိနေတဲ့မြို့တော်ခမ်းမပေါ်တက်ကနေပြီးတော့နိုင်ငံကြီးကခေါင်းဆောင်တွေဒီလိုဥပချိုလို့မမခိုင်လို့မိုင်းကိုစော်ပွားကြီးလို့သခင်ညတို့အခုဝိုင်းထားတဲ့ဒီပဲပေါ်မှာအခု
ဘယ်လိုကြောက်တာကြီးနဲ့တင်းနေမှာလူတွေကဒီလက်မောက်မှာမိန်ကုန်းချက်ပြောတဲ့အခါမှာဘိုးကျောင်းဆန်ပြည့်စုံမရှင်လားအယုံသားဆုံးအဖြောက်မဆုံးပြောတာကြောက်ဖတ်ပါလားဖွဲ့ကြီးတာအစိုးရလုပ်ချင်လို့လည်းမဟုတ်ခင်ဗျားတို့ပြည်သူလူထုကဆက်ဆံလို့ကြောက်စောတက်လို့နေတာပြည်သူလူထုကကြောက်စိုးအဖွဲ့ကြီးကိုမကြိုက်ဘူးလို့ပြောတဲ့နေ့မှာကြောက်အစိုးရအဖွဲ့လုံးကြောက်သွားဖို့ဝင်မလို့ဆိုတာကြောက်ပြောလိုက်မယ်နားလေလားစိတ်ကလူထုအဲ့လိုပြောချင်ကာလမှာတခင်ကြတော့ကိုနေပြီးတော့ဟုတ်တယ်နော်တို့တကယ်ဖက်မှာနော်တခင်ကြဟေးရှိုင်းမိုင်းတကယ်ဖက်မှာဟေးဒီလိုဝါချိုဖက်မလားဆက်မှာစိတ်တော့လုံးနေမယ်ထင်မလားတိတ်နော်ဘုသူလေးရနော်ရင်းစရာဆိုတဲ့တိတ်တာသွားတာပဲနော်နိုင်ငံရေးမှာတော့၎င်းစီးပွားရေးတော့၎င်းလူမှုရေးတော့၎င်းလင်းနဲ့မရကြတားတဲ့တတိကြပေါင်းတင်းဆက်ဆက်တော့၎င်းချက်ကိုတယောက်ကောက်ချစ်ပြီးဆိုရင်တော့ဒီလူမသိဒီလိုမပြောဘူးဒါအကုသိုလ်ရဲ့အထိတ်ပဲတကယ်ပြစ်တဲ့တရားရှိတဲ့မောင်နဲ့အမိချစ်ရေးဆိုတဲ့အခါဘယ်လိုမလုပ်ကြပါဘူးမင်းတို့ကဘယ်တကယ်ချစ်တယ်ဒီချစ်တယ်လို့ပါပဲမသိသိကြတယ်ဆိုတာဒီမတော်မတရားကြံတဲ့ကောင်မလုပ်တာတကယ်ကြီးမျက်စိနဲ့ပါယူဟေးကိုတကယ်ချစ်လို့ပါဟဲ့လေဘာလို့ဘောသားမသိဘူးမိကြဆိုတာအတိတ်ရမယ်ဆိုတော့ဟေးတော်မလေးရပြီကွာချက်စီးလို့ဆိုတာကြံနေကွာဖြောင်းမဲ့တော့လူငယ်ရဲ့ချစ်တဲ့တရားမှာတော့ကဒါမျိုးမရှိဘူးရိုးသားမှမ်းပြီးပဲလေဒီလိုအကြံစီးတဲ့ရောက်ဝင်နေကွာဒီကောင်မလေးဆိုပြီးတော့မလုပ်ကြဘူးလုံးဖွဲ့စီးမှာနေရာတိုင်းချစ်မြတ်တာနေတဲ့နေရာသားနဲ့အမိဆရာနဲ့တပည့်အစိုးနဲ့ပြည်သူဈေးဝယ်နဲ့ဈေးအောင်ဆရာဝန်နဲ့လူနာသိနေတယ်ပဲလေနောက်ဆုံးကြည့်ကိုကြီးညက်ကြတဲ့ခါမှာလူနာမှာယောဂမရှိတော့ရှိရဆိုပြီးတော့များတောက်ဖို့ကြံတာပဲကျွတ်ကိုလေးတွေတကယ်ယောဂမသေးဘူးမခွဲရဘူးကြောက်သူစကြမှာတော့ရောက်တယ်ခွဲအောင်ဆိုပြီးတော့စိတ်တော်လုံးလုံးရှိတယ်လေဆရာဝန်ဆက်ရေးပါကြီးနေတော့ဆရာဝန်ကိုလည်းအားနေတယ်ဆရာရေးတယ်ဒါခွဲမဲ့ကိစ္စမဟုတ်ဘူးရတယ်ခွဲမပတ်ဆိုင်ရမှာဘူးဒီမိမမွေးလူနာဆရာတဲ့တော့သူဝိဇ္ဇာနဲ့ကျွန်တော်သိတယ်ဆေးကြောင့်ကအဲ့ဆရာဝန်မကြီးကကျွန်တော်တို့သိပေးခဲ့တာဒီလိုကိစ္စကိုမင်းတို့မခွဲရဘူးဒီတိုင်းကဘာမှဘူးနဲ့ပြောတာသူဆေးကစားတော့မှခွဲမလုပ်နေတာတဲ့လက်စောက်ပြစ်ပြကြပြီးတော့ခွဲမပတ်ဆိုင်၄-၅ လာရမှာဘူးကျွတ်ထောက်ပြောနေတာဆရာဝန်နဲ့လူနာချအစိုးနဲ့ပြည်သူချဈေးရောက်နဲ့ဈေးဝယ်ချကျွန်တော်ကောက်ကြည့်ပြီးဆိုဒီလိုပဲရှိတယ်ဒီကိစ္စဆိုးဆန်ကတောင်းရေးထားတာကျွန်တော်ပြောတော့ပိဿကခုနကြီးတယ်လေကျွန်တော်ဘုံကြောင့်စံပုံလေးကဟာရတယ်ရတယ်ရေးစရာတော့ပါတော့ဘောစရာတွေကြီးတယ်တော့အများနဲ့ဘောစရာတွေပါလာတာသူ့ဖွဲ့စည်းရအချိန်လေးနဲ့ကြည့်လိုက်ဦးဆရာဦးအောင်ကျော်စံနိုင်ငုံကြည့်တာတွေ့လိုက်တော့ကျွန်တော်အာနာသွားတယ်ဟုတ်ပါပြီဗျာနော်ဆက်နိုင်ထွေးဆိုတော့ကျွန်တော်9မိနစ်လောက်ပြပြီးတော့ရက်တာပေါ့ဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့လူ့ဖွဲ့စည်းရနော်ကမောက်ကမာရီကြောက်ကြတာတွေလည်းအများကြီးပေါ့ဒီနိုင်ငံသူနိုင်ငံသားတွေအားလုံးဖြောင့်မတ်စွာနဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးတိုးတက်ဖို့လိုအပ်မယ်လူနဲ့တူသူနဲ့ပြန်နေဖို့လည်းလိုအပ်မယ်ဟုတ်တယ်နော်ဒါအားလုံးကတောင်းရှိတာပေါ့ကျွန်တော်ပါဝင်အားလုံးပါနော်ကျွန်တော်ဒီနိုင်ငံကြီးကိုကြောင်းရမယ်2010ရေခေါ်တော့နှစ်နော်အကြောင်းလေးဖြစ်မယ်လို့လည်းအားလုံးခံမှန်းရတယ်နိုင်ငံတော်ကြီးရဲ့ပြောညံပြောင်းညံကောင်းကြကောင်းတာပေါ့ကျွန်တော်ကပြည်သားတယောက်လေပါဝင်ဆောင်ရွက်ချင်တာပေါ့ကျွန်တော်တို့ကလေနော်ကျွန်တော်တို့မလို့လည်းရှိနေတာတော့ကျွန်တော်တို့အားလုံးကနှိမ့်ကြတယ်အားလုံးပြောအားလုံးဒီပညာရေးစီးပွားရေးနှိမ့်ကြကြတာဟုတ်အားလုံးကျွန်တော်တရိษံသားတရိษံဆင်းလောက်နေကြရတာခုနလည်းကိုယ်ပဲကြီးပြောနေတာကြပြလေးတစ်ပုဒ်တော့ရွတ်ပြခြင်းသေးတယ်ကျွန်တော်ဧည့်သည်ကြပြလေးရွတ်မလို့ခုမှတတိရလာတယ်ပသိမ်ပြောလာပြီလားနားထောင်တဲ့ကြပြဆရာတွေရှိနေတော့အောက်မှာထိုင်နေတဲ့မှာကြပြဆရာတယောက်ပါလာပေါ့လေကျွန်တော်တို့အကူကြီးတို့ချစ်တာပေါ့ကျွန်တော်နိုင်ငံရဲ့အနေထားကိုဆိုကြပြတစ်ပုဒ်ရေးတယ်ကြပြလည်းမြတ်စိတ်ကျွန်တော်အလွတ်ကျထားတော့တလုံးတလီမှားလာရှိမှာပေါ့ရစ်စိတ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ situation ပေါ့အခုကမ်းခြေမှာရောက်နေတာလူအားလုံးပေါ့ရစ်စိတ်သူကနွားကြောင်းသားလေးတယောက်နွားတွေကိုရေထဲကိုမောင်းချပြီးတော့ရေတိုက်တဲ့မြေခွင်းလေးပေါ့ကြပြားတာပဲလက်ကြပြားတာပဲနွားအောင်ကြီးရှိတယ်စင်တန်လေးတိမ်လေးကြိုက်ထားမယ်အညာတောဆက်ကလေးမှာကိုမပြစ်ရေတွေနဲ့ငွေပူတဲ့ခါကျရင်အညာသားတွေဒီတိုင်းပဲလေနွားကိုရှေ့ကပြေးသွားနွားတွေကတော့ဝုန်းဝုန်းလိုက်လာသူကရှေ့ကိုကြော်သွားသူကနောက်ကပြန်နေခဲ့နွားတွေကတစ်ခါရှေ့ကြော်သွားလိုက်သူကလုံးထွေးပြီးတော့ကြောင်းဆင်းပါဘူးဟိုးဆိုပြီးနွားတွေကဘွမ်းဆိုရေထဲမှာစိတ်ပြီးတဲ့ခါကျရင်ရေတွေငုံတော့ဒီမြင်ခွင်းလေးပေါ့ကြပြားလေးကျွန်တော်ရွတ်ကြည့်ရအောင်အဲ့ဒီမြင်ခွင်းလေးပဲလွယ်လွယ်လေးသူကအဲ့ဒီနေခင်းကဒီမှာနွားကိုကြီးချတော့နေခင်းပေါ့ညတော့ညဆောင်ကြံသေးတော့မချဘူးလေနော်အဲ့ဒီနေခင်းကကျွန်တော်အလွတ်ဆိုတာဖြစ်တဲ့အတွက်အမှားယွင်းတောင်းတရှိနေတယ်အဲ့ဒီနေခင်းကငါကနွားချီယာတွေကိုတက်နေနွားတွေကငါချီယာကိုတက်နေတယ်ဖုံးတစ်ခေါင်းလုံးနဲ့ရစ်စိတ်ကိုစဉ်းစားလိုက်ကြတာ first paragraph first stanza ပေါ့ကြပြဆိုတော့ stanza ပေါ့နော်စကားပြ paragraph ပြန်ရွတ်မယ်နွားတွေကရှိရရောက်နေမြေကြီးကပြုတ်နေ
နွားခွာရလေးတွေထင်သွားတယ်လူကအဲ့ဒီကိုတက်နေသွားတယ်လူကရှင်းတယ်ပြကြောသွားမယ်နောက်ကနွားလေးကားဆိုင်ကောင်ကောင်းတဲ့ချန်ခဲ့တယ်လူရှာနေနဲ့ထင်တယ်နွားတွေကသူ့ကြော်ပြန်နေတယ်ဟာရှေ့ကျုံးတောင်းနေတယ်ဟိုးနဲ့ဆင်းသွားကြတာနော်ဒီပိုက်ကအဲ့ဒီကြည်ခင်းကငါကနွားချီယာကွက်တွေပေါ်ပြန်နေနွားတွေကငါချီယာကိုပြန်နေတဲ့ထုံးတုံးလေးမျက်စိကိုစဉ်းစားလိုက်ကြတာဒုတိယပတ်နွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားကောင်းတယ်နော်အရသာရှိလိုက်တာနွားတွေကဥဆောင်နေတာလားလူတွေကဥဆောင်နေတာလားအဲ့ဒီကြောင်တက်ကုန်းမှာရွတ်တော့တက်နေမှုတွေကလက်ကိုထတီးနေတယ်ဟာဘာလို့ဆိုလို့ဆရာကျုပ်ကလေးရှစ်ဆရာလေးနော်ကောင်းပါလေဆရာတော့ဆရာမပြေးပါနဲ့ရေထဲကိုဆင်းတာနွားတွေကရင်ဆင်းသွားတာလားလူကရင်ဆင်းသွားတာဒါပြောတာရေထဲကိုဒီကိုဝုန်းဆင်းတာနော်ဒါပြောတာနွားတွေကဥဆောင်တာလားလူတွေကဥဆောင်တာလားနွားတွေကဝုန်းဝုန်းနဲ့ဆင်းသွားတော့တဲ့နွားကိုမောင်းတဲ့ဒုတ်တံလေးကိုရေကြီးမှထောက်ပြီးတော့ရက်ပြီးတော့ရှိနေခဲ့တယ်တောင်ကုန်းလေးမှာလူကမဆင်းသေးဘူးဝုန်းဆင်းသွားတာကိုဖုံလေးထောက်သွားတယ်ဟာမြင်ဖုံလေးအပိတ်ကြီးပါလိမ့်နဲ့ကတ်လို့ပေါ့လူကလည်းဘိုးရုံလေးဖြစ်သွားတာပေါ့နော်ညခုံးခွေးပါလေဖုံလေးနေမဲဟိုကအဖြူလေးနဲ့နှာခေါင်းဝင်းလေးရောပါလေးဖြူဝေးလူတွေကကျုံနေပြီးကျွန်တော်ကျန်ခဲ့တာစနေနံကိုထောက်ပြီးလို့တုံလေးထောက်ပြီးတော့စနေနံကိုထောက်ပြီးလို့တုံလေးထောက်ရက်ကြည့်တယ်ကံတပါတော့စနေနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကျန်ခဲ့တယ်နွားတွေဘောင်းချလိုက်ပြီးတော့နောက်ဆုတ်ပြန်နေရတာစနေနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကျန်ခဲ့တယ်ကမ်းပေါ်ကသူ့ရုပ်ကိုမှုံးရကလင်းလာတော့အိုမင်းပုံပြန်လာလိုက်တာဖုန်ရဖွာဟိုချပါနွားတွေအဖုန်လေးပြန်သွားတယ်လူလေးပြန်ပေါ်လာတာပေါ့နော်လူလေးတိုင်းလေဖုန်လေးနဲ့တဲတွေနဲ့နော်အိုစားလိုက်တာကောင်းလေးရစနေနံကိုထောက်ပြီးလို့နောက်ရုပ်ပြီးကျန်ခဲ့တယ်ကမ်းပေါ်ကသူ့ရုပ်ပုံမှုံးရကလင်းလာတော့အိုမင်းပုံပြန်လာလိုက်တာနောက်ဆုံးအကြောင်းနောက်ဆုံးတော့သူလည်းတဲ့နွားတွေလို့ရေစစ်တောက်တာပါပဲကြပြားတာပါဒီရေကိုနွားတောက်တယ်အနေတွေထနေတယ်ခုလိုပဲပုဂ္ဂိုလ်ရဲ့ကလေးကျွေးနေတယ်ရေပေါ်မှာနွားပေါ်လုံးမှာပေးနေတဲ့ရက်ကလေးတွေကောက်ဝက်ကလေးတွေကလည်းရေမှာပေါ်တော့အနေလေးတွေထားဒီရေဒီနွားတောက်မယ်လူတောက်တဲ့ရေပေါ့ကိုအော်ဘီဂျက်ပြောတယ်ပဲရေသန့်ဆိုပြီးကျွန်တော်တောက်နေကြရေသန့်ပုံပြရဆိုတာကဘာမှာရေသန့်ဆိုတာအဲ့ဒါပုံဆိုတာပြောတာတကယ်ဟုတ်တယ်နော်ဒီရေကိုလူမတောက်ပါဘူးနွားတောက်မယ်ရေနောက်ဆုံးတော့လူကရေစားလာတဲ့ခါကျတော့လေရေလေးအဖက်ကလေးတွေကုတ်ကုတ်လေးတွေကဖက်ဒီနာဖက်ကောက်ရောက်ပြီးဖက်ရေအနေလေးတွေပါဟိုဘေးနာရောက်လို့ပြီးမှလက်လေးနဲ့လွတ်ပြီးမှသူကကျိုးတက်ပြီးတော့တောက်ရတာဆိုလူသားရဲ့ဘဝစိတ်ကကြည့်ခုမှာလူနဲ့တိရစ္ဆာန်ရောထွေးနေဘူးကျွန်တော်နိုင်ငံမှာလူနဲ့တိရစ္ဆာန်မကွဲပြားဘူးဗျာဗိဆရာတယောက်ကကိုတီမောင်တရားကိုတာချွေတဲ့ကမ်းဆက်တဲ့ဆမ်းမှာဆိုင်ကြီးထမ်းပြီးတက်ကြတာဆိုင်ကြီးတတိယကြီးပွဲစိတ်ကလေးတွေဆိုင်လေးတွေထီပြီးတော့တက်နေတယ်မင်းနော်ရန်ကုန်ကမ်းနားဘော်ယာကြီးရဲ့ကောင်းကြီးကောက်ကတက်နေရတာဒီလိုကျွန်တော်တို့ရိုလာကြီးစက်တင်နဲ့မောင်းပြီးတော့လိတ်နေရမှာတိရစ္ဆာန်တွေထမ်းတဲ့လူကိုလူလေလို့နေရသေးတယ်တောက်ပြောတာပါကမ္ဘာမှာလေမားတွေနဲ့ထွန်းတာဆက်နဲ့ထွန်းတာကျွန်တော်လူကကျွမ်းတဲ့ကျိုးရင်ရုံလို့ကြောက်ခက်တိုင်းပဲကြောက်ခက်ကလူတွေကကျွန်းထဲမှာတို့ဘုံဘုံနဲ့ထွန်းတာလူလက်ဆန်ရောထွေးကိုကြီးစိတ်ကမရှိသလိုပဲပေါ့နိုင်ငံသားတယောက်ဟင်းသားလားလေဩစတြေးလျနိုင်ငံကဩစတြေးလျနိုင်ငံသူဆာရာတောင်းကျွန်တော်မင်းကလည်းကျွေးတယ်စက်ကားကြီးနေဆာရာလို့ဩစတြေးလျမှာစက်ကားရှိသလားအဲ့တော့စကားတော့ကျွန်တော်လည်းတက်သူဆရာအင်းလေးလိုမေးတတ်ပါတယ်ကျွန်တော်ကအင်းစာမတော့ပါဘူးဩစတြေးလျနိုင်ငံမှာစက်ကားရှိပါလားတော့မိတို့ဇေယျနဲ့ပြီးတော့ရသေးတယ်ဩစတြေးလျလားမင်းတို့တက်တာပြောတာပါသူနားလဲပါလေဆရာအင်းစာမပြောပါဘူးဩစတြေးလျနိုင်ငံမှာစက်ကားရှိသလားဆိုနှာခေါင်းရှုပ်ဟင်းကနာမည်ကျော်ဒေဝကြီးမင်းကစားတယ်တိတ်ရိုင်းနေတိတ်ရက်တယ်ကဘာဦးကဆိုတော့ထားပါတော့ကဘာပြောင်းပြပြီကွန်ပျူတာတွေအိမ်ထဲမှာကြိုက်လိုက်ခဲ့ပြီလူတယောက်ကိုလူတယောက်စီးအောင်လူတယောက်ကကျုံလို့ပြီးတော့နင်းနေပြီးတော့ဖြစ်တယ်ဦးရွှေကြကိုဖေးရွေးဒါပြောတာကျွန်တော်ကလူတွေကလူလိုမယုံတန်လူလိုမရှာဖွေလူလိုမစားတော့ကြဘူးသေးမလားဈေးတော့ကအပိုက်ပုံမှာသေးမလားဈေးကဘာတွေပြစ်ထားလဲဆိုတော့လိမ္မော်ကြီးအပုတ်တွေတချမ်းပုတ်တွေတင်မော်ကြီးပုတ်တွေစပစ်ပြီးကြောက်အပုတ်တွေပြစ်ထားတယ်ဒီဘက်ကကလေးလေးတွေကအဲ့အတင်းနဲ့တွေကိုချင်းနဲ့ဆွဲနေရတယ်ဟိုဘက်ကချွတ်တရားတော့ဆွဲနေတယ်ကျွန်တော်ရက်ကြည့်နေတယ်ဩရန်ကုန်ကကလေးလေးတွေအတင်းလာလိုက်တာတိရစ္ဆာန်နဲ့လူနဲ့လူဆောင်နေတာအပိုက်ပုံမှာဟိုဘက်ကချွတ်ကဆွဲပြီးသေးကိုဒီဘက်ကဆွဲတွေ့လားလက်နဲ့ဖက်လိုက်ကြည့်တယ်နော်မောင်ခေါင်းသားတစ်ယောက်ကျွန်တော်လှမ်းကြည့်နေတယ်ဟင်းသလားဈေးတော့အပိုက်ပုံနဲ့ဒီတိုင်းပါပြီဟင်းသလားမှာကျွန်တော်ကိုယ်တိုင်ဈေးကိုချက်တဲ့ခါကျတော့တခါချက်ချင်းပြောင်းထွက်တယ်တပြည့်ပြည့်ထားတယ်တချမ်းပုံတွေအောင်တော့ဝမ်းသာနေတာအကူကဒါကိုဖယ်သေးတယ်နော်အကူကဖမ်းမပေါ့ဟာဘူတိုင်းဝက်ကလေးတွေပေါ့ဒါဖယ်သေးတယ်နော်နေကောင်းတယ်တင်းကလေးခေါ်လိုက်ကျွန်တော်ဈေးကြီးနဲ့ကြည့်နေတာဒီကွာမသားတော့ရန်ကုန်မှာရေကြီးကြတာတွေကနေဖွင့်စားနေဒီကလေးလေးရောဒုက္ခကျွန်တော်အသိနာတာတော့ကျွန်တော်အသိမသိဘူးဘာဖြစ်
ကျွန်တော်မကြိုက်ဘူးဒီမျိုးလေးကိုကျွန်တော်လည်းမတတ်နိုင်ဘူးဒီကိစ္စကြီးဟာလူနဲ့ကြက်နေလူတွေခွာလို့အတိကိုငါးသေးမှာငါးပုတ်တွေတွေ့ထားတယ်ကတော့ပုတ်တွေမိမတွေကသိလားဝေကုန်အိတ်တွေနဲ့ကတော့ကိုကြီးနဲ့ဆွဲနေတယ်ခွေးရတော့တော့ဆွဲနေတယ်တွေ့လားငါ့ကိုလူရခွေးနဲ့လူလားဟဲ့ခွေးဟဲ့မောင်လူနဲ့တိရစ္ဆာန်နဲ့လူစားနေတာကိုရတယ်ကျွန်တော်ဒါကိုပြောပြနေတာလူတွေကလူမနေကြရလူလိုမအိတ်ကြရလူလိုမစားကြရလူလိုမနားကြရလူလိုမတောက်ကြရရစ်စိတ်ကြပြားထားရေးတာနွားကြောင်းသားတယောက်ကနွားတွေရေထဲမောင်းချစိမ့်နေတာနောက်ဆုံးတော့လေစားလာတော့လေနွားတောက်တဲ့ရေကိုသူကဖက်တောက်ရတာစိတ်မောစရာလေရစ်စိတ်ကိုဝင်ကြဗျာတိတ်ရတာရှိတာပဲတုံလေးထောက်ပြီးရက်မြင်ဝင်လေးနဲ့စစ်စရာလေးမြင်ဝင်လေးနော်ဒီကစားဆရာတွေကနိုင်ငံကိုစဉ်းစားရှိလို့ရေးနေတာသူကစဉ်းစားရှိလို့ရေးတာကြပြုပြင်နေတယ်ရေးတာနောက်အဲ့ဒီနေခင်းကထုံတစ်ထောင်းထောင်းလေးငါကနွားချီရဘက်တွေကိုနင်းနွားတွေကငါချီရကိုနင်းနေရစ်စိတ်ကိုဆင်းသွားလိုက်ကြတာနွားတွေကဥဆောင်တာလားလူတွေကဥဆောင်တာလားခင်းနှံကိုထောက်မိလို့နောက်ရွတ်ပြီးကြံခဲ့တယ်ကမ်းသားပေါ်ကသူ့ရုပ်ပုံမှုံးရကလင်းလာတော့အိုမင်းတို့ပြင်စားလိုက်တာနောက်ဆုံးတော့သူလေနွားတွေကိုရေထဲတောက်တာပါပဲကျွန်တော်နိုင်ငံသားများရေစရာမောစရာတွေပေါ်ထားတဲ့လောကထဲမှာရေစရာတွေကြည့်ပြီးတဲ့အခါမောစရာတွေဆက်စဉ်းစားလို့ကိုဘဘကိုနိုင်ငံကိုပြည့်ပြည့်နေကြပါစေ။ကိုမောင်မင်းကတွေကမြစ်စိတ်ကကမ်းမလူတွေလို့ကျွန်တော်တို့ပြည်သူပြည်သားအားလို့ကနောင်သူကနောင်သားတွေရောစင်ကာပူတို့မလေးတို့ဂျပန်တို့ကိုရီးယားတို့လူတွေလို့လူထက်စစ်စစ်ကျွန်တော်တို့နေစေချင်တယ်။မြစ်စိတ်ကတွေကလူနဲ့နွားနဲ့ရေတူတူတော့တဲ့ဘဝမျိုးနေပြီးတော့အများဆုံးကျင်းတော့ကြပါစေလို့ပြောရင်းနဲ့ညီကိုချုပ်ပါနော်။